င်္ဂလာပါရှင်ကျမတို့ရဲ့ဘုံကတ် channel လေးကနေပြီးတော့ချစ်ရတဲ့ပရိသတ်ကြီးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်စိတ်ဝင်စားစရာချစ်ဆက်လက်ကောင်းများစွာကိုအမြဲမပြတ်ရွေးချယ်ပြီးတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကနေဒီနေ့မှာတော့ချစ်ရတဲ့ပရိသတ်ကြီးနားဆင်ရမယ့်ချစ်ဆက်လက်ကောင်းလေးကကိုသိချစ်တဲ့ဆောင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးလေးကိုနားဆင်ရမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဇာတ်လမ်းလေးမတင်ဆက်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရစေအသေးသေးတော့ဇာတ်လမ်းတွေတင်တိုင်းသိရှိဖို့အတွက်ဒီနာနိုတီဗီလေးကိုလည်းတပါးလေးနှိပ်သွားပေးပါအောင်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင်ကဲဒါဆိုရင်တော့ဇာတ်လမ်းလေးကိုခုပဲတူတူလိုက်ပါပြီးတော့စီမျောနာဆင်ကြည့်လိုက်ရအောင်လားရှင်ဒယ်ဒီမပြီးသေးဘူးလားချာလိုက်တာဒယ်ဒီကသုံးနှစ်ကလေးလေးတယောက်အတန်လေးကမပြီးကလားပြီးကလားနဲ့သူ့ဒယ်ဒီကိုလှမ်းခေါ်နေတယ်ပြီးပါပြီသားရဲ့တကယ်ကိုပဲလာလာတီကိုမင်းမမီစီသွားလိုက်အောင်မယ်ရှိုက်လေးလာပါအောင်လူးချင်းလာလေအောင်မမီလိမ့်ပေးမယ်လာနေပူတဲ့သွားမှာရှိုင်းလေးသားတွေမဲကုန်မယ်နော်တတအတမမဲချင်မို့တတကဒယ်ဒီလိုဖြူဖွေးနေချင်တာအဲ့ဒါဆိုလားမမီလိမ့်ပေးမယ်လာမိမိသားလေးကလိမ်မာလိုက်တာကဲပြီးပါပြီရှင်မမီမြန်မြန်လာသွားကြမယ်လို့တားရမင်းဒယ်ဒီလေးကမရောက်သေးပါဘူးကွာဟမ်ဒယ်ဒီလေးကိုရန်လွှမ်းနေပြီကိုကြီးတားတော့သူ့လေးကိုရမ်းမဲ့ခင်နေဟုတ်တယ်မေရသူကဆိုင်ပေါက်စားလေးပြီးပြီကိုသွားရအောင်လာတဒယ်ဒီချီမယ်ဆိုင်ရဒီမျိုးကြီးကိုခွဲသွားတာ10နှစ်ရှိပြီမကြခင်ပြန်လာတော့မယ်40ရောက်တော့ရှိုက်စီလာတဲ့လေရင်ကစိုက်လာခဲ့ပြီအဲ့ဒီနောက် luggage ကိုဆွဲယူပြီးထွက်လာမိန်းကလေးတယောက်နဲ့တိုက်မိတယ်ဟုတ် sorry ပါကျွန်တော်မမြင်လိုက်လို့ထိုမိန်းကလေးလက်ထဲမှာကျလာတဲ့အိတ်တရပစ္စည်းများကိုကုကောက်ပေးပြီးသူမကိုပေးလိုက်တယ်ရှားပါတယ်မတော်တဆပဲဟာကိုသူမလေးကပြောပြပြချင်းလှည့်ထွက်သွားတယ်သူတတိထားမိလိုက်တာကသူမရဲ့အညိုရောင်စပင်လေးတွေသားဖြစ်တယ်ဒယ်ဒီလေးကဘာလို့မလာသေးတာလဲဟင်လာမဘောသားရဲ့အခုမှလေးရင်စိုက်တဲ့ဟာကိုဒယ်ဒီလေးကကြာလိုက်တာထိုချိန်ဝေးမှာရက်စစ်စီအရေးတကူကြောင့်ဆိုင်လေးပြေးထွက်သွားတယ်ဒယ်ဒီလေးတားဆိုင်လေးရေဒယ်ဒီလေးဒီမှာသူပြောပြတာနဲ့လက်ပြလိုက်ကကလေးကသူ့ကိုပြေးလာဖတ်တယ်ဒယ်ဒီလေးအရန်ကြာလာပြီစောင့်နေရတာမောတောင်နေပြီဆိုင်လေးရေတောင်းပန်ပါတယ်ဗျလေးပြကနောက်ကျမှရှောင်လာလို့ပါပြောပြီးတော့တပြိုင်တည်းကလေးရဲ့ပါလေးကိုနားလိုက်တယ်ညီအလွတ်တယ်လို့ပြီးပြီလားကိုမပြောလာတယ်ကိုတို့အများကြီးလွှမ်းနေတာပါဗျမလီကအရက်ကြီးရှေးလာလိုက်တာပြပမှာအနေများလို့လားမသိဘူးအသားတွေလည်းဖြူးနေရောမိမိတို့ကဘာလို့မပါလာကြတာလဲမခေါ်ခဲ့တာပါကွာသူတို့ကလိုက်ကြတာငါမခေါ်ခဲ့တာဟုတ်တယ်မလီရဲ့လူကြီးတွေကတက်ချင်းနေပြီပင်မမဆိုလို့ကဲပြန်ရအောင်ကွာလူကြီးတွေစောင့်နေကြမှာကဲဆိုင်လေးသွားကြသူ yes daddy လေးချီဆိုင်လေးကလေးကိုချီပြီးတပတ်က let's get ကိုဆွဲပြီးထွက်လာခဲ့တယ်စောင့်ငါဒီမှာပြောပြီးတော့တပြိုင်နက်စောင့်ကိုပြေးပတ်လိုက်တဲ့သူကတော့စောင့်ရဲ့တဝိသောတငယ်ချင်းဝုံမောင်ဖြစ်တယ်မျောနေတာချေလင်းရနောက်ကျလိုက်တာရောဟုတ်တယ်ဝုံမောင်လင်းရနေနောက်ကျသွားတာလာသွားရအောင်ငါနဲ့အခါကိုတက်စင်လှုပ်ထားတယ်ခဏဝုံမောင်ငါမမီတို့ရဲ့ရှင်သွားတွေ့မလို့နေတဘောပါငါလိုက်ပို့မယ်နော်စောင့်ရဆရာဝန်တယောက်ပါလွန်ခဲ့တဲ့9နှစ်လောက်ကဖခင်ဖြစ်သူရဲ့အမေချောင်းပြပချောင်းသားတစ်ချက်ဖြစ်တယ်စောင့်ဝုံမောင်နဲ့ကိုတို့တခုဝယ်ပြီးအတူတူနေတယ်မိဘတွေနဲ့ဆက်ဆံရေးအဆင်မပြေတော့အပြစ်မှာပဲနေဖြစ်တယ်ဝုံမောင်ကလည်းဆရာဝန်တယောက်ပါပဲသူတို့နေရာလုံးကစားမတွေပဲ hospital မှာအလုပ်လုပ်ကြပါတယ်ဟဲတားလေးပြန်လာပြီမေအမေကိုတွေ့တော့ကလေးတရားလိုကတ်ချွတ်နေတဲ့ဆိုင်မခတ်အောင်အများကြီးလွှမ်းနေခဲ့တာမေမင်းကလေဝင်လာတဲ့ကမင်းမေပဲဖေကမကြည့်မနဲ့တလို့ပြောလာတယ်မဟုတ်တာဖေကတာဖေကိုလေအစမ်းလွှမ်းနေတာအခုမှလာပြောမနေနဲ့ကဲအလွှမ်းနောက်မှတည်ကြအခုတော့ထမင်းသွားဆိုင်ရအောင်လာသားလေးမိမိသားလေးလားဖွားဖွားကြီးမကောင်းဘူးတတကိုကြတော့ပြက်ထားတယ်တတကပါပြောလာတယ်အမလီဖွားချိန်မြလေးလာဖွားချိန်မြတကယ်ကိုတာရပြည့်စုံနေမိသားစုကပါလေးပါတစ်ဖက်မှာလေမမီသမီးပြန်ရောက်ပြီလား9နှစ်လောက်ကြာမှပြန်လာတဲ့သမီးဖြစ်သူကိုတက်ချမှာတော့မလွမ်းဘူးလားမသိပါဘူးမျက်နှာကလည်းခက်တီတယ်ဒယ်ဒီရောပြန်မရောက်သေးဘူးလားမမီမရောက်သေးဘူးသူကအခုတလောအလုပ်အရမ်းရှုပ်တယ်လေအဲ့ဒါဆိုသမီးညချမှာလာနှုတ်ဆက်မယ်နော်အမသူလည်းဒီလောက်နဲ့သာပြန်လာလိုက်တယ်စာဝချီပြီးဝုံမောင်စိတ်ထဲမကောင်းပါငယ်တွေကပေါင်လာတဲ့သူတွေမလို့တယောက်ချောင်းတယောက်ကောင်းကောင်းသိပါတယ်စောင်းငယ်တွေကမိဘတွေဖြစ်စေချင်တဲ့အတိုင်းနေလာခဲ့ရတာပါမိဘတွေကတော့အလုပ်ကိုပဲအာရုံစိုက်ပြီးစောင်းကိုအချိန်မပေးတော့မိသားစုပြပြဆွဆွနေတဲ့ခံစားချက်ကိုသူမသိပါဝုံမောင်ဘာတွေတွေးနေတာလဲ
ကားမောင်းနေတဲ့ဟာကိုဘာမှမတွေ့ပါဘူးဆောင်ရဲ့အော်ဒါနဲ့အလုတ်ကပဲတော့ဆင်းမလဲဆောင်ညနေဒက်ဒီနဲ့တွေ့ပြီးမှမေးကြည့်တော့မယ်ညနေစာကတော့နင်းအချိုက်တွေပဲငါချက်ထားတယ်အဲ့ဒါကြောင့်ကိုချစ်နေရတာစောင်းရမိသားစုတွေမရပါမယ်ဒီလိုတငယ်ချင်းလေးရှိတာမို့သူကကောင်းပါလေဒါဘယ်တော့အလုပ်ဝင်မလဲမနေ့ပြန်ပဲတက်ဝင်လိုက်မလို့ဖေဖေနနနေနေလောက်ပါအောင်သားရဲ့မိမဝင်ပြောလာတယ်အိမ်မှာအကြချင်းနေတော့လေပြင်းနေမိမိရဲ့တငယ်ချင်းတွေနေရောမတွေ့တော့ဘူးလားညချိတ်တာတယ်ပြောစရာကမလိုဘူးဒါမျိုးကြဒါနဲ့မရောဆိုင်ရစင်ပြီလားပြေးပါတယ်မလေးရဲ့အခုနောက်ပိုင်းဆိုပွဲယူရရသည်ဆိုတော့ဆိုင်မအရန်ရောက်ရတယ်ဒါနဲ့မဆိုင်ကိုကျွန်တော်တခါမှမလျှောက်ဘူးမနေ့ပြန်မှသွားတော့မယ်မဆိုင်ကိုဝန်ထမ်းနေပဲထားလိုက်တာညနေလောက်မှသွားကြည့်တာနောက်နေ့လိုက်ပို့မယ်နော်ဟုတ်ဒါနဲ့ညီမင်းတက်လည်းမငယ်တော့ဘူးနော်မိမရောမရှိတော့ဘူးလားချစ်သူရောမရှိဘူးလားကိုတော့ပွဲလန့်အောင်ဖျားခင်းပါတယ်စိတ်ဝင်စားသေးလို့ပါကိုရအသက်ကမငယ်တော့ဘူးလေကွာမင်းရွယ်တော့ဆိုငါးဆူတောင်ယူပေးပြီတူမလားကိုရအာယုံမနှောက်ဆံပါနဲ့ please စိတ်ဝင်စားသေးရင်လေရှားပါလေကွာမင်းတဘောမိမိတီတယောက်ရဲ့သမီးလေးအရှမ်းလာတာမိမိချိန်မှုစစ်စစ်ပေးရမလားဟိုထားမိမိတားစိတ်ကြိုက်ရှာမယ်မိမိတို့ဘာမှလာမလုပ်နေတော့ရှာမယ်ဆိုလေအမျက်ရှာငါလေမင်းနောက်တယောက်လိုချင်ပြီကိုတို့ကိုမွေးခိုင်းလိုက်ပေါ့တော်ပါကွာမင်းသာမိမရင်ရအောင်ရှာဖွားဟုတ်တယ်တတလည်းညီမလေးလိုချင်တာကလေးပြပြီးစကားရတက်လွန်နေတူတော့မှကြောင့်တဲ့လုံးထားရကြတော့တယ်ဆောင်းအေးစင်နာနော်ခဏနေထမင်းစားကြရအောင်ခုတော့နားလိုက်အောင်အမကျေးဇူးပါချင်းကူဆောင်းကလေခီးပန်းလာတာကြောင့်ရေကျုပ်ပြီးတော့ခဏအိတ်လိုက်တယ်နိုးလာတော့မှပဲထမင်းထွက်စားတယ်အိမ်ကိုတော့လိုက်မပူနေတော့ဝမုံငါ့သွားလိုက်တော့မယ်ဖြစ်ပါမလားဖြစ်ပါတယ်နေကိုအားနာလို့အမအဲ့ဆိုငါမလိုက်တော့ဘူးနော်အခုကြီးမလေးလာပါတယ်အော်ဝင်ခိုင်းလိုက်လေဒတိယစာပကမှာရှိတာမို့စောင့်ဝင်သွားလိုက်တယ်လာပြီလားသမီးဘယ်ချိန်ပြန်ရောက်လဲနေလေရပါသမီးအိမ်လာတော့ဒဒီမရှိဘူးဆိုလို့သမီးပြန်သွားလိုက်တာပါဒါနဲ့ဒဒီနေကောင်းပါလေနော်ဒဒီကိုကြည့်ရတာနေမကောင်းတယ်လို့ပဲကောင်းပါတယ်နေပင်မနေလို့ပါသမီးမနေ့ပြန်လုံးဝင်လို့ရှားပြီမလားမနေ့ပြန်စောင့်ဝင်လို့ရှားပြီအရင်နေရအရင်ခံမေးဒဒီတောင်တိတန်ရှင်လောက်ခိုင်းထားတာငါသမီးလေးပြန်လာမှဆိုတော့အစင်းသင်းဖြစ်နေအောင်ဟုတ်ပါတယ်ဒဒီရလောက်ကိုကြိုးစားလုပ်ပြီးအချိန်မပေးနိုင်မိမေအရင်ကယူဆိုင်တတ်သူပါအဲ့ဒါကြောင့်လေဒဒီရဲ့စကားဆိုမလွန်ဆမ်းမြေအကုန်လက်ခံခဲ့တာပါမမီကတော့စောင်းဟုတ်တော်စိမ့်တယ်လို့ပါပဲငငယ်တွေကအလုပ်သမားတွေနေထားခဲ့ပြီးအလုပ်ကပြန်ရင်လေပင်မနေဆိုပြီးပြစ်ထားတတ်တယ်စောင်းမမီကငယ်တဲ့ရွယ်တုန်းကမွေခဲ့တာမို့အချိန်မမီကကလေးစိတ်လိုပဲရှိသေးတော့သူလေစောင်းကိုယူမဆိုင်မိတာဖြစ်နိုင်ပါတယ်သမီးရှောက်တော့လေညသာစားသွားလေတော့ပါပြီဒဒီသမီးစားလာပြီဒဒီစားတာကိုကြည့်ပြီးတော့ပဲပြန်တော့မယ်ဒါနဲ့မမီကိုမတွေ့ဘူးရောဒဒီအခန်းထဲရှိမှာပါသမီးရဲ့သမီးခဏတက်တွေ့လိုက်အောင်မင်းနော်ဘာတူလဲစောင်းမမီရဲ့ဝင်ခဲ့လိုက်စောင်းမမီအလုပ်လုပ်နေတာလားအနာဆက်ဖြစ်သွားလားမမီရပါတယ်အလောက်ကရေးမကြည့်ပါဘူးဒါနဲ့ဒဒီနဲ့တွေ့ပြီးလောက်ရောပေါ့သူဘာပြောလဲဟုတ်မနေ့ပြဆေးရုံမှာအလုပ်ဆောင်ဝင်မှာပါမမီကောင်းပါတယ်တခုခုလိုရတာရှင်ပြောနော်ဟုတ်မမီကလေတမ်းပါပြီမင်းတခါတလေတော့စောင်းကိုစိတ်ဖို့ခယူဆိုင်တတ်ပါတယ်မမီနားတော့နော်စောင်းပြန်တော့မင်းကောင်းပါပြီခယူဆိုင်မမမီကထွက်လာတော့ဒဒီကပြောလာတယ်သမီးပြန်တော့မလားအိတ်သွားပါလားမေးတော့ပါဦးဒဒီစောင်းကိုလိုပဲပြန်လိုက်မယ်နော်အမစောနာပြီမနေ့ကမောင်နဲ့တူလာမှာမလားဟုတ်တယ်ဒဒီအဲ့ဒါဆိုစောင်းသွားပြီနော်စောင်းကကားမောင်းနေရင်ရုပ်တရက်ထွေးရသွားတော့လမ်းကြားလေးပဲရှိသေးတယ်လူလေးပြတ်တာကြောင့်ဘာလို့ရမလဲမသိသူစကားတစ်စီးရောက်လာပြီဘာဖြစ်နေရလဲမသိဘူးရှင်ရုပ်တရက်ထွေးရသွားလို့စောင်းတလူပုံစံကိုကြည့်တာနဲ့လူကောင်မှတန်းသိပါတယ်ဝတ်ပုံစားပုံကတတိတယောက်လိုပဲစီးတာတဲ့ကားလေးအကောင်စားမှုအနေငယ်တော့ဆဲလုံးချုံသွားတယ်ဒါနဲ့ဘယ်ဦးပြန်မလဲဟုတ်ကဲ့ကျမပြန်မကမင်းမကြောက်ရင်ငါနဲ့လိုက်ခဲ့လို့ရတယ်ငါလိုက်ပုံမယ်လေဟိုစားပါတယ်ကျမတငယ်ချင်းကိုဖုန်းဆက်ထားပြီးသူခဏနေရောက်တော့မှာပါဟိုဒါနဲ့လေကျမကိုသူမလာခဲ့သေးခဏလာစောင့်ပြီးလို့ရှာလာရင်လမ်းကလေးလူပြတ်တော့ခန့်လေသူ့ကိုမျက်နှာငယ်လေးနဲ့ပြောလာတယ်ကလေးမလေးကြောင့်ကိုကြီးဖို့ဆုံးဖြတ်လိုက်တယ်နေငါနေနောက်ကြမယ်လမ်းမှာကိစ္စလေးရှိလို့ခန့်တငယ်ချင်းကိုဖုန်းဆက်လိုက်တယ်မင်းကလူတွေကိုရှုံလွှဲတာပဲကလေးမရဲ့ငါလူကောင်ဖြစ်နေလို့သာပေါ့ငါနေရာမှာတခြားလူဆိုမင်းဘယ်လိုလုပ်မှာလဲရှင်းပုံစံကိုကြည့်ရတာလူကောင်မှသိလို့ပါရှင်းရုပ်ရည်အနေထားနေကရှင်းရလူကောင်မှသိတာတယ်လေဒီဘက်ကတတိရက်ကွက်လူဖြစ်နေတော့လူပြတ်တယ်မိန်းကလေးတယောက်တည်းထွက်ရင်မသိတော့ဘူး
ဒါနဲ့မင်းကဒီရက်ကွက်ကပဲလားဟုတ်တယ်ဒယ်ဒီတို့ဒီမှာနေတာစောင်းရတော့ကိုတို့မှနေတာနာမည်ကစောင်းနေလားဟုတ်စောင်းမေပါရော့ဒါကိုလေးစာကပ်ပါစောင်းလေသူပေးတဲ့ကပ်လေးလမ်းယူလိုက်တယ်စောင်းလေစောင်းလာကြာသွားလားလမ်းတွေပိတ်နေလို့ကြာသွားတာရှားပါတယ်စောင်းကိုသွားခွင့်ပြုပါအောင်နော်တကယ်ကျေးဇူးတင်ပါတယ်နောက်ကြဖုန်းဆက်လိုက်ပါမယ်ထမင်းဝယ်ကြွေးခြင်းလို့ပါโอเคလေစောင်းနေမယ်စောင်းရဲ့ခေါင်းလေးတစ်ချက်ညိတ်ပြပြီးကားပေါ်တက်လိုက်တယ်စောင်းအသိတွေလားဝမမမေးလာတော့မဟုတ်ပါဘူးမုံရဲ့ငါ့ကိုကူစောင့်ပေးနေတာသူကဒီမှာသူ့ကတ်တယ်စောင်းပြေလာတော့ဝမတစ်ချက်ယူချလိုက်ပြီးရှိုင်းကလေးစီကိုနင်းသိလားငါဖေဖေကအဲ့ဒီရဲ့ကလေးမှာရှေ့ရဝင်ထားလို့လေသူတို့ကညီကိုနှစ်ယောက်ရှိတာကိုထက်ကိုတော့ငါမြင်ပူးပါတယ်ကြည်ရတာ तू ကအငယ်ထင်နေရှိုင်းမခအောင်ဟုတ်တယ် तू ပဲဖြစ်မယ်အော်ခက်ပါလို့နောက်ကျလာလေဘာကိစ္စဖြစ်နေလို့လဲဘာမှမဖြစ်ပါဘူးကွာနေရလေပြောတော့ကိစ္စတကူဖြစ်လို့ဆိုဟုတ်တယ်လေကွာငါကိစ္စတော့မဟုတ်ဘူးခြားတဲ့တယောက်ကားပြတ်နေလို့ကူစောင့်နေတာဟာကောင်းမလေးလားစော်မရသေးတာနဲ့တော့ပဲမလားလှုပ်လိုက်တော့သားကြီးမဆဆာမနေကွာတော်တော့မနက်မိုးလင်းတော့ဆောင်အလုပ်သွားဖို့ပြင်ဆင်လိုက်ပါတယ်ပြီးမှမနက်စာသွားလုပ်နေတယ်စောင်းရင်ဘာတွေလုပ်နေတာလဲအပြင်မှာစားလေရတာကိုတခါလေးပဲစားသွားရအောင်မဟုတ်ရင်နောက်နေ့မှအလုပ်သွားကလာမယ်တဲ့သူမလာခင်ထီတော့ငါချက်ချွေမယ်နော်စောင်းလျာကိုလွမ်းနေတာစားတော့တို့တွေနောက်ကျနေအောင်မယ်ဟုတ်ပါပြီမဟုတ်ရင်အရန်စားတာပဲသမီးလာပြီနော်တဲ့ဒီရောက်တော့နေပြီလားသမီးအလုပ်ကိုနားပြီလုံးနော်အလုပ်ကအရန်ရှုပ်တာဟုတ်အဲ့ဆိုရပြီလေဟုတ်စောင်းသွားလိုက်ပါအောင်မယ်နော်စောင်းနေမောင်ခန့်ကဘေးချက်ကပ်ပါစောင်းလေလူနာတွေကိုစစ်ပြီးဟိုပြည့်တီပြီးအလုပ်ရှုပ်လျက်နေတယ်တတမေမေကိုဒီမှာစောင်းနေနော်မေမေစေးသွားယူမလို့ဖေမမသွားရဘူးနော်ခဏနေပြန်လာမယ်ဟုတ်ပြီလားဟုတ်ကဲ့တတဒီမှာပဲထိုင်နေမယ်နော်မေဒီနေ့စေကန်းလာပြရင်တတကိုပါခေါ်လာခြင်းဖြစ်တယ်ဟင်ဟိုမှာရုပ်တတကအယုံလေးကိုတွေးချင်စိမ့်နဲ့ပြေးသွားလိုက်တယ်အာကလေးလေးဘာဖြစ်သွားသေးလဲစောင်းဝင်တိုင်းပြီးလဲကျသွားတဲ့ကလေးလေးတယောက်တတဘာမှမဖြစ်ပါဘူးမမတတဝင်တိုင်းပြီလို့တောင်းပန်ပါတယ်ဗျာတတကတယောက်ထဲလားမေမေဖေဖေတို့ရောပါလားတတမေမေစေကန်းလာပြတာတတကိုထိုင်ဆောက်ခိုင်းနေတာတတအယုတ်လေးတွေ့လို့လူချင်လို့လာတာမေမေစီမပြန်တတ်တော့လို့ငုံမဲမဲပြောနေတဲ့ကလေးလေးချောင်းသူ့ကိုညှိလိုက်တယ်တတမေမေဖုန်းနံပါတ်သိလားမမဖုန်းခေါ်ပေးမေဟုတ်မမတတမှတ်မိတယ်ဟယ်လိုမေမေတတကိုလာခေါ်ပါအောင်ဟယ်လိုဟုတ်ကလေးလေးကလက်ပြောင်းနေလို့ပါရှင်ဟုတ်ကဲ့အဲ့ဒါကိုလာလိုက်ပါမယ်တတရဲ့မေမေစီမမလိုက်ပို့မယ်နော်သွားရအောင်ကလေးလေးလက်ကိုဆွဲပြီးနောက်ဆုံးတော့ကလေးမေစီသွားပေးလိုက်တယ်တတရဲ့မေမေပြောတယ်ဘေးမှမသွားပါနဲ့ဆိုတာခုတော့လက်ပြောက်ပြီမလားတော်သေးတာပေါ့လူစုနေမတွေ့လို့ဟုတ်ကျေးဇူးပါနော်ဒေါက်တာတကယ်ကျေးဇူးတင်တာပါကျမခဏလေးစီလီသွားယူတာထွက်လာတော့ကလေးမတွေ့လို့တော်တော်လန့်သွားတာတကယ်ကျေးဇူးတင်တယ်နော်ဒေါက်တာရှားပါလိမ့်ရှင်တတအဆက်လိုက်ပါတယ်နော်တတဒေါက်တာကိုကျေးဇူးပါလို့ပြောရမယ်လေကျေးဇူးပါမမတောင်းပါမီလေးလောက်ပါလားဟင်မမအရှမ်းလာတာပဲတားတဲ့ဒီလေးကချောတယ်နော်မမမကြိုက်ဘူးလားဟင်တတရေဒေါက်တာကိုမစားရဘူးလေအားနာစရာကြီးတတတကယ်ပြောတာတတလည်းမမီလေးရချင်တာဒယ်ဒီလေးကိုပြောတာကိုရှာမရှာတာလို့နော်မမနော်လို့ဒေါက်တာရေတောင်းပါပါတယ်ကလေးကအဲ့လိုပဲဒေါက်တာဒီစေးုံမှာပဲမလားနောက်ကြတခုခုလိုက်ကျွေးချင်လို့ပါရှားပါလေရှင်မလိုပါဘူးတတနှုတ်ဆက်လိုက်အောင်လေမမတတဘိုင်းစောင်းလေးနှုတ်ဆက်ပြီးသားထွက်လာခဲ့တယ်ကလေးလေးကချစ်ဖို့ကောင်းပါတယ်သူပြောတဲ့ဒယ်ဒီလေးတွေပါတွေတော့စောင်းလေးနားမလေးပါမိဘတို့နောက်ကျနေတာလေအိမ်ပြန်လာတော့ကိုကမေးလာတယ်ဒီမှာတတပြောက်လို့လိုက်စားနေတာဘယ်လိုပြက်လို့လဲသမီးရဲ့လာမေမေကပါပြောလာတယ်မေပေါ့ခဏလေးထိုင်ဆောင်ပါဆိုတာကိုရှောက်သွားတာတော်သေးတာပေါ့ဒေါက်တာမလေးနဲ့တွေ့လို့ဟိုကဖုံးဆက်ပြီလို့လူစိုးတွေတွေ့ရင်ဘယ်လိုလုပ်မလဲရှိုင်းလေးဟာနောက်အဲ့လိုရှောက်မသွားနဲ့နော်ဟုတ်ကဲ့ပါဒယ်ဒီလေးရဲ့ဒါနဲ့လေဒီနေ့တတမမလှလာလေးနဲ့တွေ့ခဲ့တယ်သိလားအရှမ်းလာတာပဲအဲ့ဒါတတကတားရဲ့မမီလေးလောက်ပါလားလို့ပြောခဲ့တယ်တတရဲ့ဒယ်ဒီလေးမှာရည်သားမရှိလို့မမီလေးလောက်ပါလားလို့တောင်ပြောခဲ့သေးတယ်ဟေးဟုတ်ပါမေမေရဲ့အဲ့ဒီကိုကြီးပေးလိုက်တဲ့ဒေါက်တာမလေးကိုအတင်းမဲ့မမီလေးလောက်ပါဆိုပြီးပြောနေရောမိမတောင်းမလာရတယ်ဟဲ့ငါမီလေးဟာဒယ်ဒီလေးတော့မိမရှာပေးနေတာလားတတအဲ့မမကချောလာရင်အဲ့မမကချောလာမိမိကပါမေးလာတယ်ဟာဖွားဖွားရမမကလေအရက်ချောတာပဲသိလားစိတ်လေးလေးအရက်ကောင်းတယ်တတကိုလည်းကိုကြီးတယ်ဟာငါမေးရတော့လေဖေဖေရရှိပါတော့တယ်ဒါနဲ့တော့အဲ့လိုမလုပ်ရဘူးနော်တာဖေဖေမကြိုက်ဘူးဟုတ်ကဲ့ပါတတနောက်ကို
အဲ့လိုမလုပ်တော့ပါဘူးစောင့်လေလက်သွားဆိုင်ရအောင်လာပါပြီရှင်နေရလေနော်စေရောသမီးလေးဖြစ်ပြီးအောက်ချက်တဲ့အကုန်လုံးနေတော့တာပဲဒါကတော့ဝါသနာကိုဟာဟုတ်ပါပြီပင်မမခံနဲ့အောင်နောက်နေ့တည်းရောနိုင်ရောပင်မတော့မှာတော်သေးတယ်နေပြန်အောင်လာလို့မဟုတ်ရင်ငါတယောက်တည်းတိတ်ပြန်တာပြန်ရင်တူတူပြန်မယ်နော်ကလပ်သွားကြမယ်လေနော်နောက်နေ့ကျနိုင်ကျွတ်တီနေစို့သွားလို့မရတော့ဘူးလေနော်သွားရအောင်ဟုတ်ပါပြီသွားမယ်ငါလည်းစိတ်ထဲရှုပ်နေလို့ဒါမှငါရဲ့ real friend အဲ့လိုလေးသားလေးနဲ့ချုပ်နေတာနေနော်ရည်သားရရင်ဘယ်လောက်ချုပ်လိုက်မလဲမသိဘူးငါတငယ်ချင်းလေးနဲ့အကြကြီးနေအောင်မှာနေတာဆော့ဆော့ငါ့ကိုထားမသွားနဲ့အဲ့ဒါတော့စိတ်ချငါမှပြောလို့တော့မဝသေးတာကိုငါဒီနေ့စိုးပြန်မှာနေလေစိုးပြန်လိုက်နော်မောင်ရဲ့တိတ်မကြရပဲနေမေညလေနောက်ကြတဲ့ဒီနေ့လို့မရှာဘူးဆိုတော့ဟုတ်ပါပြီကျမစောစောပြန်လာလိုက်ပါမယ်ချစ်တာအဲ့ဒါကြောင့်ဟာတတိလာပြီလားဗျနေမင်းရလေကွာလာမနောက်နဲ့အခန်းထဲတင်လာကသူ့ကိုဖယ်နေတယ်တကယ်ချင်းပြတဲ့ကိုသူပြန်ပြောလိုက်တယ်ဘယ်ကနေပဲလို့မျက်စိလေးလမ်းမလာတာလေခန်းမျက်စိလာတာလေကွာဒီနေ့မှလှုပ်ရှားခြင်းနေတော်တော်အားရနေတယ်ပေါ့အားရအောင်အလုပ်တွေအကုန်လုပ်ပြီးမှလာတာဘာကိစ္စလဲဆိုပါအောင်ညနေသွားနေကြနေရသွားရအောင်လားခေါ်တာလိုက်မယ်လေကွာဘယ်ချိန်လဲနှစ်ခါပြန်မခေါ်ခဲ့ရဘူးနော်ဒါမျိုးညှိစရာမလိုဘူးကွာနေခါနဲ့ဆိုင်မခန့်အောင်နေကအလေနဲ့နေရခင်လာကြတာပါသူတို့ကတိုင်ဝင်တိုင်ထွက်အဆိုင်ရင်နေတဲ့ဆက်ဆံရေးပေါ့နေခါတော့နေလို့ပဲခေါ်ပြပါတယ်နေရတော့ဆိုင်မခန့်အောင်ကိုခန့်လို့ခေါ်ပြီးသူ့ကိုတော့ကိုထမ်းလို့ခေါ်ပြတယ်အလုံးမှလည်းတော်တော်များများကကိုခန့်လို့ပဲခေါ်ကြတယ်ဒါအစောကြီးပြန်လာတာလားဟုတ်ဝင်ပြီခဏနေပြန်သွားမှာနေနေချိန်ထားလို့သိနေတယ်နော်တခါတလေပါဗျာခုမှပြန်ဆောင်တော့လေသွားပါဘာပြောလို့လဲသူလာခေါ်မှလားတာဟုတ်ဘူးမမေကိုဘာသာသွားမှာအေးဖြည်းဖြည်းသွားကြနော်ဒက်ဒီလေးပြန်လာပြီလားဟာတတအเจ้าကပြန်အောင်နေပြီလားတတ3နာရီဆိုကျောင်းစိတ်မီလေးသိဘူးလားမသိလို့ဘောတာရခုနကဖွားနဲ့ဒက်ဒီလေးပြောတာကြားတယ်ဒက်ဒီလေးပြင်သွားမလို့တတရောလိုက်လို့ရဘူးလားဟင်တတကဘာလိုက်လို့မလဲကွာတတလည်းလူကြီးတွေသွားတဲ့နေရာသွားကြတာပေါ့သုံးနေရွယ်နေမလိုက်အောင်စကားတက်လို့နေတူတော်မှချောင်းခတ်တယောက်ရင်းနေရတယ်တတကငယ်သေးတယ်လေကွာနောက်ကြမှာတူတူသွားမယ်နော်ခုတော့စားသွားလို့သွားဒက်ဒီလေးကောင်းမှုတတကိုကြီးမဆိုင်ဘူးပိတ်ရကြရင်ဒက်ဒီလေးခေါ်လိမ့်မယ်နော်တတစောင့်နိုင်နေမလားတကယ်လားစေကေကွာစေကေနားလေတော့ဘူးဆိုင်လေးရမွတူတူတော်မှကိုအသေးရလို့ဖန်နှံပြလိုက်တော့တယ်စောင်းနေမောင်ကတော့တောက်နေကြအတိုင်းပုံမှန်လေးမှာပြီးနှစ်ယောက်တည်းပြောနေကြပါတော့လေငါတို့ဒီလိုမလွတ်လပ်တာတောင်ကြပြီနော်စောင်းဟုတ်တယ်လို့ခုတော့ရမ်းပြောနေတာပဲသိတယ်cheers မုံမိုးအောင်မတောင်းနဲ့နော်အလောက်ကရှိသေးတယ်နေတယောက်လုံးရှိနေတာဟုတ်နော်မနေ့ပြန်လို့မသွားနိုင်မင်းနေမေတောက်တာမရဲ့စောင်းငါကကျင်လို့သွားကြတော့မယ်တတမုံကတော့တော်တော်မနိုင်စိမ့်ပါအမှုမခံနိုင်မင်းနေစွတ်တွေတောက်တယ်ပေးရတညာတော့ထိုးရတော့မှတေးကြတယ်စောင်းလေသူပြန်မလာမဲ့အစုံသက်စင်ကထသွားလိုက်တယ်သက်စင်ကထွက်လာတော့လမ်းတော့မှလူတယောက်နဲ့တိုင်းပြီးတော့တယ်sorry ပါဗျာမမြင်နိုင်လို့လူနှစ်ယောက်စီမှာတပြိုင်နက်ထွက်လာတဲ့အတန်မင်းရှင်ကိုဆိုင်မဲ့ခတ်အောင်ခတ်တတိထားမိလိုက်တာကသူမလေးရဲ့စံတွေအညွရောင်လေးတွေအောက်ပြလိုက်ထားတဲ့စံတွေလေးကသူ့ရဲ့နေကလေးစိတ်မှတိုက်ခဲ့မိတယ်ကောင်းမလေးမဟုတ်မှလို့ရောကိုဆိုင်မဲ့ခတ်အောင်အတွင်းလုံနေတဲ့သူကိုလက်လေးဝှက်ရပြီးခေါ်နေတဲ့သူမချာတိတ်ကဒီမှာဘာလာလုံးနေတာလဲဒီလိုနေရာကချာတိတ်လို့ကလေးတွေရှိနေတဲ့နေရာမဟုတ်ဘူးစောက်တန်25ရှိပါပြီကလေးမဟုတ်တော့ပါဘူးနော်25လို့မထင်အောင်ကလေးလေးလိုချစ်ဖို့ကောင်းနေသူမှာပပပေါင်းလေးနှက်ခမ်းလုံးလုံးလေးနဲ့အသားလေးဖြူဥနေတာပဲအဆက်ကတော့မော်တယ်လို့ပဲထောင်ထောင်မောင်ရုပ်လေးရတာကလေးရုပ်ဒါပေမဲ့သူနဲ့စင်တော့သူမလေးဟာသူ့ရဲ့ဘလောက်သာရှိတယ်25နှစ်လေကိုထက်နေတာပဲရုပ်ကလေးကလေးရုပ်ဆိုတော့မထင်ရဘူးတကယ်လားစောင်းအဲ့လောက်နှုတ်တာလားဒါနဲ့နိုင်ပြီလေခုထိမရသေးဘူးနော်တရားဝင်မိတ်ဆက်ပြရစီညီမကစောင်းမိပါတကယ်တော့ကိုဆိုင်မိတ်ကအောင်နဲ့တွေ့ပြီးတွေကဖုံးဆက်ပြီးထမိဖိတ်ကျွေးမှုဟာမအားတာနဲ့အိပ်ပဲမရောက်ဖြစ်နေတာတကယ်တောင်းမှမာတယ်နော်ကိုနာမည်ရှိတယ်သူများတွေခေါ်တယ်လို့ကိုခန့်လို့ပဲခေါ်ဟုတ်ကိုခန့်ထမိကတော့မကျွေးလို့မရဘူးနော်စောင့်နေမယ်စိတ်ချပါစောင်းကဂတိတည်တယ်သူပါနော်ကိုခန့်တယောက်တည်းလားစောင်းလို့နဲ့လိုက်ပါမလားကိုတငယ်ချင်းပါတယ်နေဦးလှက်ခေါ်လိုက်မယ်ခြားတဲ့တငယ်ချင်းကဘယ်ရောက်နေတာလဲဟိုမှာသူမနိုင်တော့ဘူးအရန်ဖြစ်နေတာကလေးတွေတော်တော်စိုးနေကြတာပဲကလေးမဟုတ်ပါဘူးဆိုကိုခန့်ရဲ့စောင်းလေးနည်းနည်းရှိဝေဝေဖြစ်နေပြီမို့အတန်လေးနေပြီဖြစ်တယ်
ယောက်ငါခရှာလိုက်ရတာကွာဘသူလေးလေးပြောလေကွာခန့်တရားနေကိုမျက်စိမိတ်ပြလိုက်တယ်နေလေအကင်ပါသူမို့ချက်ချင်းသိလိုက်တယ်ငါသိလေစာအောင်မေးတဲ့တွေ့ရတာဝမ်းသာပါတယ်ဒါနဲ့ဘလို့ခေါ်ရမလဲကိုနာမီနေခါဟုတ်ကိုနေခါသူမူးနေပြီလားအေးကြည့်ရတာနည်းနည်းမူးနေပုံပဲဟာဆောင်းနေရလေလားကပါဆိုတာကိုနေခါတရားသူဘေးကကောင်းမလေးကိုကြည့်ပြီးမျက်မှောက်ကြုံမိတယ်ကလေးပြပြမူးပြဲနေတာပဲဘယ်လိုမေးကလေးမှမသိဘူးမကချင်ဘူးဟာပြန်မယ်မနေ့ပြန်အလုံးမသွားနိုင်ရင်အသက်ခံရလိမ့်မယ်ဟာငါတငယ်ချင်းဟာစေးရအောင်သမီးပဲငါကဘာလို့တက်ခံရမှာလဲသူကလေးမလေးကတော့တော်တော်ကိုမူးပြဲနေပြီထင်ပါတယ်တော်တော်စိုးနေတာစောင်းတော့အေးစေးအနေထားမှရှိပြီမင်းသူလည်းစင်ကြောင်နည်းနည်းတော့မူနေမှာပြန်မယ်ဟာလာသွားမယ်ဟာဟဲ့ဘဲလေးချတယ်သူမလက်ကဝက်ကိုလမ်းဆွဲလိုက်ပြီးအော်ကိုကန်းတို့ရှိတာပဲမေးတောင်းနေတယ်မုံဒါကလေငါ့ကိုကူညီခဲ့တဲ့ကိုခန့်ဟာမှတ်မိပြီဟဲ့ချောလိုက်တာဟဲ့အပြမတွေ့တော့ဟာအဲ့လောက်မချောသလိုပဲမိုးပြီးပြောချင်တာတွေပြောနေတယ်ကလေးမလေးကြောင့်နေရောသူပါကောင်းနေစိတ်ပြက်စွာခါနေမိတယ်ခြားတဲ့ဒီပုံစံနဲ့အိမ်ဘလို့ပြန်ပါလေကာရောမောင်းနိုင်လို့လားစောင်းကခေါင်းကြီးရှိပါသေးတယ်နော်အဲ့မှာဒါပါပဲပြောရဆိုရင်အိတ်ဆွေကထွက်သွားတဲ့သူတို့နှစ်ယောက်တယောက်ကတော့ရိုက်ထိုးနဲ့ပါသွားတယ်နေမဖြစ်ဘူးငါတို့လိုက်ကြည့်ရအောင်ဟာဟဲ့ကောင်ခုလေးမတော့သေးဘူးလေခွာမင်းရလေမတော့တော့ဘူးခွာမင်းနေချင်းတယောက်တည်းနေတယ်ငါသွားပြီဟာစောင်းအောင်ကွာလိုက်မယ်ကားပါခင်ရောက်တော့စောင်းတို့ကလေးတွေ့လိုက်လို့နောက်ကပြေးလိုက်သွားတယ်ခန့်မင်းကရှင်းပြတယ်နဲ့မထင်ဘူးလားဘာလို့လဲသူနဲ့မင်းအချောင်းငါတို့ကဘာမလို့ရှင်းပြရမှာလဲရှင်းပြတဲ့နေလေကွာဘယ်ရဘလို့တွေ့ပြီးဘယ်ရချတယ်လဲမင်းကအဲ့လိုမိန်းကလေးတွေကိုလိုက်ပြီးစိတ်ဝင်စားတယ်သူမှမဟုတ်တာဟုတ်ပါတယ်သူကသူလေသူဘာဖြစ်နေမှမသိဘူးအဲ့နေရလေသူကမောင်းလာရင်ကနေမိန်းကလေးတယောက်ကားပြတ်နေပုံရလို့သူဆိုဒီမှာမိန်းကလေးတယောက်ကိုကူညီတဲ့သူမဟုတ်ပါဒါပေမဲ့အဲ့နေရသူဆက်သွားဖို့တုံဆိုင်နေပြီသူမရှိရကိုဆက်မြဲကိုရောက်သွားတယ်ပုံမှန်ဆိုဘယ်မိန်းကလေးနေမှာအရေးတယူစကားမပြောဘူးပေမဲ့သူမနဲ့ကြာစကားပြောချက်စိတ်ကအလိုလိုကိုဖြစ်လာတယ်စားချင်တဲ့ကလေးပါတာပေါ့ငါခငါမင်းနေတယ်လေကွာတော်ပါကွာကားမောင်းနေတယ်ငါလည်းမသိဘူးငါဘာဖြစ်နေလဲဆိုတာဒါပေမဲ့တငယ်ချင်းတယောက်တိုးတာပေါ့အေးအဲ့ဒါတော့ဟုတ်ပါတယ်ဒါနဲ့သူတို့ပြောတာကြလားစေးရုံအုပ်သမီးဆိုလားအဲ့ဒါစောင်းမိကိုပြောတာနေမယ်နော်သူတို့ကွာဆရာအောင်မတွေဖြစ်ပြီးကလတ်တောင်တက်တာတော်တော်ပဲကလေးတွေအသက်တွေငါတို့နဲ့မကွာဘူးကွ25တဲ့အေးနော်စောင်းမိကတော့ကလေးလေးလိုပဲဟိုကောင်လေးကကွာဘယ်လိုမိန်းကလေးမှမသိဘူးနော်မူးကျူးနေရောမင်းရလေကွာသူများကမပြောနေတော့နားကြီးတယ်ဟာမပြောဘူးကွာပြောရင်ဆိုရင်လည်းပဲသူမတို့ဘေးကင်းနေကိုတို့ပြန်ရောက်သွားတယ်သူ့ဘော်ဒီတော့တက်မလိုက်တော့ပါသူ့အလို့ဆိုတက်ပြစ်မယ်ထင်တယ်ဟိုငရွားနေခါချောင်းသူလည်းအောက်ကနေကြည့်ပြီးပြန်လာလိုက်တယ်အာခေါင်းကကိုက်လိုက်တာအရက်တွေလှိမ့်တော့တယ်အမှုသမားလေးတရားမိုးလင်းတော့ခေါင်းတွေထိုးကိုက်လို့နေတယ်နိုးပြီလားမေမေချင်းမစောင်းငါခေါင်းတွေကိုက်လိုက်တာဟာထိုးခါမှာဖြောလာတဲ့ပြတ်သမယာခွက်လေးကိုထိုးပေးလိုက်တယ်ရှော့ပါရှဲကြောင်သေးလို့ဖြောလာတယ်အဲ့ဒါကြောင့်ပြောပါတယ်နင်းနေတော့ပါလို့အဲ့ဒါကြောင့်ငါဆောင်လေးကိုချစ်နေရတာခုမှနင်းနေကြည်သွားတယ်တော်ပြီနောက်တစ်ခါနေခေါ်ရင်ဘယ်တော့မှမလိုက်တော့ဘူးနေကြောင်ငါမှမျက်နှာပေးထားရမှလည်းမသိဘူးမသိရင်ငါဘာလုပ်နေလို့လဲနေအဲ့လောက်မူးပြဲနေတာနေဆရာဝန်အေးမေမကြမ်းတော့ဘူးသိလားပြောရင်ဆိုရင်စောင်းတာဟာနေရှိနေတော့မုံကလေနှက်ခါလေးဆူထော်ပြီးရေချိုးကနေထွက်သွားတယ်တပတ်မှာတော့ခါဘာဖြစ်လို့ဘာဖြစ်နေမှမသိဖုန်းကိုပဲကြည့်နေတယ်တရားရဖုန်းဆက်လာမှမျောနေတရားနေပါအောင်ငါဘာဖြစ်နေတာလဲငါစိတ်တွေဘာဖြစ်နေတာလဲတားရီမနှက်စာစားရအောင်နိုးသိဘူးလားထိုအခါမှာတကားလေးဟာနိုးပြီမိမိတာဝလင်းနေလို့လာသွားရအောင်အောက်မှာလူစုံနေပြီတားပဲကြံနေမိသားစုစောလဲလေးထမင်းစားနေကြတော့မှပဲဟိုလေမလေးဒီနေ့မမကိုဒီကုလောက်ကူညီပေးပါလားပြောပါမမကျွန်တော်ဘာကူညီရမှာလဲမမနဲ့ကိုနေဒီနေ့ခီးသွားမှာအလုပ်ကိစ္စနေပါအဲ့ဒါညဘက်မှပြန်အောင်ပါတတကိုထိမ့်ပေးထားပါလို့ဟာမမတို့ကတော့လေဒါလေးများအေးစေးမအေးစေးနဲ့အောင်ဒီနေ့ကတတကိုစေကံပြန်ရမယ်နေမလို့အဲ့ဒါမလေးပဲလိုက်သွားပို့လိုက်လို့ရှာလာလို့ရှာလာပေါ့တတလေးဒီနေ့ဒက်ဒီလေးနဲ့တူတူသွားမယ်နော်ဟုတ်ကဲ့ပါဒက်ဒီလေးရေမိမိအလုပ်ကိုအေးစေးသွားပါတတရှားပါတယ်တတမစိုးပါဘူးစိတ်ချပါဖေဖေသားလေးကတော်လိုက်တာကွာအပြန်ချမုံဝင်လာမယ်နော်တတမုံမလို့ချင်ဘူးဖေဖေတတဟိုနေ့ကပြတယ်အရုပ်ကိုပဲလိုချင်တယ်ဟာဝယ်ပေးမယ်ဗျာတတလိမ့်မအောင်နေမိသားစုတမင်ဝိုင်းလေးဟာ
ရှိသားတွေနဲ့ပြောင်းလဲလို့နေတယ်ကဲမုံရင်မြန်မြန်လာပါမနှက်စာလာစားလေလာပါပြီခေါင်းတော်နောက်နေသေးလားမဟုတ်ရင်လည်းခွင့်ယူလိုက်ပါလားတော်ပါပြီဟာတော်ကြအကေဟာငါခွင့်ယူရတဲ့အကြောင်းရင်သိရင်စုခနေရအောင်မယ်ဟာငါတည်းကအဲ့လောက်စိုးလို့လားအဲ့ဒါတော့နင်းသိဆုံးပဲပေါ့နောက်ကျနေမယ်သွားရအောင်နော်စောင်းတို့စေရရောက်တာနဲ့အလုတ်ကရှုပ်ပါတော့တယ်ဟမ်ဒီနေ့တော့အလုတ်ရှုပ်တာပဲဟာခေါင်းကိတ်ရတဲ့ကြားနေရပိတ်မှန်နေရင်ခဏနားလိုက်လေအားတော့နာပါလေစောင်းရင်ငါကြည့်ရမယ့်လူနာလစ်ရော့နင်းအဲ့ဒါလေးကူပေးပါလားငါခဏအိတ်လိုက်ရင်ကောင်းသွားမယ်တင်တယ်ကြွကြွငါကြည့်လို့လိုက်မယ်အဲ့ဒါကြောင့်ချစ်တာမွတ်ပြောရင်လည်းစောင်းရဲ့ဘာလေးကိုနမ်းလိုက်တယ်မောကအဲ့လိုပါပဲအမြဲတမ်းစားလိုက်နောက်လိုက်နမ်းလိုက်နေတချို့တငယ်ချင်းတွေဆိုသူတို့နေရာကိုတွင်းနေတာလားလို့တောင်ပြောကြပါတယ်စောင်းကလည်းမောရဲ့လူနာတွေကြည့်ဖို့အခန်းထဲဝင်ထိုင်လိုက်တယ်ညီမလေးခေါ်လိုက်တော့နော်ဟုတ်တော့တာမစွတ်စွတ်ဝင်လို့ရပါပြီဘယ်လိုနေလဲရှင်ကျမသွေးလေးမတွက်ပဲနဲ့ခေါင်းထုတ်ကိုင်နေတာဒေါက်တာညမခေါင်းလျှော်တတ်တယ်မလားဒေါက်တာဘယ်လိုသိလဲဒေါက်တာမို့လို့ပါညီမလေးဒီလိုခေါင်းလျှော်တာမကောင်းဘူးနော်လျှော်တော့ဘာမှမဖြစ်ပေမယ့်ကြာလာရင်ဝေဒနာခါစားရတယ်ညီမလေးရဲ့အခုတော့ဒေါက်တာဆေးပေးလိုက်မယ်ဆေးတောက်ရုံနဲ့မရဘူးကိုယ်တိုင်ကစင်ញံမို့လေလို့သေးတယ်ဟုတ်ကဲ့ညီမနောက်တစ်ခါစင်ញံမမယ်ဒေါက်တာဒီမှာဒါဆေးညွန့်တော့ကောင်းတာမှဆေးသွားယူလိုက်လို့ရတယ်ကျေးဇူးပါဒေါက်တာတတဆေးစစ်တာကြောက်စရာမလိုဘူးနော်ဒယ်ဒီလေးရှိတယ်ဒယ်ဒီလေးသာတာပြီးမှနေပေးမိမလားအရင်ကမေမေကလိုက်ပေးနေချာဒယ်ဒီလေးနေပေးမှာပါတတရဲ့ဆိုင်းမြမေအောင်ဝင်လွှတ်ကြပါပြီနော်လာတတသွားကြရအောင်သူလည်းတတလေးလက်ကိုဆွဲလာပြီးအခန်းထဲဝင်လာလိုက်တယ်မမီလေးကလေးချာတယ်အချင်းတွေကရှုပ်ထွေးလိုက်တာထိုအချိန်မှပြောနေသူတအုပ်ကတော့ခန့်ပေါ့ကိုကဘယ်လိုလုပ်မမီလေးတတကပြောရင်ဆိုရင်စောင်းကိုဖတ်လိုက်တယ်စောင်းလေးလိုက်တယ်လေပြန်ဖတ်ထားလိုက်တော့တယ်တတလာအဲ့လိုမစိုးပါဘူးခန့်ခေါ်လေးမရတတဆောင်းကိုသာတွေ့ဖတ်ထားတယ်တတမမပြောမယ်လာထိုင်နော်ကလေးကိုခုံပေါ်မှာထိုင်စေပြီးခါကလေးဘေးကခုံတလုံးဆွဲယူပြီးတတရဲ့နာဝင်ထိုင်လိုက်တယ်တတကဘာဖြစ်တာလဲမမကိုပြောပါအောင်တတကလေဘိုက်နာတာအရင်ကလည်းနာဘူးလေအရင်ကမမီလေးဟုတ်ဘူးတခြားမမဟုတ်တယ်မမကဒီနေ့သူ့စားလာလုပ်ပေးတာတတရဲ့အချင်းတွေကကောင်းပါတယ်ခုကစိတ်မပူပါနဲ့အရင်ကအစားမပြီးဖြစ်တာဆိုတော့လာတတကလေးမတက်လိုက်မမချိတ်ပေးမယ်စောင်းတတကိုကလေးမမအေးစေတယ်ပြီးတော့နဲ့ချန်နေစမ်းပြီးတာနဲ့ပြီးသွားပြီတတလာခုကဒါတတဒီတစ်ပတ်တောက်ရမယ်စေတွေနောက်ပတ်လာစရာမလိုတော့ဘူးနော်ဟုတ်ပြီဒါနဲ့ချက်လေးကဒီမှာလောက်တာလားသူတပီးသားဖြစ်သွားလေပြောစရာမရှိရှာချန်ပြောလိုက်တယ်ဟုတ်ပါတယ်ခုကဒါနဲ့လေစောင်းလို့ပဲခေါ်ပါနော်ဘာကြောင့်ဆိုတော့အခန်းထဲကနက်စမလေးတွေဟာဆွတ်ဆွနေကြတာကြောင့်ဖြစ်တယ်အပြင်မှာဘာမှမဖြစ်ပေမယ့်အလုံးမှာကြာတရားယောက်ကများဒရီကိုသွားပြောလိုက်ရင်စိတ်ကူးနဲ့ယူချင်နေတယ်ထူတော့မှခံသဘောပေါက်သွားတယ်ဟုတ်သားပဲသူဟာစေးရုံအုပ်ကြီးသမီးကိုငါရဲ့ပြောဆိုဟာသူနာပြည့်ရရှိကဘယ်စင်ပြေနိုင်မှမလဲကိုတောင်းပန်ပါလေဆောင်ဒရီလေးတတဖိုက်စားပြီတတဒရီလေးတို့တမင်သွားစားကြမယ်နော်မမီလေးလိုက်ခဲ့တတရဲ့စကားကြောင့်ဆောင်ရွက်ကမှလန့်သွားတော့တယ်တတကလည်းစောပါလားဘာလို့အဲ့လောက်ကြည်ကြနေမှမသိခတ်တရားအိမ်မိတ်ကုံတော့မှဖြစ်တယ်တတမကြည့်နဲ့ကွာစောင်းကိုတောင်းပန်ပါတယ်ကိုတူလေးဟာနည်းနည်းကြည်ကြနေတယ်လို့တူတော်မောင်ဆိုတဲ့စကားကထည့်ပြောရသေးတယ်လေမောင်ရဲ့ nest တွေကသူ့ကိုကလေးပေးတင်ပြီးစောင်းကိုအတေးပြပြောမှလေဆိုရင်ရသေးတယ်မရဘူးတူတူလိုက်ခဲ့လို့တတလေးမမကလေဒီမှာလူနာတွေကြည့်ရအောင်ပါအဲ့ဒါမမကတိပေးတယ်နော်နောက်တစ်ခါကျမှတူတူသွားဆိုင်ရအောင်လေနော်တကယ်ပြောတာလားတကယ်ဘောတတရဲ့နောက်တစ်ခါတကယ်တူတူသွားမယ်နော်ထိုအခါကျမှကလေးကငြိမ်သွားပြီးခန့်ကိုမော့ချလာတယ်ဒက်ဒီလေးဖုန်းပေးဘာလို့လဲတာရဲ့ဖုန်းပေးလို့မမီလေးဖုန်းနံပါတ်ယူထားရမယ်လေအဲ့ဒါမှချိန်လို့ရမှာဒီကလေးကတော့တကယ်ဆိုလေးပဲသူ့မိမေတူတော်မရဲ့ကောင်းမှုကြောင့်သူမဖုန်းနံပါတ်ရှာတော့မှာမဟုတ်လားမဟုတ်ရင်သူပဲသူမဖုန်းဆက်ကိုမျှော်နေရမှာသူလေတတကိုဖုန်းထုတ်ပေးလိုက်တယ်မမီလေးနံပါတ်ရိုက်ထည့်ပေးနော်တတဖုန်းဆက်မယ်တတဖုန်းကြံခဲ့လို့တတမမလို့ခေါ်ဒဒီလေးတိုင်ပြောမှာနော်မင်းမေနဲ့ခါလီတာမမပြောမှာကလေးရတစ်ချက်တည်းလန့်သွားပုံရတယ်မမလိုပဲခေါ်တော့မယ်နော်ဟုတ်ပါပြီတာရဲ့ရော့အဲ့ဒါမမနံပါတ်စောင်းကလည်းဖုန်းလေးပြန်ပေးလိုက်တော့တယ်ဟေးနောက်တစ်ခါတကယ်လိုက်ခဲ့တော့မမဒါပေါ့တတသွားရအောင်နော်စောင်းကိုအားနာလိုက်တာကွာ sorry နော်ရပါတယ်ကိုခန့်ရဲ့နောက်မှတွေ့ကြတာပေါ့စောင်းကလည်းလူနာတွေကြည့်ပြီးနားရီကြည့်လိုက်တော့9 နာရီပဲထိုးနေပြီတနေ့ကုန်ပြန်မှထားတော့နားချိန်ပြီလေဒေါက်တာ
ပြန်တော့မလို့လားဟိုဆေးရုံကြီးခေါ်နေတယ်ရှင်အော်အမသွားလိုက်မယ်နော်ဒက်ဒီမပြန်သေးဘူးလားစောင်းကပြန်သွားပြီထင်တာခုလေးတင်ပြန်တော့မလို့ပါမနေ့ပြန်ညချွတ်တီးပြီးရင်အိမ်ဝင်လာခင်နော်မိတ်ဆက်ပေးစရာလူရှိတယ်အော်ဟုတ်ကဲ့ဒက်ဒီစောင်းလာခဲ့ပါမယ်ပြန်တော့လေဒက်ဒီလေးသွားတော့မယ်ဟုတ်ခက်ရပြန်ရောက်တရားပုံစံရကောင်းမလားမစက်တယ်မလားစဉ်းစားနေတယ်ခုချိန်သူအိမ်တော်ပြန်ရောက်ချင်မှရအောင်မဖြစ်သေးပါဘူးနောက်မှအကြောင်းရှာပြီးဆက်တော့မယ်မနက်ခင်းလိမ့်ပြီးသားဆိုစုံလည်နေတဲ့ထမင်းဝိုင်းလေးမနေ့ကကိုကိုတို့ပြန်လာနောက်ကျသွားတယ်ပြန်လာတော့ခဏအိမ်နေပြီထင်တယ်အဲ့ဒါကြောင့်တိတ်ပဲနေလိုက်တော့တာမနေ့ကစစ်ပြေးလားတတဆိုးလားကိုသားဟုတ်သားမေးလိုက်ပါတော့ဗျာတတဆိုးသေးတာလားမေကမေးလိုက်တယ်တတဆိုးပါဘူးမေရဲ့တတမမီလေးနဲ့ထမင်းစားကြလို့ခေါ်လိုက်ရုံလေးပါတတကတခါကဒေါက်တာမမနဲ့တွေ့ခဲ့တာလားဟုတ်ဒီတခါအဲ့မစိတ်ကူပေးတာတတဟိုတောင်နောက်တခါမလာလေးရှာပြီတဲ့တတရေဟိုကကလေးပဲစေအောင်မေပုံမမီလေးနဲ့ခေါ်တာမကောင်းဘူးလေတာရဲ့ဖေဖေကပါသေးလို့လေမမကဆန်လာတာဒက်ဒီလေးနဲ့လေလိုက်တယ်အားကြောင့်တာမမီလေးလို့ခေါ်တာကျွန်တော်တို့မှတော့တေချာထောင်းမှလာရတယ်ဟိုကအဲ့စိတ်အောင်တမိတယ်လေတော့ကြာ nurse တွေရဲ့ရှေ့မှာစကားမရင်လေပြောစခိုင်းအောင်မယ်ဟေးသူလည်းဆေးရုံတမီလားနေပါအောင်မိမိလည်းဘာမှကိုလိုက်မမီတော့ဘူးအဲ့မမဘလောက်လာလို့လဲနေလေရဲ့ဟာဖွာဘာမှလည်းသိပဲနဲ့မမအရှမ်းလာတာနှစ်သမီးလေးလိုပဲဟိုစင်ရလာကားထဲမှာမမလိုပဲဟာမင်းကစင်ရလာလေသိတာပဲလားကွသိတာဘာဟုတ်ဖို့ရဲ့တားတငယ်ချင်းဟာဧကာရီပဲကြည်တာတဲ့သူပုံပြတာစင်ရလာကအရှမ်းလာတာထားပေမဲ့လေတသားရင်နောက်ဆိုမမလိုပဲခေါ်နော်မမီလေးလို့မခေါ်ရဘူးနော်သူများအကြိုင်မသိမကြိုင်မသိဖေဖေပြောတာတေချာနာတော့နောက်ဆိုအဲ့လိုမခေါ်ရဘူးနော်ကြားလားဟုတ်ကဲ့ပါဖေဖေရဲ့ဒါနဲ့တသားအဲ့မမနဲ့ထမင်းတူတူစားကြတယ်ဖေဖေစီစဉ်ပေးနော်ဟာငါမရတော့မနိုင်စိတ်လေသူ့ဦးလေးကိုမိမရှာပြီးတော့မယ်ထင်တယ်မဟုတ်ဒီနေ့ငါစောစောပြန်ရမယ်ထင်တယ်ဒေဒီကငါကိုမိတ်ဆက်ပေးစရာလူရှိလို့တဲ့ဘယ်သူနဲ့လဲမဟုတ်မှာနင်းကိုယောက်ျားပေးစားတော့မှလားမသိမဖြစ်နိုင်တာဟာပြောရမလားဟဲ့နေ့တည်းဒီအကြောင်းမသိဘူးလားမသိတော့ဘူးငါလည်းစိတ်နေနေရှုပ်နေတယ်တခါမှငါ့ကိုအဲ့လိုမခေါ်ဘူးလားခုကြမှာဘလို့ဖြစ်လို့တကယ်လို့အဲ့လိုဟုတ်တယ်ဆိုရင်နင်ငင်းရမယ်ကြားလားဆောင်နင်လေမိဘဆန္ဒကိုဖြစ်စည်းပေးလာတာတသက်ပဲလေတကယ်လို့အဲ့လိုဟုတ်တယ်ဆိုရင်နင်ငင်းရမယ်ကြားလားဆောင်နင်လည်းမိဘဆန္ဒကိုဖြစ်စည်းပေးလာတာတသက်ပဲလေတကယ်လို့အဲ့လိုကိစ္စဆိုရင်နင်သဘောမကျရင်ရအောင်ရင်နင်ဘာမှငါရှိနေမယ်အမြဲတမ်းသူများခံစားချက်ကိုနားလည်နေလို့မရဘူးဆောင်ရဲ့ကိုပြောချင်မှုကိုလေဦးစားပေးရမယ်နော်ကြားလားအင်းမအဲ့လိုသာဆိုရင်ငါလည်းညင်မှုတတိမွေးထားပါတယ်ငါသွားတော့မယ်နော်အင်းမတကုတ်ကစုံငါ့ကိုဖုန်းဆက်လိုက်လားခေါ်မယ်မောင်ဟာကြာလာတော့ဆောင်ကိုတနာလာမိတယ်မိဘတွေရဲ့မြတ်တာငငယ်တွေကမရခဲ့ဘူးသူပြဿနာထမ်းမိဘပြဿနာဦးစားပေးတတ်တာသူ့သဘောပါစောင်းလက်စိတ်ထဲလေနေ၍မိနေမထဲမှာအေးတပလင်းသွားဝေဖောက်တော့လိုက်တယ်ပြီးမှအိမ်ကိုမောင်းလာခဲ့တယ်တဲ့ဒီသမီးရောက်ပါပြီမြင်လိုက်ရတဲ့မြင်ကွင်းကတကယ်ကိုယောက်ျားပေးစားဖို့လားမသိလူကြီးတယောက်ကဒက်ဒီနဲ့တူတူထိုင်နေတယ်မမီကတော့ရှေ့ပုံမပေါ်ပါလာစောင်းထိုင်လေသူမလည်းဆိုပါပေါ့ထိုင်လိုက်တယ်သမီးကိုမိတ်ဆက်ပေးမယ်ဆိုတာသူ့ပေါ့သူကဒက်ဒီဆိုဆေးရုံမှာရှေ့ရတွေလေဝင်ထားတယ်လေသူ့နာမည်ကတော့စမဟာလွင်နဲ့ဟုတ်တွေ့ရတာဝမ်းသာပါတယ်စောင်းဘက်ကပဲစပြောလိုက်တယ်ကိုလည်းတွေ့ရတာဝမ်းသာပါတယ်စောင်းအကြောင်းတော့အကက်စီကအများကြီးကြားထားပါတယ်နောက်ဆိုတရတနီနေကြတာပေါ့ဟုတ်စောင်းလေးသိလိုက်ပြီမို့ဘာမှဆက်မပြောနိုင်တော့ပါအော်အဲ့ဒါရောက်နေတာပဲဒေဒီကတော့ဟုတ်တယ်ဆိုတဲ့သဘောမျိုးနဲ့ကောင်းကြီးပြလိုက်တယ်မမီးကထိုတကွန်းသာပြောပြီးအပေါ်တက်သွားတယ်မတက်ကင်ဆောင်ခဏလေးပေါ်တက်လာခဲ့ပါတယ်လေစောင်းရဲ့ငွေ့သာဖြစ်ပြီးပျောက်ကွယ်သွားချင်မိတယ်ဒီစကားဝိုင်းကလည်းထားချင်နေပြီဖြစ်တာကြောင့်ဒေဒီသမီးပေါ်လိုက်သွားလိုက်အောင်မယ်နေပါအောင်အဲ့တဲ့တော့မပြန်သေးဘူးရတယ်အကေကျွန်တော်လည်းပြန်တော့မယ်ဒီနေ့အတွက်ကျေးဇူးပဲနော်ထို့သူကစီပွားရေးဆက်ဆံအသေးမှသူဖြစ်လေတော့သူလည်းထပြန်သွားတယ်စောင်းကတော့နှုတ်ဆက်မနေတော့ပါဒေဒီနဲ့သာနှုတ်ဆက်ပြီးပြန်သွားတယ်သူတို့တော်တာနဲ့တပြိုင်နက်စားဦးမေမျက်နှာဘလို့ဖြစ်တာလဲငါ့ကိုရှက်ခွဲမလားဟမ်ဒေဒီကဒေါသသာနဲ့ပြောလာတော့စားကိုလေးပင်စက်ကနေတုံသွားတယ်ငါကြိုပြောထားမယ်မင်းသူနဲ့ရှင်းနေအောင်နေတချိန်ချရင်မင်းကသူမင်းကလေးဖြစ်မဲ့သူပဲဒေဒီရဲ့စကားကြောင့်စောင်းစိတ်မထိန်နိုင်ပဲမျက်ရည်တွေပင်ကျလာတော့တယ်ဒေဒီကတော့ပြောဆွဆွနဲ့ထွက်သွားတော့မှမျက်ရည်တွေတုပ်ပြီးမမီစီသွားလိုက်တယ်လာလေးဆောင်ထိုင်အောင်နေဖေရနေကိုနေပေးစားတော့မယ်ပုံပဲနေသူ့ကိုကြိုက်ရလားမမီငါမေးတာသာဖြစ်နေသူ့ကိုကြိုက်လားစောင်းမလူချင်ဘူးမမီသူလည်းပြောရင်းနဲ့
ငိုချလိုက်တယ်အေးမကြိုက်ရင်ရအောင်ညင်အဲ့ဒါနဲ့တောင်းဝမေငါနဲ့မေဆိုပေမယ့်ဘာမှမပြောချင်ဘူးပြောစရာစလို့တခုပဲရှိတယ်မကြိုက်ရင်ရအောင်ညင်သူဘာပြောကင်းမဆိုင်ပဲရအောင်ညင်ငါလိုမဖြစ်စင်နေဟုတ်ပါတယ်မမီနဲ့ဒယ်ဒီဟာမိဘသဘောတူလို့ယူခဲ့တာမမီကလည်းဒယ်ဒီကိုမချစ်ပါဒယ်ဒီကလည်းငယ်ရွယ်တဲ့ချိန်တုန်းကမမီကိုအနိုင်ကျင့်နေရှိုင်းနေတာမျိုးမဟုတ်ပဲစကားနဲ့အနိုင်ကျင့်တတ်တာပဲအဲ့ဒါကြောင့်မမီကစောင်းမွေးလာတာကိုသိမလို့ချင်တာဖြစ်တယ်ဟုတ်ကဲ့စောင်းသိပါတယ်မငုံနဲ့ငါသမီးဆိုတာဘယ်တော့မှမငိုရဘူးအဲ့လောက်မျက်ရည်မလွင်နဲ့သူကနေအဲ့လိုလူကိုမရှုံရင်အမွေဖြတ်မယ်ဆိုရင်တောင်နေပြောပြောကြီးထွက်သွားလိုက်ဘာကြောင့်နဲ့မှနေနေစရာမလိုဘူးသူများပြောဖို့ထားကိုပြောဖို့လည်းလိုသေးတယ်ကြားလားဟုတ်ပါမီဆောင်းမမီကိုကျေးဇူးလည်းတင်ပါတယ်ဆောင်းကိုပါကိုဆိုအဲ့လိုတွေမတွေးမိဘူးတော်တော့ငါနဲ့အမေပဲတကုတ်ကဆိုမမီကိုပြောနော်ဆောင်းကြားလားမမီစီကနူးညံ့နေလေသားဆောင်းပြောရှင်းမိပါတယ်မမီစီကနူးညံ့မှုတွေဆောင်းတတ်တာခဲ့တာအမှန်ဆောင်းလေမမီကိုဖလိုက်ပြီးငိုပါတော့တယ်အဲ့ဒါဆိုပြန်တော့နော်နောက်ကျနေမယ်အလုပ်ကိုလေအစီရုံမှာမလုပ်ချင်မလုပ်နဲ့မမီအသေးစေးခန်းရှိတယ်သူနဲ့ချိတ်ပေးမယ်ထွက်ချင်ရဲ့အချိန်မျိုးထွက်လာခဲ့ကြားလားဟုတ်ပါမီစောင်းသွားတော့မယ်နော်အတွေးတွေနဲ့ကားမောင်းနေတော့ပြန်လာနေပြီလားစောင်းလမ်းမှာပဲရှိသေးတယ်မုံအဲ့ဒါသိချင်လို့ဆက်လိုက်တာဒါပဲနော်မုံလေးဖုတ်ချသွားတော့တယ်အိမ်ပြန်ရောက်တော့စောင်းဘလို့လေစောင်းမျက်နှာကြည့်တယ်ကသိလိုက်ပြီမလေငါတို့ထင်တယ်လို့ပဲမုံမမီကတော့ညင်းနဲ့မမီကလေငါ့ဘက်မှာရှိတယ်တဲ့ရအောင်ညင်းနဲ့အန်တီကအဲ့လိုပြောတာလားဘာလို့လဲအဲ့လိုဟာစက်မဟာလွင်နဲ့စေးရုံရဲ့ရှေ့ရရှင်မင်းဦးကတော့လှုပ်လိုက်ပြန်ပြီဟဲ့ဦးကရောဘာပြောသေးလဲထုံးစံတိုင်းပဲရင်းနှီးအောင်နေတဲ့အချိန်တန်ရင်သူနဲ့ယူတဲ့ဒီနေ့ကရှော့ပေးမဲ့ပုံမပေါ်ဘူးမမီကတော့သူ့ဘက်ကချင်းနေဆိုးလာရင်အလုတ်ထွက်လိုက်တဲ့တခြားမှာအလုတ်သွင်းပေးမိတယ်လေဘယ်လိုလုပ်ဖို့စီစဉ်ထားလဲဆောင်မသိတော့ဘူးငါလေဒါပေမဲ့သူလေကင်းပါတယ်ဟာငါပုံစံကသဘောမကျတဲ့ပုံကိုသူရိမ့်မိနေတယ်သူလည်းပြန်သွားရောတော်သေးတာပေါ့အဲ့လိုဆိုအစင်ပြေလောက်မှာပါဟာနားတော့နော်နေပုံစံကြည့်တယ်ကသိတယ်အချင်းနေမကောင်းတာအိတ်လိုက်တော့ဘာမှတွေးမနေနဲ့အင်းမမှုံရဲ့ငါ့ဘက်မှာမမီနဲ့နေမေးရှိတယ်တငယ်ချင်းတွေရဖတ်နေရမေးစကားတွေပြောနေကြတယ်တာလီဒီနေ့လောက်ကစောစောပြန်လာခဲ့ပါလားမေမေရဲ့အတိတ်တယောက်နဲ့မိတ်ဆက်ပေးမလို့သူတို့အိမ်လာလေကြမယ်ဆိုလို့ဟုတ်ကဲ့တာစောစောပြန်ခဲ့မယ်နော်ဘော့စ်ကိုနေခါရောက်နေပါတယ်အော်ဝင်လာခိုင်းလိုက်လေခန့်ရမင်းကလေဟိုနေ့တွေကပျောက်သွားလိုက်တာမနေ့စားလိုက်ရတယ်ငါ့တော့ဖုန်းတစ်ချက်မဆက်ဘူးမဟုတ်ရပါဘူးနေခါရငါအလုံးမအားလို့ပါဒီနေ့ပြန်သွားမယ်လိုက်ခဲ့ပေးအောင်လေဒီနေ့မရဘူးကွာညကြမေမေဟာသူတိတရားနဲ့ချိန်ထားလို့ငါအိမ်စောစောပြန်ရမှာအန်တီတို့တွေ့တာလေမင်းကဘာလို့ပါနေတာလဲလိုက်ခဲ့ပါကွာနော်မေမေကသူ့အသိနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးတော့အိမ်ကိုစောစောပြန်လာဖို့ပြောတာလို့ကွာဟာအဲ့ဒါဆိုငါရောလိုက်လို့ရလားမင်းကဘာလိုက်လုံးမလဲငါလည်းအန်တီလည်းရတွေလွမ်းနေတာမင်းကလေငါလိုက်ချင်လို့ပါကွာပြီးရောကွာပြီးရောအဲ့ဆိုလိုက်ခဲ့ yes ဘယ်ချိန်ပြန်มาလဲအိမ်ကိုခဏနေပြန်တော့မယ်ခဏလေးပဲစောင့်ခန့်ဟာထိုးထိန်မနိုင်သိမနိုင်တငယ်ချင်းချောင်းစိတ်နေနေပြက်ရတယ်နေရအမြဲတမ်းအဲ့လိုပါပဲအိမ်ကိုခဏခဏလာတတ်တယ်သူ့ပေမလာတာကြားပြီဖြစ်တယ်ဟဲသားနေပါလာတာလားဟုတ်တယ်အန်တီကျွန်တော်အန်တီလည်းရကိုအရန်လွှမ်းနေတာအဲ့ဒါကြောင့်လိုက်လာတာခန့်ကမခေါ်ဘူးသိလားအန်တီမနေ့ပြောပြီးလိုက်လာလိုက်တာရှားတယ်မလားအန်တီကဲလာထိုင်ရအောင်အဲ့ဒါဆိုနှစ်ယောက်လုံးနဲ့မိတ်ဆက်ပြီးလိုက်တော့မယ်ဒါကမမေရဲ့တငယ်ချင်းလေးဘေးကသူ့ရဲ့သမီးလေးနာမည်ရုံးမြတ်တဲ့ကိုကိုတို့နှစ်ယောက်လုံးကိုတွေ့ရတာဝမ်းသာပါတယ်နော်ထိုကလေးမလေးကလေအခုမှမြင်မှုတဲ့သူတို့ကိုပိုင်စိုးပိုင်နေနေကိုကိုလို့ခေါ်နေတော့နှစ်ယောက်လုံးလှမ်းသွားရတယ်နေရတော့ငကိုတွေကလူမှုဆက်ဆံရေးကောင်းနေသူဆိုတော့သူကပဲစကားစပြောလိုက်တယ်အကိုကနေခါပါအကိုလေတွေ့ရတာဝမ်းသာပါတယ်ညီမသားတို့နှစ်ယောက်လုံးညီမလေးကိုကြည့်ဆိုင်ပေးကြပါအောင်နော်သမီးလေးကခုမှနိုင်ငံခြားပြန်လာတာဆိုတော့မြန်မာနိုင်ငံနဲ့သိမရင်းနေသေးဘူးရုံးမမီပြောစကားကိုခါကောင်းလေးတစ်ချက်သားညှိပြလိုက်တယ်နေခါကတော့ထုံးစံအတိုင်းစကားပြောလိုက်တယ်ဟုတ်ကဲ့ကျွန်တော်တို့တွေ့ရင်ရေးဆက်လိုက်ပါမယ်မိမိတားပိုက်စားပြီထမင်းသွားစားလိုက်အောင်မယ်နေခါလာသွားရအောင်နေခါကလည်းအရေးအကေကိုကြည့်တဲ့သူဖြစ်တာကြောင့်တခါလေလိုက်သွားလိုက်တော့တယ်နေခါထမင်းစားနေတော့မှပဲသူ့ကိုပြောလာတယ်ငါရိတ်ရောင်နေမြင်နေတယ်နော်ဘာရိတ်ရောင်မြင်တာလဲဘောဟုတ်လားဟာအစတော့မခံဘူးဘောတော်စမ်းပါကွာအာရှုံတော့တယ်မင်းရလေကွာကောင်မလေးကလှပါတယ်မင်းလည်းရေးသားရှိတာမှမဟုတ်ပဲတော်တော့နေမင်းပါစပ်ပိတ်ပြီးထမင်းမစားဘူးဆိုရင်ပြန်လိုက်တော့နေပါအောင်ထမင်းလေးတော့စားပြီးအောင်စားပြရစေဟုတ်ကွာစောင်းအလုပ်တွေအရင်ရှုပ်နေလားမရှုပ်ပါဘူးမှုံရဲ့ဘာဖြစ်လို့လဲနေ့လေးစားသွားစားရအောင်နော်โอเคလာပါပြီညနေနိုင်ချစ်တွေလည်းမရှိဘူး
မနှက်ဖြန်နဲ့အလောက်ကနားတယ်ဆိုတော့ငါတို့ဒီညာတော်လိုက်တော့နေပါပြောမလဲငါသိနေပြီနော်လို့ပါဟာတွားရအောင်နော်နေဟာလေအရက်ကဲကိုခဲတယ်သိလားဒါပေမဲ့လည်းမတွားရတာကြာပြီဆိုတော့တွားရအောင်လေမတွားမှလည်းမဟုတ်ပဲနေများငါ့ကိုအေးစောင်းတို့တမင်စားနေတဲ့ချိန်ဘေးမှာလူတယောက်လာရတယ်ထို့သူကတော့ကိုစမဟာလွင်ကိုလာတာအော်တော်တာလားမဟုတ်ပါဘူးကိစ္စရှိလို့လားရှင်အစည်းဝေးလာတာရှယ်ယာရှယ်စည်းဝေးရှိတယ်ဆိုလို့အဲ့ဒါဆိုကိုသွားလိုက်အောင်မေလေဟုတ်စောင်းအတူတကွန်းသာပြောလိုက်တယ်ဟဲ့ဆောင်အဲ့လူကြီးဟာစိုးတော့မစိုးဘူးနော်နေကြိုက်လို့လားတော့ဝင်ပြောလိုက်လေမကြိုက်ပါဘူးနော်စတာပါဒါခဏလာအောင်မနေ့ပြန်ကြရင်ညီမလေးကိုဈေးဝယ်လိုက်ပို့ပေးလိုက်အောင်နော်ဘေးကညီမလေးလေးမိမိရဲ့ရွှေမြတ်ကိုပြောတာဟာကျွန်တော်ကဘာလို့လိုက်ပို့ရမှာလဲသူ့ဘာသူသွားလေရှားတာပဲဘာလို့လိုက်ပို့ပေးစရာလိုလို့လားလိုတာပေါ့သူကအခုမှဒီကိုပြန်ရောက်တာပဲနေရာတွေကသူစိမ့်နေသေးတာမြန်မာနိုင်ငံမှာနေပြီးမြန်မာနိုင်ငံမှာကြီးပြင်းတာတခြားမှာကျောင်းသွားတက်တာပဲကိုမျိုးနေရာကိုတိလောက်ပါတယ်မိမိဒါရေညီမလေးတယောက်လိုဂရုစိုက်ပေးလိုက်ပါမိမိကလေတကယ်ပဲဒီတစ်ခါပဲရှာမယ်နော်နောက်တစ်ခါကျရင်မလုပ်ပေးတော့ဘူးဟုတ်ပါပြီလုပ်ပေးလိုက်ပါဦးတကောက်တော့သူ့မိမိကမိမိကိုအကူကြီးတောင်းထားလို့ပါဟုတ်ခန့်မျက်နှာလည်းမကောင်းဘူးဘာဖြစ်နေတာလဲရုံးကနေမျက်နှာမသားမရတဲ့တငယ်ချင်းကိုကြည့်ရပြောလိုက်တယ်မိမိပေါ်နေခါရဟိုကောင်မလေးကိုမနေ့ပြန်ဈေးဝယ်လိုက်ပို့ပေးလိုက်ပါအောင်နဲ့တကယ်ဈေးဟာရှုပ်တယ်ငါထင်တာတွေတကယ်ဖြစ်လာတော့မလားမစနေတော့စိတ်ရှုပ်နေတယ်ဒီညစိတ်သွားတိုင်ရအောင်ငါတကားခံမယ်နေကတော့အဲ့နေကြရင်နှစ်ခါခေါ်စရာမလိုဘူးလိုက်ခဲ့မယ်အေးအဲ့ဆိုငါစိတ်ရှုပ်မဲ့စကားတွေမပြောနဲ့မဟုတ်လို့ရှိရင်မခေါ်တော့ဘူးမခေါ်ဘဲနဲ့မနေပါနဲ့ကွာလိုက်ပါရစေနော်မဟုတ်ဒီတကတော့မူအောင်မတောင်းနဲ့တော့နော်မနေ့ပြန်လေရှော့ပင်သွားအောင်မေဟာအင်မဟာဒီညငါမကတော့ဘူးတေးလည်းမကင်းတော့ဘူးဒီတိုင်းတောက်ရုံလေးပဲတောက်မှာစိတ်ချဂရိတီပါစေနော်စိတ်ချပါချစ်တဲ့ငယ်ချင်းလေးရဲ့ဟဲ့အောင်ဟိုမှကြည့်လိုက်ဘာလဲကြည့်မှသာကြည့်လိုက်ပြီးမှနောင်တရမနေနဲ့ခန့်လေဟိုဘက်ဝိုင်းကနေကလှမ်းပြနေတာလှမ်းကြည့်လိုက်တယ်ဆောင်းဘာလဲဘာလို့မလဲတာနှုတ်ဆက်ချင်းနေသေးတာလားနေကမချုံမချင်းမျက်နှာပြင်နဲ့ခန့်ကိုစားလိုက်တယ်အေးစိနေစမ်းပါကွာသွားတော့မနှုတ်ဆက်တော့ပါဘူးဆောင်းငါဝပြီပြန်ကြရအောင်မနေ့ပြန်လဲကိရအောင်ပါပြန်ရအောင်စောင်းတော်ဝိုင်းကအချာခန့်တွင်နဲ့ကြည်ချင်းဆုံသွားတယ်ခန့်ကတော့စားရကြည့်နေတာဖြစ်တယ်ကိုခန့်စောင်းမတွေ့ရကြပြီနော်ဟုတ်တယ်နော်ဒါနဲ့2ယောက်ထဲလာတာလားဟုတ်တယ်ကိုတို့2ယောက်ပဲစောင်းအဲ့ဒါဘယ်သူတွေလဲအင်ဖို့ဘယ်သိပါမလဲအဲ့တော့မူးပြင်းနေတာနေကအမောလှမ်းစားလိုက်တယ်အမေအခုမှတွေ့ဘူးတဲ့သူဘာစကားတွေလာပြောနေတာလဲအခုမှတွေ့တာမဟုတ်ဘူးမောင်ရဲ့နေရက်တွေရှမ်းမှုနေတဲ့နေတော့ကသူတို့လည်းရှိနေခဲ့တာလေမောင်ကျုပ်တည်းတတိယလာပြီးရှက်စိတ်တွေပါဝင်လာတယ်ဘာလဲမဟုတ်မှလွေရောတတိယသွားတာလားနေမစပါနဲ့တော့ကွာခါမှဝင်ဖြစ်ရှင်းပေးလိုက်တယ်ဟိုစောင်းလို့သွားတော့မယ်နော်အော်ဖြည်းဖြည်းပြန်တော့စောင်းဟုတ်နေမနေ့ပြန်ကြရင်မင်းမလိုက်ခဲ့တော့ဘေးကိုလိုက်ရမှာလေကွာဈေးဝယ်ထွက်ရင်မင်းမလိုက်ခဲ့ကွာငါလာခေါ်မယ်ငါရှက်တွေမလိုက်ချင်ပါဘူးကွာမရှိစမ်းနဲ့လိုက်ခဲ့ဆိုလိုက်ခဲ့လိုက်လေလိုက်ပြရအောင်မယ်အဲ့လိုလေးတန်းနဲ့ခေါ်နေတာလားလိုက်ခဲ့ကွာမင်းလိုက်ရင်ငါတလားလုံးလိုက်တိုင်မယ်မင်းကလေးနဲ့မင်းရတယ်ငါလိုက်ခဲ့မယ်အေးနေခအစင်းနဲ့ပြပြီလားခဏနေငါလာခဲ့ပြီโอเคตาလေးသွားတော့မလို့လားမနေ့စာစားတော့အောင်လေတော်ပြီမေတားပြင်မှာပဲစားလိုက်တော့မယ်အင်မကောက်ကိုလည်းဂရုစိုက်မအောင်နော်တေချာလေးလိုက်ပို့ပေးလိုက်အောင်ကြားလားစိတ်ချပါဒါနဲ့ညီကပေးသွားတာလေမေတငယ်ချင်းရဲ့တမီးလေးကိုဈေးလိုက်ပို့တာမလေးကလေဟုတ်တယ်တမီးရဲ့ဘာဖြစ်လို့လဲထူးဆန်းလို့လေမေရဲ့မလေးတခါမှအဲ့လိုမျိုးအပြင်ကိုဘသူ့ကိုလိုက်ပို့ဘူးလို့လေမေတငယ်ချင်းတမီးမို့လို့ခခရရနဲ့ပြောပြီးလိုက်ပို့ခိုင်းလိုက်တာပါအေးမေညီကိုမိမပေးစားဖို့တော့မစင်းစားနဲ့နော်အဲ့ကိစ္စကတော့သူ့ဟာသူရွေးချယ်ပါစေအဲ့လိုမျိုးတွေမစင်းစားပါဘူးကွယ်အခုကရွေးတသားပဲညီမလေးတယောက်လိုလိုက်ပို့ခိုင်းတာပြီးရောမေဒီလိုမျိုးကိစ္စမျိုးတွေကတော့ညီလေးကိုလွတ်လပ်နဲ့ရွေးချယ်စေချင်လို့ပါကျမအဲ့လောက်တော့သိပါတယ်ကွယ်ရှင်းသားကျမအဖေဖြစ်လိုက်ပါတော့လားမေကလေတာဒီတိုင်းပြောတာပါဖွားဖွားကြီးကလေဖေဖေကိုစိတ်မဆိုးပါနဲ့တတရောပြောချင်တယ်တတကဒေါက်တာမမကိုပဲမမီလေးတော်မှာပြောထားပြီးသားနော်ဖွားကစိတ်မဆိုးပါဘူးလို့မြေးလေရဲ့ဟာတိန်လုံးကတော့ဝိုင်းရကြပါတော့တယ်ကိုဘယ်လိုလဲကျွန်းတရကိုကရောက်လာတော့ရှေ့ကနေဝင်ထိုင်မယ်အလို့ဘေးကကိုနိခါကိုတွေ့တော့အော်သွားရတယ်ကိုနိခါကဘေးကနေဘယ်လိုသူ့ဝေးစရာရှိလို့လိုက်လာတာခက်မှမကြည့်မနဲ့တလို့လေတံမမလေးနဲ့ပြောလိုက်တော့မြင်မြတ်တက်နောက်ကျနေမယ်ဟုတ်ကိုထိုမိန်းကလေးကခန့်ကိုအတော်သဘောကျပုံရတယ်
သူကိုတခွန်းဆိုတာနဲ့ချက်ချင်းကြီးကြသွားရောနေကစဉ်းစားလိုက်မိသေးတယ်မင်းဝယ်စရာများလားငါတနေ့ကောင်အားနေတာဆိုတော့မင်းပင်နာတနေ့ကောင်နေပေးမယ်ကွာမလို့ဘူးခန့်မင်းညီမလေးကိုတေချာလိုက်ပြလိုက်ငါကိုဘာသာကိုဝယ်မယ်ခန့်မဆောင်တို့ကကြည့်လိုက်တယ်တကယ်ကနေခါလေခန့်ကိုစကြနာကြောင်းတမင်ပြောလိုက်ချင်မှာကုညီမပေါ့ဒီတငယ်ချင်းလေးတယောက်ရှိတာမဟုတ်ရင်တလားလုံးတခါခံမဲ့သူမရှိပဲဖြစ်နေမှလေစိုးရင်ရတယ်ကိုကစောလိုက်တာရှင်ကကိုမလာတော့သေးဘူးထင်ပြီးအေးစိတ်တွေလုံနေတာရုံးရတဲ့စကားပြောနေတယ်လို့ပဲရှေ့ရနေရောက်ကတော့ခီးဆိုင်ရမပေါ်ပါကိုဟိုဆိုင်ခဏလိုက်ခင်နော်လက်ထဲမှာထုတ်တွေနေရွှေမြတ်ကခန့်ကိုခေါ်လိုက်တယ်မင်းမသာသွားပါငါဟိုမှာဝေးစရာရှိလို့ခဏပြောရဆိုရင်ကိုပြေးသွားတယ်ကိုကဘယ်လိုလဲကိုမသိဘူးငါ့ကိုလည်းဖတ်မလုပ်ဘူးမင်းကလေငါနာခေါ်တာချင်းလို့မင်းကိုခေါ်လာတာမင်းကဘာတွေလုပ်နေတာလဲကွာဒီမှာကွာဒီဟာလေးငါလိုချင်နေတာချပေါ့ခုမှပြန်ဝင်နေဆိုလို့အကူဒါလေးယူလိုက်မေးဗျာဘယ်လောက်ကြလဲ380ပါကြောက်ကူကက်နေရှင်မေကိုဘာလို့ပြန်မလာတာလဲရှင်ကစောင့်နေတာမင်းမချီတော့ပါရင်ရှောက်လာခဲ့ပေါ့ကွာခန့်ရကလေးကိုသွားမအောင်ပါနဲ့ကိုရုံးပိုက်စားတယ်တကုတ်သွားစားရအောင်နော်အခုလည်းစားနေပြီသွားရအောင်ခန့်ရကြွခန့်တကယ်ကိုစိတ်မရှိတော့ပါဈေးမဝယ်ခင်ပိုက်ဖြစ်ထားတာအကောင်ဆုံးပဲစောင့်ရဲ့နင်ကကုန်တဲ့တကုတ်လုံးဝင်မှာမလားခုနကတော့စားလာပြီဟာနင်းသိပါတယ်ငါစားတိုင်းဝင်တာစားပါရှင်ပြီးရင်ငါ့ကိုဟိုတခါပြောတဲ့အိတ်လေးအဲ့ဒါဈေးလိုက်စစ်ပေးအောင်အမေဈေးစစ်ဖို့ကြာပြောတတ်တယ်နော်မဟုတ်တာဟဲ့နင်ကဝင်နေကြမဟုတ်လားအဲ့ဒါကြောင့်မှသိပါတယ်ရှင်သိပါတယ်စတာပါစောင်းကိုခန့်စောင်းတို့တွေ့တော့ဝမ်းသာအားရနဲ့တောင်းနှုတ်ဆက်လိုက်တဲ့ခန့်တယောက်ကိုနိကရောပါလားဟုတ်တယ်စောင်းရဲ့ကိုတို့ဒီမှာပဲထိုင်လိုက်ရင်ကောင်းမယ်ထင်တယ်နော်အဆင်ပြေလားခန့်ငါးစားပါတယ်အဆင်ပြေတယ်ပြောရင်ဆိုရင်စောင်းပြရခွန်လုံးမှာဝင်ထိုင်လိုက်တယ်စောင်းနဲ့မောင်က2ယောက်တည်းဆိုတော့မျက်နှာချစ်ဆိုင်ထိုင်ကြတယ်နေခါကမောင်ရှိတွေပါအချမ်းမှာဝင်ထိုင်နေတစုံတယောက်ကတော့ဘေးဝိုင်းကခုံကိုချွတ်ပြီးထိုင်လိုက်တယ်ကိုမိတ်ဆက်ပေးအောင်လေဘသူတွေလေရုံးကတော့ညောင်စစ်စစ်သားလေးနဲ့ပြောလိုက်တယ်ဒါငါမိတ်ဆွေလေနာမည်ကစောင်းနဲ့သူကလည်းငါရဲ့မိတ်ဆွေပဲမဟုတ်နဲ့အားလုံးကိုတွေ့ရတာဝမ်းသာတယ်နော်ရုံးကရှုံးမြတ်ပါကိုရဲ့အနာကမင်းတော်လိုက်တော့ရုံးစကားပြောလို့တော့မဆုံးသေးဘူးခါဖြတ်ပြောလိုက်တယ်ဟုတ်ကျမတို့လည်းတွေ့ရတာဝမ်းသာပါတယ်စောင်းကတော့ဘာမှဝင်မပြောပါထိုးချင်တွေကိုအနေငယ်ရှိမိနေတာကြောင့်ဖြစ်တယ်စောင်းတော့ကပြီးတော့မှအကိုတို့ရဲ့ပြီးရင်လေထိုင်ကြပါအောင်ဗျာနေခါကပြောလိုက်တယ်ကလေးမအတော့လေးတော့အစာလေးကြည့်တယ်နော်အမေဘသူ့ကိုပြောရလဲရှင်ကမင်းကိုပြောတာပေါ့ငါပြီးမှမင်းပြင်ဘသူရှိတယ်လို့လေသူများကိုများရဆဆပြောရတယ်နော်ကိုနာမီကနေခါနော်မှတ်ထားနောက်ကြခဏစုံရတော့မှရှေ့ရနှကောင်သားကတော့စကားဝိုင်းချနေပြီးခန့်လေးဆောင်ကိုစောင်းတို့ဒီနေ့အလုံးမသွားကြတာလားဟုတ်တယ်ကိုခန့်ရဲ့ဒီနေ့ကအလုံးသားရဲ့လေချွတ်တယ်လည်းမရှိဘူးအဲ့ဒါကြောင့်ဒီကောင်မလေးကိုရှော့ပင်လိုက်ပို့တာကိုဗိုက်စားပြီးမှားလိုက်တော့မင်းရမယ်စားချင်တာမှငါ့ကိုလာမပြောနဲ့လေရွှန်လေးနှခမ်းလေးဆိုပြီးတော့မှားချင်တာမှားလိုက်တော့တယ်ဒီကမမကအသက်ဘယ်လောက်ရှိပြီလဲစောင်းက25နှစ်ပါဒါဆိုတွန်းနေတူပဲတူလည်း25နှစ်ပဲအဲ့လိုဆိုတော့ယူတည်တည်ပြောစရာမလိုတော့ဘူးပေါ့ပေါ့ပါပဲပြောတော့မယ်နော်ရပါတယ်စောင်းကလည်းတူတခွန်းသာပြောလိုက်တယ်စောင်းတို့ပြန်ရင်ကိုတို့လိုက်ပို့မယ်လေရပါတယ်ကိုခန့်ရဲ့မလိုက်ပို့နေတော့ဈေးသွားဝယ်ရအောင်ပါကြာအောင်ပါကိုကသူ့ကိုလိုက်ပို့တော့ရုံးကဘလို့ပြန်ရမှာတော့မင်းကငါဒရိုက်ဘာစစ်စစ်ပေးမယ်သူနဲ့ပြန်လိုက်မလိုက်ချင်ပါဘူးကိုနဲ့ပဲပြန်ချင်းနေတာကိုငါဒရိုက်ဘာကိုခေါ်ထားလိုက်ပြီသူအောက်မှာတော့ရှောင်းနေပြီတဲ့မင်းမပြီးသေးလို့ငါဘာမှမပြောတာအခုရောပြီးပြီလားပြီးဆိုရင်လာခိုင်းလိုက်တော့မယ်ဘာမှကိုမသိဘူးခန့်လေထုတ်ကလေးမှာစိတ်ပြက်စွာနဲ့ဒရိုက်ဘာကိုသူတို့ထိုင်းနေတယ်စားတော့ဆိုင်ကိုလာခိုင်းလိုက်တယ်အခုလေကျွန်တော်ရောက်ပါပြီသူ့ကိုခေါ်သွားပြီတေချာပို့ပေးလိုက်နော်ပြန်လိုက်တော့နော်ငါမအားသေးလို့အဲ့ဒါဆိုလေပြန်မယ်နောက်နေ့တွေ့မယ်နောက်တခါဆိုတာရှိလာမှာမဟုတ်ဘူးငါမအားဘူးပြန်လိုက်တော့နော်မှတ်ထားလိုက်ရုပ်စိတ်တွေကသာတူတူတိတ်တိတ်ပြောလိုက်တယ်ကိုကန်းတို့ဝယ်စရာမရှိရင်ပြန်လိုက်ပါစောင်းတို့မှသာပဲဝယ်လိုက်ပါမယ်ရတယ်ကိုဒီနေ့တနေ့ကအလို့အားနေတာအားနာလို့ပါပြန်လိုက်ပါနော်ခန့်ရပြန်ရအောင်နော်ဟိုရှိလို့လည်းမရှိတော့ပဲနဲ့အဲ့ဒါဆိုကိုတို့ပြန်တော့မယ်နော်နောက်နေ့မှတွေ့မယ်တတကစောင်းကိုပဲမင်းနေတာကိုကလည်းအားနာလို့ဖုံးမဆက်ပေးတာစောင်းကရှားပါတယ်ကလေးကိုဂရိပေးပြီးတော့အခုထိမတွေ့ရသေးဘူးအဲ့ဒါဆိုကိုတနေ့ဖုံးဆက်လိုက်မယ်နော်ဟုတ်ကဲ့ခန်းတို့ပြန်သွားတော့စောင်းတို့လည်းဝယ်စရာရှိဝယ်ပြီးပြန်လာလိုက်တယ်ရှင်းပြပါအောင်ကိုခန်းဆိုတဲ့လူရဲ့ချောင်းဘာလို့ရှင်းပြရမှာလဲဟာဘာမှလည်းမဟုတ်ပဲနဲ့သိကျင်တယ်လေသူကြည့်ရတာနင့်ကိုကြိုက်နေတယ်လို့ပဲနော်
မပြတ်နိုင်တာနဲ့မမြင်ဘူးလားသူ့ဘေးနာကဟုတ်ကောင်းမလေးအဲ့ဒါသူနဲ့လက်ထက်မဲ့သူထင်တယ်နော်အဲ့ဒါဆိုနေရောမမြင်ဘူးလားသူ့ဘက်ကစိတ်ရှုပ်နေလို့တောင်သူ့ကိုအဝေးတွန်းပို့လိုက်တာလေမဟုတ်တာရဲ့ကိုကိစ္စနဲ့ကိုတောင်အာယုံရှုပ်နေတာသူမြတ်ကိစ္စကြီးခေါင်းနဲ့မထည့်ချင်တော့ဘူးမနေ့ပြန်လောက်တက်ဖို့သာအားဖြည့်ထားဟုတ်တယ်နားရက်ကလည်းဘာမှမရှိဘူးပြီးရင်အလောက်ကတည်အောင်ပြန်လို့ရတော့မှကြာလာတော့လေအရင်ပြန်လာပြီသိလားအပျော်လေးပဲရှာနေချင်တော့တယ်အဲ့ဒါဆိုရီးစားလေးပါလေးထားချလိုက်ပေါ့ကိုနေခါလည်းမစိုးဘူးနော်နေမကြိုက်ဘူးလားသူက next line မဟုတ်ဘူးလားငါစလိုက်တော့ဟုတ်ပါတယ်ဒါပေမဲ့သူ့ရဲ့ပြောပါကိုငါလုံးဝသဘောမကျဘူးဒါပေမဲ့လေချောတော့ချောတယ်ဟဲ့ကြိုက်ရင်လှုပ်လိုက်လေကြိုက်ရင်ရှာအောင်ရှူထက်တာနင့်ပုံစံမဟုတ်ဘူးလားငါလှုပ်ကြည့်လိုက်ရမလားအားပေးတယ်ချတာချနှစ်ယောက်တူတူထိုင်နေစမှာဒေဒီဖုန်းဆက်လာတယ်ဟုတ်တယ်ဒီမနေ့ပြန်အိမ်ခဏလာခဲ့ဟုတ်ဖုန်းချသွားပြီတဲ့နောက်ဘာပြောတာလဲအိမ်လာခဲ့တဲ့ဟိုကိစ္စပဲတင်နေငါလည်းစိတ်မိုးလိုက်တာမှောင်ရဲ့လာတာစောသားပဲနော်ဟုတ်လာထိုင်ထမင်းစားရမယ်မြင်လိုက်ရတဲ့မြင်ကွင်းကမသားရစက်တူမိသားစုလိုက်ကြီးထမင်းဝိုင်းမှာစက်ပင်နာခုံတကုံသားလွတ်တော့လွတ်တဲ့ကောင်မသာဝင်ထိုင်လိုက်တယ်ကဲလူလေးစုံပြီဆိုတော့စားကြတာပေါ့ဆောင်းရောစက်ကဆောင်းရဲ့ပကံနဲ့ဟင်းတွေထည့်ပြီးတယ်ချေးစုပါရှင်အကိုကမွေးလေမွေးတက်တယ်နော်သမီးလေးကချစ်စရာလေးပဲအကိုနဲ့ရောအမနဲ့ပါရုပ်စင်နေနော်ဒါနဲ့တားညီမလေးကိုခဏနေအပြင်ကိုခေါ်သွားပြလိုက်ပါအောင်နော်စောင်းတဲ့ဒီမှာဝင်ပြီးပြောလာတယ်ဟုတ်ကဲ့ဗျကျွန်တော်ခေါ်သွားလိုက်ပါမယ်စောင်းခဏနေကြရင်အကိုအပြစ်ခဏလိုက်ခဲ့ပြီနော်စောင်းကိုခေါ်သွားစရာနေရရှိလို့ဟုတ်ညီမလေးကိုတေချာဂရုစိုက်ပါနော်တာရဲ့ဟုတ်ကဲ့ပါဖေဖေဒါဆိုကျွန်တော်ရက်သွားနေမယ်ဖေဖေတော့မပြန်သေးဘူးလားနေခဲ့အောင်မလို့လားဖေဖေတို့ခဏစကားပြောလိုက်အောင်မယ်ဟုတ်အဲ့ဒါဆိုကျွန်တော်ရက်သွားနေမယ်နော်စောင်းကိုဘယ်ခေါ်သွားမလို့လဲဟင်ကို့ကိုမချပါနဲ့ကိုနဲ့စောင်းစကားအေးစစ်စစ်ပြောဖို့လိုနေပြီထင်လို့စောင်းလေကိုစက်မဟာလွင်ကိုပြောစရာအများကြီးရှိတယ်ကိုနာများရှိတယ်ကိုစမ်းလို့ပဲခေါ်ဟုတ်ကိုစက်ပြောစရာရှိဆိုအရင်ပြောပါကိုရိပ်မိပါတယ်စောင်းကိုသဘောမကျတာစောင်းသဘောမကျတာမဟုတ်ပါဘူးဒီတိုင်းကိစ္စတွေမတွေးချင်သေးတာဒါဆိုရင်သဘောကျတာလားပြောဟုတ်လေအဲ့လိုလည်းမဟုတ်ပါဘူးကိုသဘောပေါက်ပါတယ်ကိုကအဲ့လောက်အရေးကမသိတတ်တဲ့သူမဟုတ်ဘူးဒီကိစ္စကိုစောင်းဘက်ကစိတ်မဝင်စားရင်လှုပ်ရှားမလို့ဘူးနော်ဟိုဘက်ကတော့စောင်းကိုစိတ်ဝင်စားတာဒါပေမဲ့တစ်ပတ်သူမလို့ရင်ကိုရှစ်စမတူပါဘူးဒီတိုင်းတငယ်ချင်းမိတ်ဆွေလိုမောင်နှမလိုပဲနေလေအဆင်ပြေတယ်ကိုပြောတာကိုမရှုံးတာလားမဟုတ်ပါဘူးအခုမှအဲ့လိုစိတ်ရှိမှမထင်လို့ကိုကအဲ့လိုမျိုးပဲဒီကိစ္စကိုလေကိုမသိဘူးတကယ်တော့ကိုဖေဖေဟာကိုကိုလာပြပြတယ်သူ့အတိတယောက်ရဲ့သမီးနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးတော့ကိုလည်းနည်းနည်းပါးပါးစုံစမ်းကြည့်တော့အဲ့ဒါစောင်းဖြစ်နေတယ်လေစောင်းဆိုတာကကိုလည်းနည်းနည်းစိတ်ဝင်စားသွားတာနဲ့လက်ခံလိုက်တာစောင်းကိုစိတ်မဆိုးမလားဟင်မဆိုးပါဘူးနော်ကိုကအဲ့လိုလူဆိုမဟုတ်ဘူးအဲ့ဒါဆိုဒီနေ့ကစားပြီးနှစ်ယောက်လုံးစိတ်ရှင်းသွားပြီဆိုတော့ကိုတို့တွေမိတ်ဆွေတွေလို့တငယ်ချင်းတွေလို့မောင်နှမတွေလို့နေကြမယ်လေနော်တကူကူဆိုကိုအကိုတယောက်လို့သဘောထားပြီးအကုန်ပြောလို့ရတယ်ဟုတ်စောင်းတကယ်ကျေးဇူးတင်ပါတယ်ဒါပေမဲ့တတိတို့ဘယ်လိုပြောမလဲအဲ့ဒါကိုတောင်းမထားကိုအကုန်ကြည့်လို့လိုက်မယ်စောင်းဘာမှစိတ်မပူနဲ့ကိုစက်ကိုတကယ်ကျေးဇူးတင်နေနော်ဒီနေ့ကိုစက်ကြိုက်တာစားစောင်းဝယ်ကြည့်မယ်အဲ့ဒါဆိုရင်တော့အဝါကြိတ်တော့မယ်နော်ဟုတ်အချက်ကရရွချင်မှမဟုတ်တာကိုမလို့လာတဲ့သူတရားကိုပဲဘာလို့ဆက်ဆွဲထားတော့မှလဲဆက်ကငကိုနဲ့အေးချက်ချက်နေတဲ့သူမို့တခြားတရားမလို့လာရင်ရှေ့ဆက်တို့ဖို့စန္ဒမရှိတော့ပါဟယ်လိုမမီစောင်းခုပဲပါလေအခုကိုစက်နဲ့ပြင်မှာမုံစားနေတယ်မမီအဲ့ဒါဆိုပြန်ချရင်ဆိုင်ကိုခဏဝင်ကြအောင်ပြောစရာရှိလို့ဟုတ်စောင်းလာခဲ့ပါမယ်စောင်းရဲ့မမီတင်နေကိုစက်ကမေးလာတယ်ဟုတ်မမီကပြန်ချရင်ဆိုင်ကနာဝင်ခဲ့ပါတဲ့ပြောစရာရှိလို့တဲ့ကိုစက်အားနာပြီမေအပတ်မကြည့်ရင်မမီဆိုင်မှာဝင်ပို့ပေးပါနော်ကြားပါလေဗျာကိုခေါ်လာတာပဲကိုပို့ပေးရမှာပေါ့နောက်ဆိုမကြခဏတွေ့ရတော့မယ်တင်နေရပါတယ်စောင်းအားရင်တွေ့ချတာပေါ့ကျေးဇူးတင်ပါတယ်စောင်းနားလေးပြီလို့မလိုပါဘူးဒါကတော့ respect ပေါ့ဗျာကိုစက်လည်းကောင်းလေးမြန်မြန်ရပါစေနော်ကျေးဇူးပါနော်အဲ့တယောက်နေဘယ်သွားတာလဲစောင်းမမီပြောပြီးသားပဲမကြိုက်ရင်ညင်းမှာလို့နေဖေကခုအရန်လွန်နေပြီအိမ်မော်တောင်သူ့ဖေကိုထမင်းဖိတ်ကျွေးနေသေးတာအဲ့လိုကနည်းနည်းမှရှောင်းမဲ့ပုံမရဘူးမမီစိတ်ကိုအေးထားပါအောင်ဒီနေ့ကိုစက်နဲ့တွေ့ခဲ့တာကလေကိုစက်ကအကုန်ပြောပြလိုက်တယ်တကယ်တော့သူကလူကောင်းပါသူပြောတယ်စောင်းမကြိုက်ရင်သူမလိုက်ပါဘူးတဲ့ဒီတိုင်းမောင်နှမလူရှိရင်နေရအောင်တဲ့သူ့ဖေကိုလည်းသူကြည့်ပြောပါမယ်လေသူက
တကယ်ပဲအဲ့လိုပြောတာလားဟုတ်တယ်မမီရဲ့ဆောင်းလေအစအာနာသွားတာသူကအဲ့လိုပြောတယ်သူမှလည်းတစ်ချိန်ကြာကြရမယ်သူရှိလာမှာပါမမီရဲ့အဲ့လိုဆိုရင်တော့စိတ်ချရပါတယ်မမီကအစင်ပြောင်နေကြတယ်ဆိုလို့သူကအဲ့လိုဆိုတော့လေကောင်းပါတယ်ဟုတ်မမီဆောင်းလေဒက်ဒီကိုတန်တန်တရာပြောမှာပါခုတော့ခဏနေလိုက်အောင်မလို့အမညနေဆောင်ပြီပြန်ရင်ပြန်တော့မမီလည်းပြန်တော့မှာဟုတ်အဲ့ဆိုဆောင်းသွားနေပြီတတဟိုဆိုင်ရရုပ်လို့ချင်တယ်ဒီဆိုင်ကဟာလူချင်တယ်မပူစားရဘူးနော်မေမေရေတတမပူစားပါဘူးဒီနေ့ညနေတတမှုချစင်တော့လူရတာဝယ်ဖို့ရှော့ပင်ထွက်လာလိုက်တယ်ဟဲဟိုမမရေမမရေစောင်းရှိပြေးလာတဲ့ကလေးလေးကြည့်လိုက်တော့တတဖြစ်နေတယ်ဟဲတတဒီကိုဘလို့လို့တတရေပြေးသွားလိုက်တာအရှမ်းမပြေးပါနဲ့ကွယ်အဲဒေါက်တာဈေးလာဝယ်လာလားဟဲမဟုတ်ဘူးမမရေကိစ္စလေးရှိလို့ခဏလာတာမမတတအိမ်လိုက်ခဲ့ပါလားနော်ဟုတ်တယ်ဒေါက်တာကိုတမင်းကျွေးမယ်ဆိုပြီးခုတီကိုမဖိတ်ရသေးဘူးလိုက်ခဲ့ပါနော်ဟယ်လိုမေမေဟုတ်သမီးခုကုန်းတိုင်းမှာဟိုဒေါက်တာလေးနဲ့တွေ့လို့စကားပြောနေတာမေမေအိမ်လိုက်ခဲ့ပါလို့ခေါ်နေတာဟုတ်မေမေသမီးခေါ်ခဲ့လိုက်မယ်နော်ကြားလာဒေါက်တာမေမေကခေါ်လာခဲ့ပါတဲ့ဟိုအရင်တခါတတကိုပေးတယ်ပြောတယ်ဟာ तू ကတွေးချင်နေတာနော်ဟုတ်ဆောင်လိုက်ခဲ့ပါမယ်ဟေးမမလားတတလည်းကိုဆွဲမေမေတတတို့သွားရအောင်ဆောင်ကိုခန့်တို့အိမ်လိုက်သွားရတော့နည်းနည်းတော့စိတ်ထဲတမျိုးပဲမေမေသမီးတို့ပြန်လာပြီဟဲလာဒေါက်တာလေးလာဖေဖေတို့ရောမေမေသူတို့အပေါ်မှာခဏနေဆင်းလာမယ်တဲ့ဒေါက်တာခဏနော်မမအပေါ်မှာခဏသွားလိုက်အောင်မယ်ဟုတ်ရှားပါတယ်ဖွာဒါတတပြောတယ်မမလေးလှတယ်မလားတတပြောလို့ဒေါက်တာကိုသိနေပါပြီသမီးလေးကအပြင်မှာအချော်လေးပဲနော်သမီးကိုစောင်းလို့ပဲခေါ်ပါနော်အန်တီဒေါက်တာကနည်းနည်းအမလီသမီးကလေးရှက်နေလိုက်တာဟုတ်ပါပြီအဲ့ဒီနာမီကစောင်းမိပါအန်တီချစ်စရာလေးကွယ်လူလေးလေးလှနာမီလေးကလေးလှဖွာမမကိုတတီလေးနဲ့ယူခိုင်းလိုက်ပါလားဟင်အဲ့ဒါဆိုမမကတားမမီလေးဖြစ်လာမှာအိုတာတားရေမမကိုအာနာစရာချင်းအာနာလိုက်တဲ့သမီးရေတားအဲ့လိုပဲအဲ့လိုလိုက်တာတော့နင်းနေမှပြောမရဘူးမေတားရောအောက်မှာကိုရဲ့ဟိုဒေါက်တာလေးပါလာတယ်သိလားတကယ်ဘယ်လိုလုပ်ကုန်းတိုင်းမှာတွေ့လို့မနေ့ခေါ်လာရတယ်တို့တွေတော့ရှားမရှားတော့မယ်တင်တယ်ကိုရဲ့မလေးကပြန်လာသေးဘူးလားဖုံးဆက်ကြည့်ပါအောင်သူပြန်လာပါပြီခုနကတော့ကိုဘာမှအောင်မလဲတဲ့ရှောက်တော့မယ်ထင်တယ်မြင်မြင်စေးအောင်ကိုသူလေးရတကယ်ချစ်စရာလေးမလေးနဲ့တိတ်လိုက်တာသိလားအမလေးမိမရေမင်းကလေအောင်တယ်တော့လောက်ရမှာတကယ်သိလားခုကစအောင်တယ်တော့မှကြည့်ထားတော့ဘွာဒေဒီလေးကလာသေးဘူးလားတားရဲ့ဒေဒီလေးကပြန်လာနေပြီတဲ့မမတတနဲ့ဓမင်းတူတူစားပြီးစော့ပေးအောင်နော်ပြီးမှအေးစစ်ပြန်ရတယ်မလားမမတားရေမမကိုအာနာစရာချင်းရပါတယ်အန်တီမမကတတနဲ့စော့ပေးမယ်နော်ဟုတ်ပြီလားအော်ဒါနဲ့သမီးတော်ရီတော့သမီးလားဟုတ်တယ်အန်တီဖေဖေမေမေတို့ကရောဘာလုပ်ကြလဲဖေဖေကတော့ဆောင်းပရိုက်မေဟော့စပီတယ်ပိုင်ရှင်မှာမေမေကတော့မော်ဒယ်မှာရွှေဆိုင်လေးဖွင့်ထားပါတယ်ဆိုင်နာမီကပါလေသမီးရဲ့ဒီကြောင်ရင်ဝယ်မလို့မိုးအမော်ပါအန်တီဟဲအဲ့ဒါဆိုသမီးကမတ်သက်စင်ရဲ့သမီးလေးပေါ့မမီနဲ့သိတာလားအန်တီကအဆိုင်မှာဝယ်နေကြရေစက်တွေပါလားကွယ်နောက်နေ့မှတက်စစ်သွားပြီးစကားကိုအေးစစ်စစ်သွားပြောရအောင်မယ်ဟုတ်အန်တီဟဲတားပြန်လာပြီတင်နေမြင့်မြင့်ရေတကားဖွင့်လိုက်ပါအောင်ဟုတ်ပါချင်းမေမေတားပြန်လာဟဲစောင်းကဘလို့လို့သမီးလေးနဲ့သိနေတာလားတာကဟုတ်တယ်မေမေခန့်လေးတွေ့ချင်းစူပါနာမှာဝင်ထိုင်လိုက်ပြီးမမကိုကုန်းတိုင်းမှာတွေ့လို့မေမေနဲ့တတာခေါ်လာတယ်ဒက်ဒီလေးရဲ့ဟုတ်တယ်ကိုခန့်ထွေးစကားဝိုင်းကိုပြုံပြုံကြည့်နေသူကတော့မေမေပဲဖြစ်တယ်မကြီးထမင်းစားဖို့အစင်းနေဖြစ်ပါပြီအော်အေးတားနဲ့စကားကိုနောက်မှပြောချအခုတော့ထမင်းရင်သွားစားကြရအောင်နော်လာစောင်းသွားကြရအောင်သမီးเจ้าနေဥရုအများကြီးကြားထားပါတယ်မေလေးကသမီးကိုရမ်းခင်နေတာအိမ်လေခေါ်မေပဲပြောနေတာဥရုကလည်းသမီးကိုအားနာလို့ပါအလုပ်တွေပါမအားနေပါဆိုလို့ဟုတ်ကဲ့စောင်းတော့တနေ့ကုန်တော့မအားဘူးဒါပေမဲ့တချို့နေ့တွေတော့အမေအားနေတာပါစောင်းထက်စားနော်အာမနာနဲ့ကိုကမှပြောလာတယ်ဟုတ်ဘလို့လေသမီးစားလို့ကောင်းရဲ့လားဟုတ်ကဲ့အန်တီအရန်ကောင်းပါတယ်ဒေါက်တာနာမီကအခုဒီမသိထားရသေးဘူးနော်စောင်းမိပါမမအဲ့ဒါဆိုစောင်းလို့ပဲခေါ်တော့မယ်နော်ဟုတ်ကဲ့ပါရှင်အဆင်ပြေတယ်လို့ခေါ်ပါရပါတယ်မမနောက်ဆိုရင်တတတို့အိမ်ကိုအမြဲလာခဲ့နော်တတဒီလိုလေးနေချင်တာမမဒီညတတနဲ့စော်ပြီးမှပြန်ရမယ်နော်မမကိုအနေခံမလုပ်ပါနဲ့တတရေမင်းက
တိတ်ကိုစိုးတာပဲတတလိမ့်မှာပါတယ်ဖေဖေရဲ့ငါမရတော့လေတကယ်အနောက်ကလေးစောင်းသူတို့မိသားစုလေးကိုအရင်တော့ပေါ်ချမိပါတယ်အချင်းချင်းအရင်ချက်ကြတယ်နွေတွေလေးရှိကြတယ်မိသားစုတမင်ဝိုင်းမှာစုံစုံလင်းလင်းစကားတွေပြောကြတယ်စောင်းတို့မိသားစုဟာတကမှအဲ့လိုမလုပ်ဘူးတော့ဒီလိုမျိုးလေးကိုအရင်လွတ်ချင်နေတာတော့အမှန်ပါစောင်းကားမပါဘူးမလားပြန်ရင်ကိုလိုက်ပို့မယ်နော်ဟုတ်အားရနာပါတယ်ကိုခန့်ရင်ကိုညီပေးပါအောင်နော်ပြောစရာလူတွေလားဗျာကိုညီရမှာပေါ့သူကညီမလေးကိုအရန်တွေလိုက်ပို့ချင်နေတာညီမလေးရေမမကပါစလာတယ်မိမရေသွားမစားပါနဲ့ဟိုနာမှာနေရွက်တွေနေရဲနေပြီအမတရားကိုပြောတာဆိုတော့လေရှက်ရှာမှာပေါ့ကိုရဲ့ဆောင်ရခန့်ရောအရန်တွေရှက်နေကြပြီတယောက်မျက်နှာတယောက်မချင်နိုင်တော့မမရာမစပါနဲ့အနာစရာချင်းညီမလေးအတိဆောင်စကားကြီးစီပြောကြနော်မမပေါ်မှာတတကိုခဏသွားသိလိုက်အောင်မေသူကပဲပြောရသေးတယ်ပြီးရင်ကစားမိပါရင်းနဲ့ပြီးကြတော့သူပဲအရှင်အိပ်ပြောသွားပြီထင်တယ်နော်မင်းတို့ကအဲ့လိုပဲလေထမင်းစားပြီးတိုက်ရတာညီမလေးအေးစစ်စစ်နေပြီးမှပြန်နော်အကူပုခဏလိုက်တော့အောင်မေဟုတ်ကဲ့ရပါတယ်ဘယ်လိုလဲဖေကြီးကျမရဲ့ချွေမလေးဟာတော်တော်မှချောရလားလှတာတော့တော်တော်လှတယ်ကောင်မလေးကချစ်လေချစ်စရာသေးတားနေလိုက်တယ်ကိုကတော့ဘယ်မှပြောစရာမရှိဘူးမင်းစစ်ပြေတယ်ဆိုစစ်စင်လိုက်တော့ကျမအရက်ကိုသဘောကျနေပြီသိလားဖေတားကိုတမီးနဲ့ပဲသဘောတူချင်နေပြီဖြည်းဖြည်းလုပ်ပါကွာအခုမှအစပဲရှိသေးတာဘဲမှထွက်မပြေပါဘူးကောင်းမလေးကဘဲဟုတ်မလဲတတော်ချဖို့ကောင်းတာကိုသူများဟုတ်သွားရင်ဘယ်လိုလုပ်ရမလဲမင်းကလေပြောမနိုင်စိုးမနိုင်ပါလားဖေဖေလေတပြက်တစ်ချက်ပဲချလိုက်တော့တယ်ဘယ်လိုလဲကျမရောက်မှရှာတာတော်တယ်မလားတော်တယ်အရှမ်းတော်တယ်ကိုမီမှာဘယ်နေရာမဆိုအရန်တော်နေတော့တာဒီလိုပဲဖြစ်နေရမယ်လေကျမမိမေကိုမြန်မြန်ပြောမှရမယ်သူတို့မြန်မြန်ပေးစားရအောင်ဖြည်းဖြည်းလုပ်ပါကွာစောင်းရပင်မှာထွက်မပြေးပါဘူးမင်းလိုလုံနေမှာဟိုကလန့်ပြီးနောက်ဆိုအိမ်မလာပဲနေလိမ့်မယ်ဟုတ်တယ်နော်သူကအခုတော့မနေခေါ်ရတာဒါပေမဲ့မိမိနဲ့တိုင်ပင်အောင်ပါပါမိမိလေးကြည့်ရတာစောင်းကိုတော်တော်သဘောကျပုံပဲကိုလည်းတွေ့ပါတယ်ဒီကိစ္စကိုတော့ကိုတို့တွေကူညီရတော့မယ်ညီကသေးတဲ့အတိုင်းရမ်းနေတာတော်သေးတာပေါ့ကျမဘာမှရှင်းနေမိရှင်းနေသေးလို့မဟုတ်ရင်ကျမကအောင်မြင်မှာမဟုတ်ဘူးဒီလိုဘဘကတော့တဲ့လူတယောက်တွေ့ထားတာဘလို့မှလက်လွတ်ခံတော့မဖြစ်ဘူးညစ်ကြည့်ရတာလေကြိုက်နေတဲ့ပုံမှာပဲအဲ့တော့ကိုတို့ပဲကုညီမရှာတော့မယ်တကယ်ပဲနော်မလေးကလေကြိုက်ရင်ဖွင့်ပြလိုက်ပြီးတာပဲဟိုတွေ့တီတွေပြီးရင်သူများနောက်ပါသွားအောင်မယ်အခါကျမှနောင်တော့ရပြီးကြက်ခဲ့မှာအဲ့လိုမဖြစ်ရအောင်အရင်စောတို့တွေကုညီရမှာပေါ့နော်ကိုမင်းကလေကုမ္ပဏီမှာမလုပ်ဘဲနဲ့အောက်တော့ကုမ္ပဏီဖွင့်တဲ့နေတိလားမစပါနဲ့တော့ရှင်ရဲ့တတကိုသွားသိရအောင်နော်လာအဲ့ဒါဆိုအတင်းနေဦးသမီးပြန်တော့မယ်နော်ဟုတ်ပါပြီသမီးလေးနောက်ကျရင်အိမ်ကိုလာလေနော်ပြီးတော့နောက်နေ့ကျမှမမတဆန်စီကိုသွားလိုက်ရအောင်ပဲစကားတွေပြောစရာရှိလာပြီခုအားဆိုတော့ပို့လိုက်အောင်မယ်နော်ဟဲ့ညီမလေးပြန်တော့မလို့လားနေပါအောင်လားခဏလောက်မနေတော့ပါဘူးမမရဲ့နောက်ကျနေပြီတော့ကြာတငယ်ချင်းပြောနေလိမ့်မယ်အမအဲ့ဆိုနောက်နေ့မှာမမတို့အေးစစ်စစ်စကားပြောကြမယ်လေနော်ဟုတ်ကဲ့မမအဲ့ဆိုသွားလိုက်အောင်မယ်နော်စောင်းရကိုတို့မှာတငယ်ချင်းတွေနှစ်ယောက်ပဲနေကြတာဟုတ်တယ်ရှင်နိုင်ငံခြားမသွားခင်ကဝေထားလိုက်တာအရင်ကတော့တူတူနေလာတဲ့သူတွေဆိုတော့စောင်းလည်းအိမ်မနေဖို့ဟာတိတ်အဆင်မပြေဘူးလို့လေဟုတ်တာပဲတကယ်ဆိုကိုတို့ရက်ကွက်နေအရင်မှမဝေတာကိုအိမ်မှာပြန်နေလဲရတာပဲဟုတ်ကိုကရင်သွားလိုက်နော်စောင်းရင်ဝင်မှာပြီးမှကိုပြန်မယ်ကိုကရင်အရင်ပြန်လိုက်ပါနော်နောက်ဆုံးတော့သူကပဲလက်လျှော့လိုက်တော့တယ်အဲ့ဒါဆိုကိုသွားပြီနောက်နေ့မှတွေ့ရအောင်နော်ဟုတ်ဖေဖေဂရုစိုက်သွားနော်ကိုကဟုတ်ပါပြီဗျာအမလီလာတာဟဲ့အမလီမေမေကြီးမတနေကုန်ပြောင်းနေတာဘယ်သွားတာလဲပြောစမ်းမအောင်အခန်းထဲမိပိတ်ထားတော့ဘယ်သူမှမရှိဘူးထင်တာမုံကထိုင်ပေါ်ထိုင်ပြီးတော့လက်ပိုက်ချနေတယ်လမ်းလိုက်တာဝတ်မုံရင်နင်းရလေနော်လာထိုင်အောင်ပြောအရင်ပြောကိုကတို့အေးသွားတာပါဟာထမင်းသွားစားတာဟဲ့အဲ့လိုချင်နေတော့ဖြစ်နေပြီလားနင်တို့ကမဟုတ်ပါဘူးငါမမီစီကိုသွားတာအဲ့ဒါတူတူလေးနဲ့တွေ့တော့အတင်းခွန်လိုလိုက်သွားလိုက်တာပါအဲ့ဒါခဏထားနင်ရဲ့ဟိုဆက်မဟာလွင်နေအချင်းနေပြောငါမှတော့နင်ကမနဲ့တည်းပြန်မလာသေးတော့ဘာများအဆင်မပြေလို့လေလို့ तू ကလူကောင်းမှာငါတဘောမကြရင်ဒေဒီတို့ကို तू ပြောမိတယ်လေဟေးအဲ့လောက်လွေတယ်လားအဲ့လောက်တော့မထစ်ထားဘူး तू နဲ့တငယ်ချင်းဖြစ်လာတယ်ခုတော့အေးလေအဲ့လိုဆိုတော့လည်းမစိုးပါဘူးငါမနဲ့ပြန်အလုံးမလိုက်တော့ဘူးနေမငါချွတ်တီတွေဝင်လိုက်တော့ငါဈေးဝယ်ထွက်အောင်မေးနောက်နေ့မှအတူတူသွားမယ်လေဟာနိုးငါဝယ်စရာများတယ်
မနေ့ပြန်ရင်သွားမလို့နော်နင်းနေလေနောက်နေ့တူတူသွားအောင်မအဲ့မှာဖောစီရဲ့ခါငါစေးဝင်မလို့လိုက်ခဲ့အောင်မလိုက်ချင်ပါဘူးကွာပူကပူနေလိုက်ခဲ့ပါကွာဖနက်ကူရွေးပေးအောင်လိုက်ခဲ့မယ်ဟယ်လိုဆောင်းဘာမှချင်သေးလေโอเคအဲ့ဆိုငါပြန်လာပြီမုံတရားဝင်လာတာတွေများပြီအထုပ်တွေတောင်းမနိုင်တော့ပါအာတောင်းမှမှာလေဗျာလူတယောက်လုံးလာတာမမြင်ဘူးလားကိုနေခါကိုကပဲတောင်းမှမှာတယ်မုံရှားပါတယ်ကိုနေခါမှမသိလိုက်လို့ပါဝယ်ထားတာတွေများလာချင်လားကိုသိပေးမယ်ရှားပါတယ်အာနာဆရာကိုစကားတော့မစုံသေးဘူးအထုပ်တွေတင်းနေပြီဖြစ်တယ်ခြေသူထားနဲ့တယောက်တည်းလာတာလားခန့်ပါတယ်ဟိုးမှာဟုတ်နေခဏရှာလိုက်ရတာမင်းကတယောက်နေတယ်ညီမတယောက်တည်းလားစောင်းရောစောင်းမပါဘူးအကိုညီမတယောက်တည်းပဲလာတာနေခမင်းလည်းဖော်ရပြီဆိုတော့ငါပြန်ပြီနော်ညီမအကိုရင်ပြန်နေပြီသူ့ကိုအလိုက်မယ်နော်ဟဲ့ခအဲ့ဒါဆိုကိုတို့လည်းတခုခုသွားစားကြမလားပြီးရင်ပစ္စည်းတွေသွားပို့ပေးမယ်နော်ဟုတ်သွားရအောင်ကိုနိခဘာကြိုက်လဲကိုနိခကြိုက်တာမှာနော်ညီမကြိုက်တာသာမှားပါကိုကရတယ်ကိုနိခနဲ့ခေါ်ရတာမမောဘူးလားဝမောရန်အဲ့ဆိုဘလို့ခေါ်မှာလဲဟင်ကိုလို့မခေါ်ချင်ဘူးလားစတာပါအဲ့လောက်တော့လန့်တာလားဟဲမဟုတ်တာကိုနေလိုပဲခေါ်မယ်နော်အဲ့ဆိုသူများတွေခေါ်တယ်လို့ခေါ်စီဗျာဒါနဲ့ဆောင်ဟာဘာလို့ပါမလာတာလဲတကယ်တော့မုံကလစ်လာတာလေစာအုပ်ကိုကြီးတောင်းပြီးချူတီစားဝင်ခိုင်းလိုက်တာတကယ်တော့နှစ်ယောက်တူတူနောက်ရမှာသွားဖို့မုံကလောနေတော့အစင်လာလိုက်တာခုတော့ထုတ်တွေ့မနိုင်တော့ဘူးကိုကောက်ပေါ်ထိလိုက်ပို့ပါမယ်အဲ့ဆိုကျေးဇူးပါရှင်ဒါနဲ့လေမုံကိုတမျိုးမထင်ပါနဲ့ကိုကလေဗီဇာတွေပါရှိလာရင်ဘာလဲကြိုက်လို့လားကိုကြီးပေးရမလားမဟုတ်တယ်မဟုတ်ဘူးစာအုပ်တော့ဘလို့ဟုတ်တယ်လေသူတို့ကအမြဲတမ်းတွေနဲ့ကိုဟိုနေ့ကသူ့အိမ်ကပြန်လာတာထမင်းသွားစားတာလေဟုတ်လားအဲ့ကောင်ရှူလိုက်တာကိုတော့ဘာမှမပြောဘူးတကယ်တော့လေဆောင်းဟာဖေယောက်ျားလေးနေမှာအဲ့လိုမနေဘူးနည်းနည်းထူးဆန်းလို့သူတို့ကြည်ရတာတခုခုပဲမယူဘူးခန့်ကြောင်လေကိုသိစုံပဲသူလည်းအဲ့လိုလူပဲအရှင်နိုင်ငံသားမနေတော့တော့ဟိုကကောင်မလေးတွေကရှိသားစားပေးလိုက်စကားပြောလိုက်လို့တာတော့သူကအဖက်မလုပ်ဘူးသူလေစောင်းပေါ်ခဏချက်ရှင်းနေတယ်လို့ပဲကိုကြီးပေးလိုက်ကြမလားဟင်သူတို့နောက်မှာကိုကြီးအခုကိုကိုအရှင်ကိုကြီးပါလားဘာလို့လဲကိုနေကိုဘာကိုကြီးပေးရမလဲကိုကောင်မလေးတယောက်ကိုဖုန်းရလန်နေပြီထင်တယ်အဲ့ဒါကိုကြီးပေးနော်ကိုကြီးမင်းမလားဟင်ကိုကြီးရမှာပေါ့ကိုနေသိလားမိန်းကလေးတွေကသူတို့ကိုအဆဆရရဂယူးဆိုင်ပဲတိတ်ကြွကြတာပန်ပေလက်ဆောင်ပေးတာတက်ကိုပို့ချိုက်ကြတယ်တဲ့ကိုနေကချောပြီးသားပဲတခါလေဖွင့်တာပြောလိုက်မိုးမနေနေတော့သိလားကောင်းပါပြီအဲ့ဆိုကိုချိုးစားရတော့မယ်ဒေါက်တာဆေးရုံကြီးခေါ်နေပါတယ်ဟုတ်ပြီညီမလေးလာခဲ့မယ်နော်စောင်းရောက်ပါပြီဒေဒီထိုင်ပါအောင်သမီးလေးကဲပြောပါအောင်သားဆက်နေအဆင်ပြေလားဟုတ်အဆင်ပြေနေပါတယ်အဆင်ပြေအောင်နေနော်သူကဒေဒီတို့ဆေးရုံမှာရှယ်ယာတွေလည်းအများကြီးဝင်ထားတယ်ပြီးတော့သူ့ဘေလုပ်ငန်းတွေကိုလည်းသူ့ပဲဦးစိနေတာတကယ်ငငယ်ရွယ်ရွယ်နဲ့အရန်တော်တဲ့ကလေးဟုတ်ဒေဒီစောင်းကိုပြောစရာရှိသေးလားမရှိတော့ရင်သွားတော့မယ်နော်စောင်းဝင်စရာလေးလည်းရှိသေးလို့ဟုတ်ပါပြီသွားပါဒါမဲ့တခုပြောအောင်မယ်သမီးကောင်တို့တခန်းဝင်လိုက်ပါလားဘယ်လောက်ပဲတငယ်ချင်းနဲ့တူတူနေတယ်ပြောကိုပိုင်ခန်းရှိတဲ့နေဒေဒီတငယ်ချင်းတရားကိုတို့ရောင်းဖို့ရှိတယ်အဲ့ဒါဒေဒီဝတ်ထားလိုက်ပြီရော့အဲ့မှာတော့မလို့ပါဟုတ်ဒေဒီရဲ့အခုလည်းအဆင်ပြေနေတာပဲဘဲဟုတ်မလဲကျူထားလိုက်ပါဒေဒီလက်ဆောင်ပေးတယ်ပဲသဘောထားလိုက်အဲ့ဒါဆိုရင်လေကျေးဇူးများကြည့်တင်ပါတယ်ဒေဒီပြန်လာပြီလားစောင်းလေပြန်လာပါပြီနေရောပြန်ရောက်တာချပြီလားကြာပေါ့လာအမြန်လားပြောစရာကြီးတယ်ညနေစာလေးပြန်ထားပြီထမင်းလေးအေးစစ်စစ်စာစကားလေးပြောရအောင်ဟုတ်ပါပြီရှင်ဟုတ်ပါပြီခဏလေးစောင့်နော်ရေချိုးလိုက်အောင်မေဒါနဲ့နည်းနည်းတော့ထူဆန်းနေနော်ညနေစာတွေဘာတွေတောင်းချက်ထားတယ်ဆိုတော့ပြောစရာကိစ္စရှိလို့လေနားတော့ကျင်နေမလားမြန်လာခဲ့ကဲပြောပါအောင်ဘာတွေပြောစရာရှိလဲဒီနေ့ဈေးသွားဝယ်တော့ကကိုနေခနဲ့တွေ့ခဲ့တယ်အဲ့ဒါလေးကိုအဆက်ပြောနေတာလားဒါပေမဲ့လေဝန်နေစရာတခုတော့ရှိတယ်သူ့မှာသဘောကျတဲ့ကောင်မလေးရှိနေတယ်တဲ့သူဟာအဲ့ကောင်မလေးကိုဖွင့်ပြောမလို့တဲ့ငါ့စီမှာတောင်းအကြံဉာဏ်တွေတောင်းသွားသေးတယ်ဘာလဲစိတ်မကောင်းဖြစ်နေတာလားနည်းနည်းပါဒီတိုင်းလေးတငယ်ချင်းဖြစ်နေရရင်ကျင်းတတ်တယ်မေတ္တာရှင်ပါကြီးပါလားငါကိစ္စကိုသားထားနင့်ကိုရှင်းပြောမယ်နင်းနဲ့ကိုခံနေတာအချိန်နေဘလို့လဲသူကနင့်ကိုကြိုက်နေတယ်လို့ပဲအဲ့ဒီကိစ္စတွေမပြောချင်ဘူးနေရောသူ့ကိုမကြိုက်ဘူးလားမမကန်ဖြေနော်မလိမ့်နဲ့နင်မပြောလဲနေစိတ်တွေကကိစ္စကိုငါသိတယ်နင်ကလေရမ်းမိတတ်တယ်နော်ဟုတ်တယ်ဟာငါသူ့ကိုစိတ်ဝင်စားတယ်
ကြိုက်တယ်ဆိုတော့လေမဟုတ်ဘူးမကြိုက်ဘူးလားဆိုတော့လေမဟုတ်တယ်လို့ပဲဒါပေမဲ့ကြိုက်နေတာပဲနေမှာငါသူ့ကိုစိတ်ဝင်စားနေတာကြာပြီသူ့တူလေးကိုစေကလာပြတဲ့အချိန်တော့ကာလကပဲအဲ့ဒီချိန်တွေကဖြစ်မယ်နေစကားကလည်းဘာကြီးလဲဟာကြိုက်တယ်လို့မကြိုက်တယ်လို့နဲ့မမဆောင်လို့ဖြစ်နေပြီဒါပေမဲ့စိတ်ဝင်စားနေတယ်မလားကြိုက်နေရင်ဖွင့်ပြလိုက်ပါလားတော့ကြာသူများတော့ပါသွားအောင်မေအမေငါမိန်းကလေးပါနော်ငါဘက်ကစာဖွင့်ပြောရမှာလားအရှုမရဲ့ဟဲအဲ့လိုတော့မဟုတ်ဘူးလေဟာငါပြောချင်တာကနည်းနည်းပါပါရှီလာမြောင်းပြီးလုံမှာပေါ့တော်စမ်းမှာငါလည်းနေလို့ပဲမိတ်ဆွေတငယ်ချင်းဖြစ်နေရင်အဆင်ပြေပြီကျွန်တော်ဘာမှစိတ်မဝင်စားဘူးသူလေသူ့မှာကြိုက်နေရတဲ့သူရှိမှာပဲအဲ့လိုကနေဖြစ်နေတယ်ဆိုရင်ရောအဲ့ဒါဆိုရင်တော့တခါလေ yes ပဲငါလောင်ရည်တယ်သူနဲ့ကိုကြိုက်နေတာမကြခင်ဖွင့်ပြောလိုက်မယ်နင်းကအချားမြင်စရာမလားမယုံရင်စောင့်ကြည့်နေလိုက်လေတော်ပါစောစောအေးရအောင်ပြောစရာရှိတယ်မေ့နေတာဒေဒီကငါ့ကိုကိုလိုဝေပေးထားတယ်မိုင်းလိုက်တာကွာနောက်တစ်ခါတူတူသွားရအောင်ငါ့ကိုခေါ်သွားအောင်ပေးရချသွားကြည့်ရအောင်ပစ္စည်းတွေနေနေပါပါဝေထည့်ခဲ့အောင်မယ်ညနေအတွက်ရမ်းရက်ခုန်နေပြီစောင်းရဲ့ပါတီဟာမလောက်တာကြတော့အရမ်းပြောတာပဲပါတီမှာအပြက်ခဲ့ဘူးလားဒါပေါ်ဟာပါတီမရှိတော့ရောအပြက်မှမကဲဘူးလားဒါကတော့ချွန်းချက်ပေါ့ဒါနဲ့လေငါကြားရသလားပွဲကိုရှေ့ရရှင်တွေလေလာမယ်တဲ့တခြားနာမည်ချင်းကုမ္ပဏီတွေကလည်းလာမယ်တဲ့လေနည်းနည်းတော့သေးတယ်ဒက်ဒီအတွင်ရင်မှုပြောတာဟိုနေ့ကသူပိတ်စာတွေလုံနေတာလေတွေးလိုက်လို့မျိုးတာတော့မဟုတ်ပေမဲ့ကိုနေတော့ပါလာရင်တိတ်ကောင်းမယ်အမလီဘယ်လိုလဲမှုံရဲ့ဒီလိုပဲရှုပ်လေးမြင်တော့ချင်းနဲ့တာငါနေဟာလေးတကယ်ကိုကြိုက်တဲ့သူရှိတယ်ဆိုတာတော့လို့တော့မပြောတော့ဘူးညနေကခဏနေဆောင်မှာခုတည်းကပြင်ဆင်ရမယ်လေဟေးညီဒီနေ့ဆောင်း private hospital ကပွဲဖိတ်ထားတယ်နော်ညီပဲအခုအစားသွားလိုက်ပါလားကိုကိုပဲသွားလိုက်ပါကိုကိုကိုဖိတ်တာပဲဟာကိုကိုတို့မိသားစုသွားလိုက်ပါညီရေဟိုမှာလူတိုင်းလာကြမှာမင်းမနေလားအဲ့မှာတစုံတယောက်လေရှိနေလားမှာကိုကိုပြောမှသူရိပ်မိတယ်ဟုတ်တယ်စောင်းလို့စေအောင်ဆိုတော့လေသိကြပါဦးစောင်းလေးရှိနေမှာပေါ့အဲ့မှာအဲ့ဆိုသွားလိုက်မယ်လေဒယ်ဒီလေတသားလိုက်လို့ရှာလားဟင်ตาလေလိုက်ချင်တယ်ตาရဲ့ဖေဖေတို့နဲ့အိမ်မှာနေပါตาမင်းဦးလေးသူ့ဟာသူသွားလိုက်မယ်ဟင်တသားကိုခေါ်ပါနော်ဒယ်ဒီလေအဲ့ကိုသွားရင်မမလာကိုတွေးရမှာလေตาဖေဖေပြောနေတယ်လေအိမ်မှာနေခဲ့တသားကလိုက်ချင်တာလားအဲ့မှာဒယ်ဒီလေးခေါ်မယ်လေနော်သွားရအောင်ဟေးဒယ်ဒီလေးကအကောင်းဆုံးပဲညီရဲ့ဖြစ်ပါမလားရပါတယ်နေလဲပါမှာသူထိတ်လိုက်မယ်အဲ့မှာတငယ်ချင်းကိုခိုင်းစားနေလိုက်အဲ့ကောင်သွားချင်နေတာမဟုတ်ရတောင်ကိုကိုနေလိုက်မယ်ပြောနေတာညီသားခေါ်သွားလိုက်တော့ဟဲစောင်းလေးမတွေ့တာကြာပြီနော်ဟုတ်ပါမမရဲ့ဒါနဲ့မိမိလေးလည်းပါတာလားဟုတ်တယ်ထားခဲ့လို့ကလည်းမရှာဘူးလာအကိုနဲ့မမိုးစောင်းခေါ်သွားမယ်လာခေါ်သွားရအောင်သမီးမောင်ဆက်တို့လာပြီလားမတွေ့သေးဘူးတဲ့ဒီတွေ့ရင်အခန့်ပေးတာနော်ဟုတ်မမီရောက်တာကြာပြီလားအခုမှရောက်တာပါဒါနဲ့ဒီနေ့သမီးကိုမိတ်ဆက်ပေးရမယ်လို့ရှိတယ်ဟုတ်ကဲဟိုမှာပြည့်ရင်ဆိုရင်လာပြီကိုခန့်တသားရောပါလာတယ်အံ့ဩတော်တာလားမဟုတ်တာလာမယ်မထစ်တာလို့သားတို့ကသိကြတာလားဟုတ်အန်တီအရင်သိကြတာပေါ့မမအရန်လာတယ်ဒီနေ့တသားလေးကလည်းခန့်နေရောတသားလာလေဟိုမှာသွားထိုင်ရအောင်ခန့်ငါဟိုမှာသွားထိုင်ဆောင်မယ်ပြီးမှလာခဲ့နော်သားလေးဒါအန်တီသမီးသားတို့သိပြီးသားဆိုတော့မိတ်ဆက်မပေးတော့ဘူးနောက်မှအိမ်လာလိမ့်မယ်ဟုတ်အန်တီမမေကမျောနေတာမမီတို့ကဘယ်လိုလုပ်အဲ့လောက်ရှင်းနေတာလဲသူ့မမေကမမီရဲ့ big customer လေအိမ်လေဘူးလို့သိနေတာအော်ဟုတ်လားသားတို့အေးစင်စကားပြောကြအောင်အဒီဟိုဘက်ခဏသွားအောင်မယ်ဟုတ်ကဲ့ဗျဟိုင်ဆောင်အော်ကိုဆက်လာပြီလားဒယ်ဒီကကိုဆက်လာရင်ပြောပါအောင်နဲ့စောင်းသွားပြောလိုက်အောင်မေရတယ်ဆောင်ကိုသွားလိုက်မယ်ဟုတ်သူကဘာလို့လဲဘာလို့ရှိရင်ဒီနေ့စောင်းနဲ့မဟုတ်မှာသူတို့အရင်ရင်းနှီးကြတာများလားမပြတ်နိုင်ပါဘူးရိုမေးဆွေတွေနေမှာပါကိုခန့်စောင်းဘာပြောလိုက်တာလဲဘာလို့အဲ့လောက်တွေးနေတာလဲကိုခန့်ရဲ့ခေါ်မချအောင်မချမဟုတ်ပါဘူးကိုနေနေတွေးလွန်သွားလို့စောင်းတို့ဟိုးမှသွားထိုင်ရအောင်နော်မုံရဲ့စောင်းရဲ့ခန့်ရဲ့နေရဲ့တတရဲ့9ယောက်လောက်တစ်ပိုင်းနေမှာအတူတူထိုင်နေတယ်ထို့ချိန်မှာစောင်းစိတ်မရှိပါနဲ့ကိုလည်းဒီမှာထိုင်မယ်နော်ဟုတ်ကဲ့ရတယ်ကိုဆက်လားစောင်းနဲ့သိရလားဟုတ်မမနောက်တစ်ခါအိမ်ဘယ်တော့ထလာမှလဲတတမမကိုထလာစေချင်နေတာအရင်တစ်ခေါက်ကတတအိပ်ပြောသွားလို့ဒီတခါမမလာရင်တတနဲ့စောရအောင်နော်ဟုတ်ပါပြီရှင်ဟုတ်ပါပြီမမအားရနေကြရင်တတဦးကိုဖ
ဖုန်းဆက်လိုက်မယ်နော်တကယ်တော့မတတစောင့်နေမယ်သူစကားဝိုင်းမှာတော့မုံနဲ့ဆောင်ကတီတူစကားတွေပြောနေတယ်ခန့်တယောက်ကတော့အတွေ့ပေါင်းများစွာနဲ့စက်တယောက်ကလည်းတွေ့ပေါင်းများစွာနဲ့သူကဘာတူလဲဘာတူမို့လို့အဲ့လောက်ရှင်းနေနေတာလဲပြီးတော့အေးရောရှောက်ဖူးတာလားဒီကလေးလေးရောဘာတူလဲခေါ်တာတော့ဦးလို့ပြောတာပဲတူလေးပဲနေမှာပါဒီကတတလေးရဲ့နာမည်ဘလို့ခေါ်လဲတာနာမီဟာရှိုင်းမြတ်မိမှာပါမဟုတ်ပါကိုရတာလေးလားဦးကဖေဖေကိုသိတာလားသိတာပေါ့ကွာဒဲဒီလေးဒီဦးကဖေဖေကိုသိတယ်တဲ့ဒါနဲ့ညီဟာရှိုင်းမခန့်အောင်လားဟုတ်ပါတယ်ဗျာအကူကစက်မဟာလွင်ကိုရတို့နဲ့တကြောင်နဲ့တွေ့ပဲညီကိုလည်းသိတယ်အကူရင်ကခဏမြင်ဘူးတယ်ဟုတ်လားကျွန်တော်တတိမထားမိဘူးဖြစ်နိုင်ပါတယ်အဲ့ဒီချိန်တုန်းကညီကငငယ်ပဲရှိသေးတယ်ကိုနဲ့တနေ့ထဲတွေလားမဟုတ်ဘူးအကူကတနေ့ငယ်တယ်အသိတွေလားတွေ့နေကြတာပဲကိုစက်နဲ့ကိုခန့်နေကသိနေကြတာလားအဲ့လိုတော့လည်းမဟုတ်ပါဘူးသူ့ကိုနဲ့သိတာစောင်းကိုတို့တွေမတွေ့တာကြပြီပြည့်ရကြရင်လာခေါ်ပြီတနေရာသွားကြရအောင်ဒီတစ်ပတ်တော့အစင်မပြေလောက်ဘူးတင်နေစောင်းမုံနေသွားစရာလေးရှိလို့တကယ်တော့စကားတမင်တကာပြောလိုက်ခြင်းမှာခန်းဆိုတဲ့ကောင်လေးဟာအကြည့်တွေမယူတာတော့တမင်ပြောလိုက်ခြင်းဖြစ်တယ်ခန့်တယောက်လေးအတွေ့ထဲမှာသူတို့နေအောင်ဘလို့ပတ်သက်နေလေသိချင်နေမိတယ်ထို့သူမျက်နှာမကောင်းဘာလို့နေပွဲလေးလေးအောင်မြင်ပြီးဆုံးသွားတယ်တတိယတော့ထုံးစံတိုင်းကိုစက်နဲ့လိုက်ပြန်ခိုင်းတယ်စောင်းလေးကားပါတယ်လို့ပဲလိန်ပြောလိုက်တယ်တကယ်တော့မုံနဲ့တူလာတာမလို့ကားမပါပါမမီကတော့ကိုခန့်နဲ့အတင်းပြန်ခိုင်းတယ်ထို့ချိန်မှာတတိမရှိတာကြောင့်စောင်းလေးတူလိုက်ပြန်လိုက်တယ်မမတသားတို့အိမ်ကိုဘယ်တော့လာမလဲဒီတစ်ပတ်ပြန်ရမမအားတယ်အဲ့ချိန်ကျရင်လာခဲ့မယ်နော်တကယ်နော်မမတသားစောင့်နေမယ်ဂရိမဖြတ်နေတော့ဟုတ်ပါပြီရှင်ဟုတ်ပါပြီစောင်းကို့တမျိုးမထင်ပါနဲ့ကိုစက်နေရတငယ်ချင်းတွေလားဒီတိုင်အသိပါအမှန်တိုင်းပြောရရင်အိမ်ရဒေဒီဟာသူနဲ့သဘောတူနေတာလေရုတ်တရက်ဆန်နေစကားကြောင့်ကောက်ကိုပရိအုပ်လိုက်တယ်အစင်ပြေးလာကိုခန့်ကိုတောင်းမမာတယ်တရေလွတ်သွားလို့တတဘာဖြစ်သွားသေးလဲဘာမှဖြစ်ပါဘူးဒေဒီလေးကောက်ကိုတေချာမောင်းမှာပေါ့တတလန့်တောင်လာနေ sorry ပါတရဒေဒီလေးတရေလွတ်သွားလို့ဒီလိုနဲ့လေဒီကတိတ်ဆိတ်သွားတော့တယ်လိုက်ပို့ပြီးတာကျေးဇူးတော်ကိုခန့်တနောက်နေ့မှာမမလာလိမ့်မယ်နော်တဘိုင်မတားဆောင်နေမယ်စောင်းအဲ့ဆိုကိုတို့သွားပြီနော်နောက်မှတွေ့မယ်ဟုတ်ပြန်ရောက်ရင်စားပို့လိုက်နော်ကိုခန့်ဟုတ်ပါပြီဗျခန်းစိတ်တွေမကြည့်လင်တာကြောင့်ရေချွတ်ပြီးတန်းအိတ်လိုက်တယ်သူပေမဲ့အိမ်မပြောပါအတွေ့ပေါင်းများစွာခေါင်းထဲမှာအပြေငါတို့ကိုဖွင့်ပြောလိုက်ရတော့မလားသူကအိမ်ကပေးစားတဲ့လူနဲ့ရှူမလားဟာမသိတော့ဘူးကွာတေချာအောင်စုံစမ်းမှရတော့မယ်တမီးမနေ့ကဘယ်သူနဲ့လိုက်ပြန်တာလဲစောင်းမိတ်ဆွေအကူပါတဲ့ဒီသူနဲ့ရရင်နေလားရင်းနေရင်လေအရာကြီးရင်းနေမနေနဲ့သားစမြင်သွားရင်မကောင်းဘူးမနေ့တော့ဘလောင်မျက်နှာပူဟာလေသူ့ကိုလိုက်ပို့ခိုင်းတာကိုတခြားတယောက်နဲ့လိုက်ပြန်သွားတယ်နောက်တစ်ခါအဲ့လိုမဖြစ်စေနဲ့စောင်းသူ့ကိုမကြိုက်ဘူးတဲ့ဒီဘယ်လိုပြောလိုက်တယ်စောင်းဦးမေဟုတ်တယ်တဲ့ဒီစောင်းကိုစက်နဲ့ဒီတိုင်းရင်းနေရုံပဲအဲ့ဒါဘာမှမပူဘူးသူလည်းအဲ့လိုပဲစောင်းညီမလေးတယောက်လိုပဲခင်တာနင်ငါ့ကိုမျက်နှာပြအောင်မလုံနဲ့နော်စောင်းဦးမေတဲ့ဒီကတော့ဒေါသတွေအရင်ထွက်နေတယ်တော်သေးတာပေါ့မမီရောက်ချလာလို့ရှင်းကိုကျမသမီးကဘာတွေမျက်နှာပြအောင်လှုပ်နေလို့လဲရှင်းရရင်နေကအတအယံကြည့်တာကလေးကိုဘာဖြစ်ချင်လဲမမေးဘူးရှင်းပြချင်တာပဲအကုန်လုံးခိုင်းနေတယ်မင်းရဘယ်တော့မင်းသမီးကြောင့်ကိုအဲ့လောက်တော့စိတ်ဝင်စားသွားတာတော့ကျမဝမ်းနဲ့လွယ်ပြီးမွေးတာတဲ့ကလေးကျမကိုစိတ်ဝင်စားပြီးသားရှင်းရဘာဖြစ်ချင်တာလဲအကုန်လုံးနေတာသမီးလေးစန္နာသမီးဘာဖြစ်ချင်လဲဘယ်နှခါမေးဘူးလေဘာလဲမင်းတို့ကတပတ်သေးတွေလားကျမသမီးမကြရင်ဘာမှမလုပ်ဘူးရှေ့ဆက်လည်းမတူဘူးကျမသမီးကိုကျမလိုမဖြစ်စေချင်အောင်ပဲသမီးလေးကိုသူချစ်တဲ့သူနဲ့ယူပြီးပျော်ပျော်ရွှင်ရွှင်နေစေချင်တာကျမလိုမဖြစ်စေချင်တာမင်းကငါနဲ့ယူခဲ့ရတော့အရင်နောင်တာရခဲ့တယ်လားကျမနောင်တာမရပါဘူးဒါပေမဲ့လေဘာကောင်းခဲ့တာရှိလို့လဲဒဒီနှုတ်ဆက်နေခဲ့ပါတယ်ဒီကိစ္စကိုတော့သမီးစိတ်တိုင်းညာလောက်ပါစေရှင်ဘက်ကဝင်ဆွတ်ဖတ်မနေနဲ့ဒဒီပုံကြည့်ရတာအရင်ဒေါသထွက်သွားပုံပါပဲပြောပြပေးချင်းခေါင်းအောင်ပြီးထွက်သွားတယ်မမီတို့သမီးဆောင်နဲ့စကားများရပြီးစောင်းတကယ်တောင်းမှပါတယ်မလိုပါဘူးဒီကိစ္စကဒီလိုမှမလုပ်ရင်အဆင်မပြေဘူးမမီအလုပ်သွားတော့မယ်သမီးလည်းပြန်လိုက်တော့ဟုတ်မမီစောင်းသွားပြီနော်မနက်ကလော်တကြီးဘယ်တော့သွားတာလဲစောင်းအကိစ္စတာလားဟုတ်တယ်ဟိုကိစ္စဘယ်လိုဖြစ်သွားပြီလဲအဆင်ပြေမေးတင်နေမမီပါဝင်လာပြောလိုက်တာသူတို့နေအောင်ငါကြောင့်ရဖြစ်သွားတယ်ခဏမှဟာအရင်လည်းပြည့်နေကြပြီမလားပြီးရင်လည်းခဏပဲပြန်ကောင်းသွားတာပဲအင်းမငါဒီနေ့အိမ်ဆော့ဆော့ပြန်မလို့နေရော
တခါလေလိုက်ပြန်မလားဒီကတော့ချင်းတာရှိတယ်မပြန်လိုက်တော့ဘူးနော်အမနေမဲတာရနေစောစောတော့မအိတ်နဲ့အောင်နော်ငါ့ကိုခဏစောင်းပြောစရာရှိတယ်တော်ပြီမဆောင်ဘူးကိုနေကစောင်းလာကြသွားလားတိတ်မကြသေးပါဘူးခုနကမှလျှောက်တာတော်သေးတာပေါ့အကြကြီးစောင်းရတယ်ထင်တယ်ဒါနဲ့တူတူဆော့ဆော့မှလားမဟုတ်တမင်ကြွေးချင်လို့ဆိုတော့ကိုပြောစရာရှိလို့ပါပြောပါရှင်ဒါနဲ့ကိုနေဒီနေ့ဆိုင်မှာလူချင်းတယ်လို့ပဲနော်ဟုတ်တယ်လေကိုတဆိုင်လုံးငားလိုက်တာဘလို့ကိုကောင်မလေးကိုချစ်ခွင့်ပါမလို့ထိုအချိန်ကဆိုင်ဝင်တာများကနေကိုပန်းစည်းကြည့်လာပြီတယ်နေလေမတက်ရန်မိုးစိမ်မှာလက်လေးကိုအသာခိုင်းလိုက်ပြီးကိုချစ်ကိုလက်ခံပေးပါဝမောင်ကိုနေကဟုတ်တာပေါ့ကိုကဒီချတဲ့လေးကိုချစ်နေတာမြင်မြင်ချင်းတွေကပဲအကြကြီးရက်နေပြီအရင်ဆုံးပန်းစည်းလေးလက်ခံလိုက်ပါကြိုက်ရလားကလေးပန်းတော့ကြိုက်တာပေါ့လို့ကဲပြောပါအောင်ကလေးရဲ့အဖေရောဘယ်လိုလဲ yes လား no လားမောင်တယောက်ကလေးဆဆန်မေးကိုလည်းလေးထောက်ရင် no ပါနော်ဟာကလေးအဲ့လိုသေးရအောင်မလုပ်နဲ့ပြောကိုလက်ခံလားစဉ်းစားကြရင်မပေးတော့ဘူးလားလို့ no ပါခုဖြစ်ပေးအောင်ကိုရက်ခေါ်မလုပ်နဲ့တိတ်တိတ်နဲ့မင်းနေသေးတယ်ဒါဆိုလက်ခံလားပြောလိုက်တာကွာနောက်ဆုံးတော့ချစ်ကိုပိုက်ဆိုင်ရပြီပြောပါအောင်မဟုတ်ဘယ်လိုစားချစ်တာလဲဆိုတာကလပ်မှာမိုးပြဲနေတော့ကလားအဲ့ထဲကချစ်နေရတာတို့တွေစုံမှုကရှက်စရာကောင်းလိုက်တာနော်ရှက်စရာမဟုတ်ပါဘူးကလေးရဲ့ချစ်စရာသွားပါလူကိုလာစနေတယ်ကဲပြောကိုဘယ်လိုခေါ်မလဲဘယ်လိုခေါ်ဖို့စဉ်းစားထားလဲကိုနေရေဟာစနေပြန်ပြီကိုလို့ခေါ်မောင်ကြီးကိုကအသက်ကြီးတယ်လေဟုတ်ကိုဟာကွာချစ်စရာလေးမွတ်နေသူမရဲ့ပါလေးကိုနားလိုက်တော့တယ်အဲ့ဆိုမနေ့ပြန်တွေ့ကြမယ်နော်ဆောင်းကိုလာခေါ်ပေးရမလားရပါတယ်ရှင်ကိုဘာသာကိုလာခဲ့လိုက်ပါမယ်နော်တတရပြောနေတာသူမမလာမယ်ဆိုတော့အချိန်လည်းမစောတော့ဘူးအဲ့တော့တော့ကိုခန့်မဟုတ်ပါပြီဗျာကိုနိုင်ဟုတ်ကိုနိုင်ပါပြန်လာပါမလားလို့နေစမ်းမအောင်လက်ထရပန်းစီဟာဘယ်ကနေရလာတာလဲမဟုတ်မှလွယ်ရောရီးစားရလာတာလားမှန်သွားပြီဟဲတကယ်ပြောစမ်းမအောင်ဘာတူလဲဘယ်ရလဲနင်တိပိသားတူပဲငါတိပိသားဟုတ်လားကိုနေခါ Oh my god တကယ်ကြီးလားနင်တို့အရဝမ်းတာပဲဟာငါလေထင်တာမထင်တာဘူးတမင်စားဖိတ်လို့သွားတာပေးလေပေးရော propose အလောက်ခံရတယ်နင်ဒီညအိပ်ပျော်မလားငါလည်းမထင်တော့ဘူးနင်ထောင်ရှိစားရပြီငါပဲကြံတော့တယ်နင်အတွက်တော့တကယ်ဝမ်းသာတယ်တကယ်ချင်းလေတော်ပြီဟာငါသွားရတော့မယ်နေပါဦးငါပြောလို့မပေးသေးဘူးတော်ပြီနားမထောင်ချင်တော့ဘူးမေကပြောတယ်ဒီနေ့ဧည့်သည်လာမှာဆိုဘာတူလဲရှောင်းမနေလေစောင်းလာမလားကိုကဘာတူများလာမှာလဲလို့ညီးပိတ်ထားတာဟာတကယ်လားဟုတ်မယ်တင်တယ်တတကလည်းသူ့မမကိုအရန်တွေ့ကျင်နေတယ်လေကိုတို့သားကအောက်တော့လုံနေပြီတင်တယ်ဟုတ်မယ်ကိုရင်သားကလည်းသိတဲ့အတိုင်းပဲလူချင်တာမရရင်စိတ်ကစိုးတတ်တယ်စောင်းတရားဒီနေ့သူမရဲ့ခရက်ကြီးသွားလိမ့်မှာဆိုတော့ body weight dress အနံလက်ရှိလေးလှပစွာဝတ်ဆင်ထားပြီးစပင်အညူရောင်လေးတွေကိုလည်းအောက်အဖျားလေးချထားတယ်မို့ငါဒီနေ့သွားစရာရှိလို့အပြက်ကနာသွားလိုက်အောင်မယ်နော်အေးစစ်သွားငါလည်းပြင်သွားမှာတစုံတယောက်ကတော့ဖေးရသွားပြီဆိုတော့အပြင်လေးပဲထွက်တော့မယ်ထင်တယ်ငါတော့တယောက်တည်းနေရတော့မယ်ထင်တယ်ငါတငယ်ချင်းလေးကိုပြတ်မထားပါဘူးမယုံပါဘူးမိရဲ့ငါသွားတော့မယ်နော်နောက်ကျတော့မယ်ဟုတ်ကဲ့ဖြည်းသွားမအေးဒီနေ့ဧည့်သည်လာမှာနော်ထမင်းရေတေချာချက်ထားအောင်ဟုတ်ကဲ့ပါမမကြီးရဲ့အစင်သိမ့်မယ်ဟိုမှာပြောရင်စိတ်နဲ့ရောက်လာပြီတော့ဟေးညီမလေးလာပြီလားလာတားရေတားဒီမှာတားမမရောက်နေပြီမြင်ဆင်းလာခဲ့တော့ဟေးမမလာပြီမမကလည်းကြားတယ်တတစောင့်နေတာကိုတားရေမမကစောကြည့်လာတာပဲလာညီမလေးဘာဒီဝဲလာပြန်တာလဲလူဝဲလာရင်ရတာကိုကွင်းမဟုတ်တာမမရေအဒီတို့အကေတို့ကိုအသီးဝယ်လာတယ်မလိုပါဘူးတမီးရေအာနာဆရာလားကိုအိမ်လိုသဘောထားဟုတ်ဒါသွားအပေါ်မှာဖေဖေကိုခေါ်လာခဲ့မင်းတဲ့ဒီလေးကိုရောတခါလေးခေါ်လာခဲ့လိုက်မမရောက်ပြီလို့ဟုတ်မေဟိုတနေ့ကတော့တမီးမေနဲ့တွေ့သေးတယ်သူကတော့ပြောနေတာတခါတော့တမီးကိုအတူတူခေါ်ပြီးအိမ်လာခဲ့မယ်တဲ့ဟုတ်အန်တီဒါနဲ့မမဒီနေ့အလုံးမသွားဘူးလားညီမလေးလာမှမို့လို့အမကအလုံးမသွားတာပါအာနာဆရာချင်းအာနာမနေနဲ့တမီးမအလုံးမသွားလေရတယ်ဟုတ်သားပဲမမကသတိမကြည့်ပဲအလုံးမသွားလေရှားတာပဲ
မေ့နေတာသမီးလေးကရမ်းလာတာပဲအမြဲတမ်းလှနေတာပဲနော်ရုပ်ကလေးကလည်းချောလက်ချောချစ်စရာလည်းကောင်းပြီးတော့ဆရာဟောမလေးဆိုတော့အရင်ကပြပြစုံနေတာပဲမတ်သက်စင်ဟာသမီးလေးမွေးတာအရင်တော်တာပဲတကယ်လာလေးမွေးထားတာကျေးဇူးပါအတီးရဲ့ညလုံးအားချင်းနေပြီမိမိပြောတာလေဟုတ်တယ်ငါညီမတအားလာတာရောစောင်းရောက်နေတာကြပြီလားကိုအလုံးလုံးနေလို့မသိလိုက်ဘူးတသားလာခေါ်မှသေးတာအရင်လည်းမကြသေးပါဘူးရှင်သမီးလားမိမိနဲ့ခဏလိုက်ခဲ့မိမိဟာမမမေကိုမျက်စက်ပြပြီးခေါ်သွားတယ်ချစ်ရတာသူတို့နှစ်ယောက်ကိုတမင်ဆောင်ပေးလိုက်ချင်ပါသမီးတို့အေးစစ်စစ်စကားပြောကြအောင်အတီကနာပေါ်သွားလိုက်အောင်မေဟုတ်စောင်းကိုတို့လည်းပြင်သွားစကားပြောရအောင်ဒါနဲ့လေဟိုနေရာစောင်းပြောတဲ့သူနေဟိုတကယ်လက်ထကြမှာလားဟင်ရှင်တကယ်တော့သူနေရာယူတတခင်းချတာပါဒေဒီစစ်စင်ထားတာဟုတ်ပြီမေသူရောဆောင်ရောယူတတပါကိုလေကိုမတိုင်းပြောမေစောင်းကိုလက်တက်ချင်နေရှင်ကိုရန်လောက်သွားလာတော့မသိဘူးဒါပေမဲ့စောင်းကိုတကယ်လက်တက်ချင်နေအမှန်တိုင်းပြောရရင်ကိုစောင်းကိုချစ်နေတာကြပြီပေးရလေဆိုရင်လေးစိတ်မှာတိုင်းမိတယ်ရပဲအဲ့တော့ကိုကပ်ဖြစ်နေခဲ့တာလားမဟုတ်တယ်စောင်းရတာကိုတတိမထားမိခဲ့တာကိုအဲ့လိုပြောလိုက်တာနည်းနည်းရိုက်သွားတာမှန်ပြီမေကိုလက်ခံပေးပါစောင်းစဉ်းစားလို့ရတယ်မလားအကြကြီးတော့မစဉ်းစားပါနဲ့နော်ကိုယူသွားလိမ့်မယ်စောင်းမမကိုပြန်မပြောနိုင်တော့ပါဒီလိုနေအတီတော့တမင်စားဖို့ခေါ်တော့လိုက်သွားလိုက်တော့တယ်အနေရခတ်တာတော့အမှန်ပါပဲသမီးဘာလို့စားနေနေတာလဲမကြိုက်လို့လားစားပါတယ်အန်တီရဲ့ကြိုက်ပါတယ်မမပြီးရင်သားနဲ့စောင်းမေးမလားဟင်မမစော့ပေးမှာပါသားရဲ့မမချစ်စရာလေးဒါမင်းအဆောင်ကိုဘာသွားပြောလိုက်သေးလဲဟိုကမျက်နှာလည်းမကောင်းဘူးဗျာတာသူ့ကိုလက်ထက်ချင်တယ်လို့ပြောလိုက်တာအဲ့ဒါကြောင့်ဟိုကမျက်နှာမကောင်းတာလောလိုက်တာသားရဲ့ဖြည်းဖြည်းချင်းသွားပေါ့တာစိုးရိမ်လို့ပါတို့ကြသူများနောက်ပါသွားမှဆိုလို့သားတော်မကိုထိမနိုင်တော့ပါလေဒါသမီးကိုအတူကိုသဘောကျပုံပါပဲစောင်းလေအတွေးပေါင်းများစွာနဲ့အိမ်ကိုပြန်လာတယ်စိတ်ထဲမှာတော့ရုပ်တရက်ဆန်တဲ့ကိစ္စကြောင့်အနေငယ်တော့အောင်းမိပါတယ်ဒါပေမဲ့လည်းပြောပါတယ်ရှက်တာရောပြောတာရောလူကပူပြီးနေရခတ်တဲ့အချိန်တွေဖြစ်တယ်ငါဘယ်လိုလုပ်ရမလဲနော်ဘယ်ရောက်နေလဲမသိဘူးမှုံဘာဖြစ်လို့လဲအလန့်တကြားနဲ့လာပါဦးငါပြောစရာရှိတယ်သူစိတ်ပြတ်စွာထိုင်လိုက်တယ်ငါ့ကိုခန့်ကလက်ထက်ကွတောင်းလာတယ်သိလားဘလို့ရီးသားစကားမပြောသေးပဲနဲ့လက်ထက်ကွကတန်ပြီးတောင်းတာလားအဲ့ဒါကြောင့်ဘယ်လိုလုပ်ရမလဲမသိတော့ဘူးနေကြိုက်တယ်မလားလက်ခံလိုက်ပေါ့ခံတာတော့ခံမှာပါဒါပေမဲ့ရုပ်တရက်ကြီးချာနည်းနည်းရှက်တာပေါ့လို့ရှက်မနေပါနဲ့ဟာတော်ပြီဟာဘာမှမပြောတော့ဘူးကောင်မလေးတယောက်ရှက်နေပါပြီဟေးမောအသိတ်ကိုစားတတ်ပါတယ်ခုလေမနေနိုင်အောင်ရှက်နေလို့အခန်းထဲပြေးဝင်လာရတယ်မနေ့ကတည်းကစောင်းကိုခေါ်ထားလို့ဒီနေ့မှမီတို့စီရောက်နေပါတယ်တမီးအသက်လေးရှားနေပြီရီးစားတွေပါလို့ရှိရင်ခေါ်လာနော်အဆင်ပြေရင်စီစဉ်ပေးမယ်တမီးကတော့အိမ်ဟာပေးစားတဲ့လူနဲ့မယူချင်ဘူးဆိုတော့ဟုတ်တယ်ရှိနေပြီလားစောင်းမမီးကမေးလာတယ်မရှိသေးပါဘူးမမီးရဲ့တားကနေတွေးပြသေးလားဟိုတလုံးအတောင်တွေးသေးတယ်မမီးဘာခန်းဆိုတာမင်းငါ့ကိုပြတယ်တယောက်လားဒီဒီနဲ့မမီးဟာဟိုတခါစကားများပြီးတဲ့ကနည်းနည်းပြန်ဆင်ပြေလာတယ်ပြောရမလားပဲတယောက်နဲ့တယောက်နားလည်မှုလည်းရလာပြီးစကားတွေလည်းအများကြီးပြောပြကြသေးတယ်အစိုးရအကောင်ပေါ့မမီးဟာကိုကကြောင်ကိုလည်းဒေဒီကိုပြောထားပုံပေါ်တယ်အမသမီးကောင်းလေးရရင်ခေါ်လာခဲ့နော်ဒါပေမဲ့တကူတော့ရှိတယ်ကောင်းတဲ့လူပဲဖြစ်ပါစေဟုတ်စောင်းသိပါတယ်ဒေဒီပြီးတော့နောက်တစ်ခုဟာဒေဒီကစေးအောင်လုပ်တယ်မလုပ်နိုင်တော့ဘူးသမီးလက်လွှဲယူဖို့ချိန်ကြပြီသိလားဒေဒီကမလုပ်တော့ဘူးဟုတ်လားဖြစ်နိုင်တော့နားချင်ပြီအိမ်မှာပဲဖျားတရားနဲ့နေပြီးသစင်းနဲ့ပဲခီးတွေပါတွေသွားတော့မယ်အသက်အရမချေခင်အပြစ်ထွက်တာကောင်းတယ်မလားဒယ်ဒီတို့အစ်ပြေးနေတာမြင်ရတာဝမ်းသာလိုက်တာသိလားနောက်လေအဲ့လိုပဲနေမလို့လေဟုတ်တယ်မလားသစင်းနောက်ဆုံးတော့စောင်းမြော်လေးနဲ့မိသားစုမျိုးလေးရှားလာခဲ့ပြီဒီလိုတွေတွေ့တယ်မိသားစုလေးရဖို့အချိန်အများကြီးစောင့်ခဲ့ရသေးတာကိုတို့တွေ့လို့ရှားနိုင်မလားမတွေ့တာတောင်အတော့ကြပြီလေဟုတ်နေရပို့ထားလိုက်ပါစောင်းလာခဲ့ပါမယ်ခါလေမနေနိုင်စွာစပို့လိုက်တယ်သူမစီအဖေကိုအမြန်လိုချင်ပါတယ်စောင်းလာကြသွားလားကိုခန့်စောင်းကျွတ်တင်နေနောက်ကျသွားလို့ကိုကရပါတယ်ဒါနဲ့ဘယ်တော့ပြန်ပေးမလဲကိုပြတ်ထားတာ3ရက်တောင်ရှိပြီဟဲအဲ့လောက်တောင်လားမနောက်ပါနဲ့တော့ဗျာကိုဖြစ်ပြီးတော့အခုလိုလုံနေရတာစောင်းကိုဘလို့မှမြင်လို့မရပါဘူးကိုစောင်းကိုသူများနောက်ပါသွားမှကြောက်လို့ပါစောင်းကဘယ်သူနောက်မှမပါပါဘူးရှင်းနောက်ပဲလိုက်မှာ
အဲ့ဒါဆိုစောင်းလေရှင့်လို့ပဲတကယ်ပြောတာလားစောင်းကိုသေချာလေးပြောလေကွာစောင်းလေကိုခန့်ဝချက်တယ်ဟာဝမ်းသာလိုက်တာဒါဆိုကိုတို့မြန်ဆုံးလက်ထက်ရအောင်နော်အရင်မလို့ပါနဲ့အရင်ဆုံးတွေးကြည့်ရတာပေါ့အချိုးမပြေရင်တော့ဟုတ်နော်သိတယ်မလားကိုကြတဲ့စကားလေးအရင်တက်တာပဲလားဒါနဲ့ကိုခေါ်ပြောင်းသိပြီလေကိုလို့ကောအရှမ်းမေသူစိတ်ကြိုက်ကြည့်ပါလားမဟုတ်လို့လားအဲ့ဆိုဘလို့ခေါ်ချင်တာလေစောင်းလေရီးစားထားရင်ကိုတက်ကြည့်တဲ့သူကိုပဲထားမယ်ဆုံးဖြတ်ထားတာအခုတော့တကယ်ဖြစ်လာပြီသိလားကိုနော်ဟာအချွေးလေးပဲဘေဘီဟာနန်းစားတွေစုံနေပြီမထင်ဘူးလားလူကိုခေါ်ချင်တယ်လို့ခေါ်နေတာကိုစိတ်တယ်ရှိတယ်လို့ခေါ်မိကွာနော်ဘေဘီဟာကိုဒီနေ့ကတော့သူနဲ့ဆောင်ရဲ့ first date လေးဖြစ်သွားခဲ့ပါတယ်အချင်းနဲ့ထီတွေ့လိုက်ရင်အရာရာပျော်တရားကြီးပါပဲညီမင်းကြည့်ရတာအရန်ပျော်နေပုံပဲဟုတ်တာပေါ့ဗျာကိုသိလားကျွန်တော်စောင်းနေတွဲနေပြီမင်းတို့တော့ဝမ်းသာပါတယ်ညီမြန်ယူဖို့ပဲချင်တယ်အဲ့ကိစ္စကိုတော့အရန်မလို့တော့ပါဘူးကိုရရှိသားဖြစ်ပြီးဆိုတော့နောက်မှအေးစေးတိုင်မနာပေါ့ညီတဲ့ဘောအတိုင်းမှာကိုမမစီအဖြေရတော့ကလည်းအဲ့လိုပဲလားအရင်ပြောခဲ့လားဟင်ဒါပေါ့ညီရချေရသူနဲ့ပေါင်းဖက်ရတာကအရင်ပြောစရာကောင်းတာမင်းအမကလက်ရတာခက်တယ်သူအရင်မှနာချေတာအခြေတလိုက်လေအဲ့တော့ကိုရမ်းပြောနေမှာပဲနော်အေးပေါ်ခွာပြောရရင်ကုံတော့မှမဟုတ်ဘူးညီပြသူအခုလိုပြောနေတာတွေ့တော့သူဝမ်းသာရပါတယ်ညီကိုသူချေရတဲ့သူနဲ့ပဲထောက်ရလက်တသွားစေချင်ပါတယ်စောင်းတို့ကတော့ရီစားလေးရသွားတော့အလောက်တော့နောက်ကြတယ်ပေါ့နေလဲတူပဲဘာရီလာပြောနေတာလဲအေးပေါ်လေပြောထားပါအောင်ဒါနဲ့နေ့လေစားတူစားချမယ်မလားဒီနေ့မှပြင်မှာသွားစားမလို့အမလီငါသိနေတယ်နေနောက်ဆုံးတော့ငါ့ကိုသစ္စာဖောက်သွားပြီငါလေအားကြမှာကဖြစ်ဖို့ကိုပဲခေါ်လိုက်တော့မယ်ကြွမုံနေဆောင်ကတော့အမြဲတမ်းအခုလိုပဲဖဲ့နေတတ်ပါတယ်စောင်းကိုလာပြီလာလေးကိုခဏထိုင်စားအောင်လာပါပြီဗျာအေးစိတ်လုံးတော့ကိုကစောင်းကိုပဲထိုင်ကြည့်နေမှာဟုတ်မြန်လုံးမယ်နော်ဒီနေ့ခံကစောင်းကိုသွားကြတာဖြစ်တယ်စောင်းစိတ်ကြိတ်စားဒီကကိုကရှင်းမယ်ညနေလေကိုလာကြုံမယ်နော်ဟုတ်ကိုစောင်းလေတကယ်တော့သွားစရာလေးရှိတယ်ဘေးကိုလေကိုလိုက်ပုံမယ်ကိုတို့တစ်ကိုလေအဲ့မှာမနေရသွားပြီးအင်ကြီးချန်တယ်လို့ပြန်သွားယူရအောင်မယ်စောင်းကိုပိုင်ခံလားဟုတ်ဒေဒီဝယ်ထားပေးတာလိုက်ပုံတော့ကိုပို့ပြပါမယ်ဘေဘီရဲ့ဒါနဲ့လေကိုသိလားကိုနေခနဲ့မုံနေဆိုတူနေချတာကိုနေခကုံတော့မှာတဲ့မုံဆိုဒီရပါအိတ်တောင်ပြန်မလာဘူးသိလားကိုမသိပါဘူးဘာလဲကိုတို့လည်းတူနေရအောင်လေနောက်လေယူချမဲ့သူတွေပဲတိမ်နေတူနေတာမစမ်းပါဘူးဟိုးတာပါအောင်ကိုရဲ့ဒါနဲ့လေတရောမတွေ့တာကြပြီဆိုတော့လွမ်းနေပြီကိုတို့အိမ်ကိုလာလဲပါလားနောက်ပိတ်ရမှာလာမယ်လေနော်ဘေဘီတဘောဗျာဘေဘီတဘောသမီးမနေ့ကသမီးနဲ့တူထမင်းစားနေတာသမီးကောင်လေးလားဒေဒီကတွေ့သွားပုံရတယ်ဟုတ်တယ်ဒေဒီဘယ်တော့အိမ်ခေါ်လာမှလဲအိမ်ခေါ်လာခဲ့အောင်လေဟုတ်ကဲ့ပိတ်ရကြရင်ခေါ်လာဖို့စိတ်ကူးထားပါတယ်အမကြည့်ရတာတော့မစိုးပါဘူးတစင်ပြောလို့သူ့အเจ้าကိုတော်တော်များများသိပြီယူမယ်ဆိုလေမြန်ယူချတော့နော်ဒေဒီတို့တက်ကြီးနေပြီကိုသမီးလေးကိုလက်ထပ်တာမြင်သွားချင်တယ်ကလေးတွေနေပြီးမြေးတွေလည်းချစ်ချင်သေးတယ်သူဟာလက်ရက်ခွင့်တောင်းပြီးသမီးကလက်မထက်ချင်သေးလို့ခဏငြိမ်းနေတာပါသမီးခေါ်လာခဲ့ပါမယ်သူအမသမီးပြန်တော့လေနောက်ကြနေမေဘသူလာခေါ်မှလဲသမီးကောင်လေးပဲလားသူလားခေါ်မှလားဟုတ်တယ်ဒေဒီသူပဲလာခေါ်မှဒေဒီကတော့ဘာမှမပြောပဲပြင်ပုံကြီးပဲချိန်နေတော့တယ်ကိုပေးရကြရင်အိမ်ကိုလိုက်ခဲ့ပါအောင်နဲ့ဒေဒီကတွေ့ချင်နေတာသူ့တမတ်ကိုခေါ်လာခဲ့ပါအောင်နဲ့တကယ်လားကိုလာခဲ့ပါမယ်ဗျာကိုခဏထိုင်အောင်နော်အခန်းထဲမှာအဝတ်သွားယူလိုက်အောင်မယ်အေးစိတ်လို့ပါစောင့်ပါမယ်ကိုဒီညဒီမှာပဲညသာစားသွားကြမလားကောင်းတာပေါ့စားကြရအောင်ကိုချက်ကြွေမယ်ဘယ်လိုလဲကောင်းတယ်မလားကိုလည်းရအရင်ကောင်းတာပဲနောက်ဆိုဒါမျိုးနေတိုင်းစားရတော့မယ်ထင်တယ်နေတိုင်းစားကြရင်ကိုစီမှာလာနေလိုက်တော့ကိုခံကိုပြောင်းနေပါလားနောက်လေတူနေရမယ်ဟာနေပါအောင်မမီကိုပြောလိုက်အောင်မေသဘောပါဗျာကိုရဲ့ရှိတယ်လိုက်ဖို့ပေးပြီးကိုစောင့်ထဲဝင်တော့မယ်နော်ခဏလေးပေးပြီးခံသူမနက်ကလေးကိုဆွဲနှံလိုက်တော့ကားပေါ်မှာပြတ်တာကြောင့်လူမြုပ်ခွင့်မဟုတ်ပါအတချမှာလွတ်ပေးလိုက်ပြီးနှစ်ဘူးလေးကိုနမ်းလိုက်တယ်အဲ့လောက်တော့ခွင့်ပြုလို့ရှားတယ်မလားကိုသဘောစောင်းကလည်းသူ့လက်နှစ်ဖက်နဲ့ခန့်ရပါကိုကိုင်ပြီးနမ်းလိုက်တယ်ဟာဒီညတော့အိပ်ပျော်မယ်မထင်တော့ဘူးအိပ်ပျော်အောင်တော့အိပ်လိုက်ပါကိုရဲ့အရန်တွေမပူနဲ့စင်းမယ်ဆိုစင်းတော့နော်မစင်းရင်ကားပေါ်တယ်အပိကော့သွားလိုက်တော့မယ်
စိတ်မထင်းနိုင်တော့ဘူးအဲ့လိုတော့မလုပ်ပါနဲ့ရှင်သွားပြီနော်ဘိုင်ဆောင်းပယံနေအိမ်ပြန်မလားအိမ်ခဏပြန်မလို့ကောင်လေးကိုအိမ်နဲ့မိတ်ဆက်ပေးမလို့အချင်းကြီးတွေအရင်တွတ်တက်နေပြီပေါ့လေဆိုပါတော့နေရောကိုနေခါနေပဲနေနေတာလားဟုတ်တယ်ကိုကငါနဲ့မခွဲနိုင်တော့ဘူးလေဟိုနေရတောင်သူ့အမေနဲ့တွေ့တယ်ရုပ်တရက်ကြီးသူ့အမေပုံစံကတော့ကောင်းပါတယ်မင်းကလေးချစ်တတ်ပုံပဲငါလေကြွတော့စိုက်ပါတယ်ယူလိုက်ကြပါတော့လားအမြတ်လေးငါတို့ကအေးစီမှာနေယောက်ျားယူရင်ပြည့်မဲ့ပန်းကိုငါရှူပြီးမှစောင့်မှသိလားရီမချက်ကြည့်ပါလားအဲ့လိုပဲလေဒီနေ့အိမ်သွားမှာမို့ကိုအောင်မှာစောင့်နေတယ်ကိုစောင့်ရတာကြာသွားလားဖေဖေစောင့်ခိုင်းရင်ဘလောက်ကြာရတယ်အပူတွေပါရည်သားတကားစောင့်တာကြာစိတ်မရှိဘဲနဲ့အဲ့ဒါချွင်းချက်လေကိုဘာတွေဝဲလာတာလဲမလိုပါဘူးဆိုလိုတာပေါ့ကိုရက်ခမကြီးတွေကိုဖားရမယ်လေချစ်စရာလေကိုကစိတ်မထင်းနဲ့အောင်မလုံးနဲ့နော်ကာမမောင်းနိုင်မင်းနေမယ်သွားကြမယ်နော်ဒီနေ့နှစ်အိမ်လုံးသွားမှာမို့နမ်းမသွားမယ်ကိုကစိုးပဲစောင်းလေးခက်မျက်နှာတစ်ပြက်လုံးဖောက်ပါလေးနမ်းပစ်လိုက်တယ်ကြိုက်တယ်ကွာသွားပြီအားရှိသွားပြီအိမ်ရောက်တော့နင်းနေတော့စိတ်လှရှာနေတယ်ဒက်ဒီဒါကိုခန့်လေမင်္ဂလာပါအန်ကယ်ရှိုင်းမခတ်အောင်ပါဗျာတားကြောင်တွေအန်ကယ်ကြားပါတယ်တမီးကိုကြည့်ဆိုင်ပြီလို့ကျေးဇူးလက်တင်နေတိလားကျွန်တော်အပေါ်ကျေးဇူးတင်ပါတယ်ကျွန်တော်လက်ခံပေးလို့တမီးချစ်တဲ့လူကိုဦးကလည်းချစ်နိုင်ပါတယ်ကွာတာခန့်ထမင်းစားသွားနော်အန်တီမထမင်းစားရင်ခေါ်နေချင်းပြတ်တယ်မစားတော့ဘူးအန်တီမိမိတို့အိမ်လည်းဝင်ရအောင်မယ်ဟုတ်တယ်မမေတတစောင့်နေမှာဟုတ်ပါပြီအဲ့ဒါဆိုနောက်နေ့မှအန်တီတို့နှစ်ဖက်မိသားစုတွေ့ကြအောင်မယ်အန်တီရက်ချင်းလိုက်အောင်မယ်ဟုတ်ကဲ့ဗျစောင်းမမီနဲ့ခဏလိုက်ခဲ့အောင်ဟုတ်စောင်းမိမိကတော့စောင်းကိုပတ်ထုတ်သွားတယ်သူနဲ့အကေတာချန်တော့တယ်ဒါသမီးကိုအပ်ပါတယ်အန်ကေကငငယ်လေးကသမီးစိတ်ကိုတိတ်မသေးဘူးသူ့ကိုအရန်ချုပ်ခဲ့တာတားပဲသမီးကိုပုတ်ကယူဆိုင်ပေးအောင်နော်စိတ်ချပါကျွန်တော်လက်ထဲစောင်းကိုစိတ်ချလက်ချအပ်ပေးလို့ကျွန်တော်တကယ်ကျေးဇူးတင်တာပါအန်ကေဒါနဲ့လေကျွန်တော်အန်ကေကိုတကူတောင်းဆိုစရာရှိတယ်အန်ကေတို့အကူကြီးအများကြီးလို့တယ်ပြောလေသားဟေးမမီလေးလာပြီဟေးမမကိုတာပေါစားကထိမ့်မနိုင်သိမ့်မနိုင်မှာသူ့မမကိုတွေ့တာနဲ့အတင်းကိုပြေးဖက်တယ်ခုမမီလေးလို့ခေါ်လေရှားပြီမလားဟင်တာတဘောပါမမကိုချစ်သွားပြီအဲ့ဟုတ်ဘူးမမီလေးဟာဟေးဟေးတတအဲ့လိုတော့မလုပ်နဲ့လေဒါဒက်ဒီလေးရဲ့ကောင်းမလေးကွာတီဘူးချစ်မှာပဲမေးရတော့ကွာလာသမီးလေးအခုကအန်တီရဲ့တကယ်သမီးလေးဖြစ်သွားပြီလာအန်တီတို့စကားသွားပြောရအောင်လာညီမလေးမမရဲ့ရောက်မလေးစကားသွားပြောရအောင်မေမမနဲ့ဆောင်ကတော့တဝိုင်းနဲ့စကားကြားနေကြတယ်ဖေဖေကတော့မေးလာတယ်ตาလေးဒီတကားတကယ်သိကြသွားပြီပေါ့သိကြတယ်ဖေ तू ကအချစ်ဦးနဲ့အချစ်ဆုံးပဲအဲ့ဒါဆိုမြန်မြန်လက်တက်ခွင့်တောင်းတော့ဖေတို့မြန်မြန်လက်တက်ပေးမယ်ဟုတ်ตาစဉ်းစားထားတာရှိပါတယ်ဖေဒီညကိုနဲ့လိုက်နေနော်ဘာလို့လဲကိုနောက်ရက်ချရင်ခရီးသွားစရာရှိတယ်လွမ်းနေရမှာမို့လို့ဟုတ်လိုက်နေမယ်လေစောင်းလိုက်ဒီနေတော့ကိုအိမ်သာလိုက်နေဖို့တွေးလိုက်တယ်မကြခင်လေအတူတူနေကြတော့မှာပဲဆိုတော့ခုတည်းကပစ္စည်းတွေနေစီခွဲပို့ထားရသေးတယ်နေပြင်စင်စရာရှိတာပြင်ဆင်ပေးပြီလားအကုန်စင်းနေပဲပါတော့ခြေစုပါကွာဒါနဲ့မင်းကလေးကိုခေါ်လာမှာမလားဟာဘလို့ပြောလိုက်တာလေခေါ်လာအောင်မှာပေါ့သူမပါလို့ဘေးရမလဲအဲ့ဒါဆိုမဲတိတ်ဆိတ်ခေါ်လာခဲ့တော့ငါစောင်းကိုဘာမှမပြောထားတော့ဘူးနော်စိတ်ချပါစောင်းငါခရီးတစ်ခုသွားရမယ်အမေနေရဘယ်ကိုသွားမှလဲကိုနဲ့လိုက်သွားမလို့ပါရှင်အေးနေငါ့ကိုတယောက်တည်းပြစ်ထားတာအရှမ်းပြားနေပြီနော်တိတ်မကြပါဘူးခဏပဲသွားမှနေမလိုက်ချင်ဘူးလားတော်စမ်းပါသူများတွေ့နေကြဘာသွားလို့မှာလဲငါကိုလည်းခီးသွားစရာရှိသေးတယ်ငါတယောက်တည်းဖြစ်နေတော့မှခဏပါဟာမကြပါဘူးအင်းမကြွသူတို့တွေဟာခီးတွေပဲထွက်နေကြတာစောင်းတယောက်တည်းကြံနေတော့စိတ်တော့မကောင်းဖြစ်ရပါတယ်ဖေကိုသွားမယ်ခေကချောင်းသာကိုသွားမှာအဲ့မှာကွန်မြူနတီဆောက်ဖို့မြေကွက်သွားချိန်မှလေလိုက်မလားတကယ်လိုက်လို့ရှာတာလားကိုတကယ်လိုက်လို့ရှာတာပေါ့အဲ့ဒါဆိုမမီတို့ဒယ်ဒီတို့ပြောလိုက်အောင်မယ်လေအတူတူသွားရအောင်ကိုကခေါ်တာဆိုတော့လိုက်ပြောပေးမယ်လေနော်ဟုတ်လိုက်ပြောပေးနော်သူလည်းစောင်းမိပါတွေကိုလိုက်ပြောပေးလိုက်တယ်အဲ့ဒါဆိုကျွန်တော်ခေါ်သွားမယ်နော်အကေတို့စိတ်ချလို့ရပါတယ်အကေတို့ကသားနဲ့ဆိုစိတ်ချပါတယ်စောင်းအေးစစ်သွားအလက်ကိုစိတ်မပူနဲ့တခြားသူနဲ့လွှဲပေးမယ်ကြားလားဟုတ်အဲ့ဆိုလိုက်သွားလိုက်မယ်နော်ဒယ်ဒီကျေးဇူးပါသမီးလေးကကိုမတကယ်ပြောရတာငငယ်တွေကမိဘမြတ်တာမရခဲ့သူမို့သမီးလေးကိုတကယ်ပြောစစ်ချင်ပါတယ်ရှင်သမီးကတော့အ
တော်ကိုပြောနေပုံပဲနော်ငါလေအဲ့လိုမြင်ရတာဝမ်းသာတယ်ဒါနဲ့တစ်စင်ငါတို့မနေ့ပြန်လိုက်သွားမှာနော်အတော့တွေတခြားပြတ်ထားအောင်မရိပ်မအောင်သွားရမယ်စိတ်ချစားမှာကျမအကုန်လှုပ်ထားပြီးပြီကောင်းတယ်သူလည်းတစ်စင်နဲ့အစင်ပြေအောင်စကားပြောရသေးတယ်သူတို့ကတက်ကြီးလာပြီငယ်ငယ်ဟာဘလောက်ပဲရှမ်းပြရဖြစ်ခုချိန်မှာအေးချမ်းချင်ပြီဘေးယောက်ျားကသူမချစ်တဲ့မိန်းမတယောက်နဲ့ကလေးယူမလဲသူလူပြိုဘဝတွေကတစ်စင်ကိုသိချစ်ခဲ့ပါတယ်ဒါပေမဲ့အနိုင်ယူချစ်တဲ့ချောင်းသားသူတို့အမြင်စကားများခဲ့ကြတာခုတော့သူတို့လည်းတရားမျက်တာတရားသိပြီးအေးချမ်းနေကြပါပြီဖေဖေအခုမှရောက်တာဆိုတော့ခဏနားလိုက်အောင်နော်ကိုခဏအပြင်သွားလိုက်အောင်မယ်ဟုတ်ကိုကြာမလားဟင်မကြာပါဘူးဗျခဏပဲကိုရဲ့အလောက်ကလူတွေနဲ့တွေ့ဖို့ချိန်ထားလို့ခဏပဲနော်ဟုတ်စောက်ရောက်တော့ပြင်မနာနဲ့အိတ်လိုက်တော့တယ်နေမင်းတို့တွေပဲမလဲဟုတ်ပြီငါခုလာနေပြီရှောင်းလာတာမြန်လိုက်တာဘယ်လိုလဲငါတို့ပြင်ဆင်ထားတာစိတ်တိုင်းကြရလားငါတော့စိတ်တိုင်းကြပါတယ်သူစိတ်တိုင်းကြဖို့ကအရေးကြီးတယ်မပူနဲ့ကိုခန့်စောင်းကြိုက်ဆုံးနေကြီးပဲဟုတ်ပါတယ်သူကဒီနေ့စောင်းပရိုပိုလုံးမှာမို့အလားစင်နေတာဖြစ်ပါတယ်ကဲကြိပ်ပြီးမှာပန်းငင်ကြီးတခုလောက်ထားတယ်အဲ့ဒီပန်းတွေကိုလေသူအကြိုက်ဆုံးပန်းတွေကိုပဲအလားစင်ပေးထားတယ်ပန်းရောင်အနုနေစီပန်းတွေကိုမီးရောက်ဆောင်လေးတွေနဲ့လှပစွာအလားစင်ထားတယ်ညနေကျရင်သူ့တမအောင်လက်ထက်ခွင့်တောင်းတော့မှဖြစ်တယ်စောင်းရောက်လာတဲ့ကအိတ်လိုက်တာခုမှနိုးတယ်ဘေးမှာတော့ဘယ်သူမှမရှိပါကိုကတော့ရေချင်းတို့ပုံပေါ်တယ်အော်ဘေဘီနိုးနေပြီလားနိုးနေရင်လေကိုတို့ပြင်သွားကြမယ်ဟုတ်စောင်းလေးရေချိုးလိုက်အောင်မယ်နော်ကိုဒီ dress လေးလှလာရင်ဘေဘီကဘာမှမလှပြီးသားတန်းချသွားမယ်ဆိုတော့တေချာရွှေဝင်လာတာဘေဘီဆိုသွားကြမယ်ဘေဘီတို့ကြောင့်မှောင်တော့မယ်ဟုတ်သူမလက်ကိုကိုင်ပြီးကန်ချစ်တခြားလုံးလမ်းဆောင်လာတယ်ကိုဟိုးမှာဘာလေးလည်းမသိဘူးနော်တရားရောက်ကလက်တက်ခွင့်တောင်းမလို့တင်နေဟုတ်လောက်မယ်နော်အရှမ်းလာတယ်စောင်းသဘောချလိုက်တာစောင်းလေကြရင်လေအဲ့လိုမျိုးလေးလှုပ်ချင်တာအဲ့လိုမျိုးလေးလှုပ်ပြီနော်ဟုတ်ပါပြီဗျာသူနဲ့စောင်းလေအဲ့နာလေးဒီလမ်းရှောင်းလာခဲ့ပြီးရှောင်းလေးရောက်ရောမိတွေဖြတ်ကနေပိတ်သွားတယ်ပြီးမှဝဲယူမေးတယ်မီဆိုတဲ့မိလေးလင်းလာတယ်စောင်းလေဟိုချစ်တီချီလို့ရင်ကိုကအနောင်မှာတူးထောက်ပြီးလက်စုပ်ပူလေးထုတ်ပြလိုက်တယ်ကိုဖေးပြီးကိုလက်ထပ်ပါနော်ဒါကစောင်းတော့ပြင်ဆင်ထားတာလားဟင်စောင်းအော်လုံးလို့ကိုမျက်ရည်တွေပါဝဲလာပြီးတော့အတန်တွေပဲတုံလာတယ်ဖေးပြီးကိုလက်ထပ်မိမလားလက်ထပ်မှာပေါ့မြင်စွပ်ပြီးတော့စောင်းဟာသူ့လက်လေးကိုထုတ်ပေးလိုက်တယ်ထိုးမခန့်လေမတ်တပြန်ရက်ပြီးလက်စွပ်လေးဆုပ်ပေးလိုက်တဲ့အခါဟေးအဲ့ဒီချိန်မှာမုံတို့နေလို့ရောကိုဘကမိသားစုတွေရောဒယ်ဒီတို့မမီတို့ရောဘယ်ကနေဘလို့ပေါ်လာမှမသိကွန်ဂရက်ကျူလေးရှင်မှာတငယ်ချင်းလေဟာမငုံနဲ့လေဘာလို့ငုံနေတာလဲဟာပြောလို့မမီတို့ကဘေးကနေရောက်လာကြတာလေဟင်သမီးလေးကိုလာချစ်တာပေါ့လို့ကိုညာတယ်ကိုကညာပြီးစောင်းကိုခေါ်လာတယ်ပေါ့လေဟာဘေဘီရေကိုကဆပ်လိုက်ဖြစ်အောင်လို့ပါကွာမပြောဘူးလားကိုကောင်းဆုံးပဲမမီသမီးတတဟိုနာမှာပုံနေတာမမြင်ဘူးမလားမမြင်ဘူးတတတို့ကအသေးချာပုံနေတာရောညီမလေးရေနောက်ဆုံးတော့ရောင်မလေးဖြတ်လာပြီညီအတွက်လေကိုဝမ်းသာတယ်ကွာနှစ်ယောက်လုံးပျော်ရွှင်ကြပါစေနော်ကဲလာတို့တွေသွားစားကြရအောင်လာသွားချမယ်မိမိတို့လူကြီးတွေကတော့အုပ်စုလိုက်ဖွဲချနေကြတယ်ကိုတို့မိသားစုကတတဒီဘက်မှာတော့နေတို့နေခန့်တို့ကတအုပ်စုငါကောင်ရောပြီးတော့လေခန့်ငါ့ကိုပြောစရာမလိုဘူးအဲ့မှာကြည့်လိုက်ငါတို့ကမင်းတို့ပြီးရင်ယူတော့မှာဟုတ်ပါပြီကွာဒါနဲ့ကိုဒါတွေအကုန်လုံးကကိုတို့ပဲကြွက်ကြစစ်စင်ခဲ့တယ်ပေါ့ဒါပေါ့ဗျာဟောဒီကိုပဲအကုန်လောက်ထားတာမဟုတ်နေမကောင်းဘူးသိလားနေရလေငါ့ကိုတော့ရှို့တယ်သိလားဒါမျိုးကရှို့ရမှာလေဟာကိုအစားရအတွက်ကျေးဇူးပါနော်ပြောစရာမလိုဘူးဘေဘီကိုဟာဘေဘီရဲ့စိတ်ကြိုက်ဘေဘီချိုက်တာအကုန်လုပ်ပေးမှာကိုနောက်မှသာနေပြီဟုတ်ပြီလားအားကြောင့်ချစ်တာမွတ်ဟာဟေးလူရှိတာလဲတတိယအောင်မဟုတ်ပြောမှာအကောင်လုံးထားရကြပါတော့တယ်ကျွန်တော်တို့သမီးလေးကိုဂယူးဆိုင်ပေးကြတာကျေးဇူးပါဗျာမလူတာရှင်ကျမတို့ကသမီးလေးအရန်လိုချင်နေတာမွေးလာတော့သားနှစ်ယောက်အကြီးလေးလေးမိမကိုလည်းအရန်ချစ်ရတာခုတော့စောင်းလေးပါရလာပြီကျမတို့အိမ်ကိုလာတဲ့ဟာသဘောတွေကျတာပါရှင်နောက်တော့သားနဲ့ပေးစားဖို့ဒီစဉ်းစားထားခဲ့တာနောက်ကြသူဟာကြိုက်တယ်ဆိုတော့ကိုရရအောင်လိုက်ဆိုပြီးလွတ်ထားလိုက်တာပါကျမတို့ကလည်းတားခန့်ဝယ်ရှင်တွေကသဘောကျတာပါကျွန်တော်တို့ဂမိကမတ်တွေနောက်မှတွေ့လို့တဝိုင်းလောက်ကြအောင်ပဲဗျာမတ်သက်စင်ကျမတို့ကလေးတွေကိုဒီအပြန်ရင်ကိုချက်ချင်းပွဲလုပ်စေချင်ပြီကွယ်လောက်ကြတာပေါ့မာရီသူတို့မစစ်စင်ရတောင်းကျမတို့ပဲလောက်ကြတာပေါ့ကျမသမီးလေးကိုစိတ်ချချင်နေပြီ
တစင်ရဲ့မင်းကလည်းလောလိုက်တာအိုးလောတာမဟုတ်ရပါဘူးကျမတို့လေအဲ့ဒါမှသမီးကိုစိတ်ချလက်ချထားပြီးခီးထွက်နိုင်မှာပေါ့ဟာအဲ့ဒါလည်းဟုတ်ပါတယ်ခုတလောကန်းချေရပြန်လာပြီးတဲ့ကနှစ်ယောက်တော့အလုပ်ရှုံနေပါတယ်ပွဲရောက်ပါဒါကြောင့်ဖိတ်စာတွေဖိတ်ရမအားလက်ကြပါခုတော့ဆောင်ကသူ့ကိုယ်ပိုင်ကိုယ်တို့မှနေတယ်နောက်ပိုင်းကျကိုကိုတို့အိမ်ကိုပြောင်းနေရမှာဖြစ်တာကြောင့်ဘေဘီရောက်လာပြီလားကိုကိုအလုပ်တွေရှုံနေလားနည်းနည်းဒီတနေ့ကလူနာတွေအချမ်းများတာပဲကိုကိုရဲ့ဖေမနေရင်ကိုကိုဖတ်တာပေးရမလားအိမ်ရောက်မှာအတက်လေးပဲဒါနဲ့လေကိုကိုဆေးရုံကလူတွေကိုဖိတ်စာပေးထားလိုက်ပြီကိုကိုဘက်ကရောဖိတ်ဖို့ကြံသေးလားမကြံတော့ဘူးဘေဘီအကုန်ပြီးပြီမနေ့ပြန်တော့လုံနာလိုက်နော်သိလားပွေရနောက်ရက်ဆိုတော့ပေမမဆိုလိုပါဗျဟုတ်မနေ့ပြန်ခွင့်ယူထားပြီလာပြန်ရအောင်ကိုဘေဘီလေးတခုခုသွားစားကြမယ်ဘာစားကြလဲစိတ်ရရှိရပြောရရင်တော့အခုလိုမိုးအေးနဲ့မူကထာစားကြတာရတယ်လေကိုကိုတို့သွားစားရအောင်ဟုတ်ကိုကိုဒီနေ့ကတော့သူတို့နှစ်ယောက်ပဲမင်္ဂလာဆောင်နေလေးဖြစ်ပါတယ်ကိုချစ်ရတဲ့သူနဲ့အတူတူမင်္ဂလာဆောင်ရတာဆိုတော့ခတ်စိတ်သေးပြောစရာစကားမရှိအောင်ဝမ်းသာမိတယ်သူ့ရဲ့သူတို့သမီးလေးရလေလှလိုက်တာဆိုတာအရှမ်းပါပဲငကိုလေးကရုပ်ခံလေးဟာချစ်စရာကောင်းတော့အလှလေးပြန်လာရောပြောစရာမလိုအောင်အရှမ်းလှဒါခဏနေသမီးကိုသွားကြည့်လိုက်အောင်နော်မိမိတို့ချွေးမလေးဟာအရှမ်းတွေလှနေတာတားကိုပဲသွားလိုက်တော့မယ်မိမိနေပါအောင်မလေးရဲ့အခုချိန်သွားလို့မရသေးဘူးခဏလေးသိကန်လိုက်ပါအောင်ညီရဲ့နည်းနည်းပါပါအိမ်လေးစီစမ်းပါကွာဘေဘီဒီနေ့အရှမ်းကိုလှနေတယ်အချင်းနဲ့လှပြီးသားကိုဟုတ်ပါတယ်ကိုမိမလေးကအမြဲတမ်းလှပြီးသားဒီလိုနဲ့သူတို့နှစ်ယောက်လက်ကလေးချိတ်ပြီးခါမာတွေလမ်းလျှောက်လာခဲ့တယ်လူတွေရဲ့ပါးစပ်ပြားမှာတော့လှလိုက်တာချောလိုက်တာလိုက်ဖက်လိုက်တာအဲ့လိုစကားသံတွေပဲကြားရပါတယ်တချို့တွေကပြောသေးတယ်နေနေလားရွှေနဲ့မြလိုလိုက်ဖက်ကြောင်းဒီလိုနဲ့သူတို့နှစ်ယောက်လက်ဆွပ်ပြန်လာစွတ်ပေးလိုက်တယ်ပြီးတော့မင်္ဂလာပွဲလေးပြီးသွားတော့လက်ကင်ပန်းစီလေးကိုခြေဖို့လောက်ကြတယ်အဲ့ဒီမှာပန်းစီရသွားတဲ့သူကတော့မှုန်တယောက်ပေါ့ပြီးတော့အဲ့ဒီတွေကိုလိုက်အိတ်ခံပြီးတော့ဟဲကိုဆန်နောက်ဆုံးတော့ဒီလိုပဲဖြစ်သွားတယ်ပေါ့ညီရေမင်းတို့စားတွေကအကြည့်တွေကမယိုးပါဘူးထင်းနေတာတကယ်တမ်းလည်းဖြစ်သွားတယ်နော်ဝမ်းသာပါတယ်မင်းတို့နှစ်ယောက်အတွက်ချေးစုပါကိုဆက်ရဒါနဲ့ဘေးရဘသူလဲမိတ်ဆက်ပေးပါအောင်ဒါကိုကောင်မလေးလေမြန်လိုက်တာနော်စောင်းတို့တော့မသိလိုက်ရဘူးဟုတ်တယ်ဗျာအဲ့လိုပဲဖြစ်သွားတယ်ကိုဆက်တို့အေးစစ်စစ်စားကြနော်စောင်းတို့ကနာတော့အိတ်ခံလိုက်အောင်မယ်ဟဲမမမူနဲ့ကိုခွန်မြတ်သားလာပေးလို့တကယ်ကျေးဇူးတင်ပါတယ်နော်တမီလေးတောင်တော်တော်ကြီးလာပြီပဲချစ်စရာလေးလာရမှာပေါ့ဒီညီမလေးတယောက်တည်းရှိတာကိုခန့်အတွက်ကျွန်တော်ဝမ်းသာတယ်နော်ကျေးဇူးပါကိုခွန်တမီလေးလေးချစ်စရာလေးကျွန်တော်တို့အမိလိုက်ဖို့လိုနေပြီထင်တယ်ကိုခန့်ကြီးချမြင်သားလိုက်ခဲ့တော့မိုးတို့လည်းမရလေဒီနေ့ဆောင်လို့နဲ့စကားတွေအများကြီးပြောပြခဲ့ကြတယ်မင်္ဂလာပွဲပြီးသွားတော့ဖေဖေမေမေတို့ကိုကြော်ပြီးသူတို့လည်းနောက်နေ့ဟန်နီမွန်ထွက်ဖို့ပြင်ဆင်လိုက်တယ်ကိုဆောင်ဘာဖြစ်လို့ဟန်နီမွန်ကိုကန်းချင်ကိုသွားတာလေသိကြလားဘာဖြစ်လို့လဲဘေဘီရဲ့ဒါဒီလိုရှိတယ်လေကိုကစောင်းကိုအဲ့ဒီမှာပရိုပိုလုပ်ခဲ့တော့မမညာညာလေးဖြစ်သွားအောင်လို့အဲ့ကိုထပ်သွားချင်တာအတက်လေနားရအောင်နော်မနှက်ပြန်လေခီးထွက်ရအောင်မေဟုတ်ကိုဒီနေ့တော့သူတို့ကန်းချီကိုရောက်ခဲ့ပြီကိုရေမြန်လာရှည်သွားစော်ရအောင်လာပါပြီဗျာသူတို့နှစ်ယောက်အတူတူအကြကြီးရှည်ရီစော့ခဲ့ပြီးပြန်လာတော့ဝတ်စားလေးပြီးညနေနေဝင်ချိန်တွေကိုအတူတူသွားကြည့်ကြတယ်သူမလေးကသူ့ရဲ့ပခုံးပေါ်ခေါင်းမိထားပြီးကိုစောင်းအများကြီးချစ်ပေးလို့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်စရာမလိုပါဘူးကိုကဘေဘီမို့ကိုချစ်တာမျက်နှိုးတာဒီကမျက်နှိုးရလေးကကိုရဲ့နာမှာအကြကြီးတာနေပြီးနေမှာပေါ့ဘယ်သွားအောင်မလဲနောက်ဆိုတတမီမီတွေနဲ့အတူတူပျော်ပျော်ရွှင်ရွှင်နေရအောင်နော်ကိုဟုတ်ပါပြီဗျာနေဝင်ချိန်လေးကိုကြည့်ရင်အနမ်းတွေနဲ့ချုံမြင်နေကြတယ်သူတို့ရဲ့ဘဝလေးဟုတ်ကဲ့ပါရှင်ချစ်ရတဲ့ပရိသတ်ကြီးအခုနားဆင်ကြရတဲ့ချစ်စလန်ကောင်းလေးကတော့ကိုသိချစ်ရတဲ့စောင်းဆိုတဲ့ဇလန်လေးရဲ့အစအဆုံးလေးကိုနားဆင်ကြရတာပဲဖြစ်ပါတယ်ရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel လေးကနေစိတ်ဝင်စားစရာချစ်စလန်ကောင်းများစွာကိုရွေးချယ်ပြီးတင်ဆက်ပေးသွားအောင်ပါမို့စောင့်မျှော်ပြီးနားဆင်အားပေးကြပါအောင်ရှင်နားဆင်အားပေးခဲ့ကြတဲ့တယောက်ချင်းဒီတိုင်းကိုစိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်